Hello ဆုမပါပရိသတ်များအားလုံးကို SM Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ပရိသတ်များအားလုံးအတွက်ကိုတင်ဆက်ပေးသွားခြင်းနဲ့ဇလံကောင်းလေးကတော့အတဖြစ်ချီနှောက်ခြင်းလို့အမည်ရတဲ့ဇလံကောင်းလေးဖြစ်ပါတယ်ဟုတ်ကဲ့ပါဇလံလေးရဲ့အစဆုံးတင်ဆက်ပေးသွားမှာမို့လို့ပရိသတ်များအားလုံးကလိုက်ပါပြီးတော့မှစီမျောခန်းစားပေးပါအောင်နော်ဇလံလေးကိုမတင်ဆက်ပေးခင်မှာတော့ပရိသတ်ကြီးအားဆုမရဲ့ channel ကို subscribe မလုပ်ရသေးဘူးဆိုလို့ရှင်တော့ subscribe လုပ်ပြီးတော့မှအားပေးခဲ့ဖို့မမေ့ကြပါနဲ့နော်โอเคပါဇလံလေးကိုစတင်လိုက်ပါတော့မယ်ဝိုင်းခွက်ကိုလှည့်ပက်ပြီးတော့မှနှကန်းအဲ့ဒီစီကိုတိပြီးတော့မှမောတောက်ပြလိုက်တော့စိုးကြုံတဲ့လေစလုတ်ကြီးတွေကိုတိုးတိုက်ဆင်းသက်သွားပါတယ်။လေစလုတ်ကြီးလုတ်ခတ်သွားလို့ဝိုင်းကိုရတာခံပြီးတော့မှထက်မျိုးချပါတယ်။စပွဲပေါ်ကအမေအောင်စီကရက်ပေါ်ဆွဲယူလိုက်တော့လက်တစ်ဖက်ကဝိုင်းနှင်းငယ်တာကျန်တဲ့ခွက်ကိုစပွဲပေါ်ပြန်တင်ပါတယ်။စီကရက်ပေါ်ပွင့်ပြီးတော့မှဆက်လက်တလက်ထုတ်ပြီးတော့နှကန်းရဲရဲစီကိုတိလိုက်တော့ဘေးကမင်းကြီးပြီးတဲ့သူကအစင်တင်ပါ။အခုလေဒီတစ်ပတ်တော့အိမ်တော်စီကိုပြန်ဖို့တခင်ကြီးကိုယ်တိုင်အမိန်ပေးလိုက်ပါတယ်။ secret အငွေတွေနှကန်းရဲရဲပေါ်ကတလူးလူးနဲ့ကိုထွက်လာပြီးတော့နှကန်းအဲ့တွေကခါဖွင့်ပြီးတော့မှလှိုင်းတွတ်တယ်လို့မဲပြစ်လိုက်ပါတယ်။ဟမ်ပါရလေ။ဘာတွေထက်ပြီးတော့မှချုံနာအောင်မလို့တယ်လေ။ဒီကအဆောက်ရှောက်ဟန်တူတဲ့ bodyguard တူကတော့သူ့ရဲ့ပြောကြောင့်အနေကျက်သွားပုံရပါတယ်။မလုံမလဲမျက်နှာမျိုးနဲ့စိတ်ထဲမှာကြောက်ကြရဖြစ်ကုန်တယ်လို့အဲ့လိုမျက်နှာမှောင်ချုံသွားပြီးတော့မှအဖြစ်တစ်ခုပေးဖို့အတွက်ကိုလည်းမင်းစင်းစားနေပြီးတော့မှအခက်တွေ့နေပုံမျိုးဖြစ်ပါတယ်။တခင်မိုးထက်မြင့်ကအကိုလေးအိမ်ရထွက်သွားတာတလားကြိုကြာနေပြီဆိုတော့တွေ့ကျင်လို့နေမှာပါ။မိနစ်ပိုင်းလောက်ကြာမှဖြေချလာပါတယ်။ဒါလည်းအဖြေပန်းမဟုတ်ပေနဲ့သူ့နာကိုကြိုးတာစီခြင်းလို့ကြံရွယ်ပြောတယ်ဆိုတာစောင်းတီစားဆိုတဲ့သူကငါအမှုမသိရမှာလား။ဖြက်ကနေခက်ဆူဆူလှမ်းကြည့်တော့ဘော်ရီကတ်တူရဲ့မျက်နှာပြက်ပြက်ရွေးနဲ့အောက်ကိုငုံသွားပါတယ်။ဟာဟာဟာဦးမိုးထက်မြင့်ဆိုတဲ့လူကငါ့ကိုတတိယလို့ဖြစ်နိုင်ပါမလားဘယ်ဘိုင်းနေမှာတာဝန်ထမ်းဆောင်ခိုင်းမလဲဆိုတာငါလည်းသိချမသိဘူးဘာဖြစ်ဖြစ်ငါမျိုးတော့မြင်စင်တာကြောင့်သွားတော့သွားမှာပါပြောလိုက်နောက်တစ်ပတ်ကြောင်းပိတ်ရလာခဲ့မယ်လို့ဟုတ်ကဲ့ကိုလေးသူကအငင်းပြန်စာပေးလိုက်မယ်ဆိုရင်ကြားရဘော်ရီကတ်တွေကအပြစ်ပေးကန်ထိမယ်တောင်းငေးလို့တော့မဟုတ်ပေမဲ့တကယ်တမ်းမိခင်ဖြစ်သူကိုလွမ်းနေတာမို့လို့လေပြန်ဖို့သဘောတူလိုက်ပါတယ်မင်းသားကိုအလိုလိုက်တာရှောလို့ငါအတန်တန်ပြောရင်နော်ဧကရီမြင့်မို့နာမည်နဲ့လေးတန်မြင့်ပြီးတော့ခေါ်လိုက်တော့ဝီချဲပေါ်မှာထိုင်ပြီးတော့မှ TV ကြည့်နေတဲ့ဒေါ်ဧကရီမြင့်မို့တယောက်ကတော့ဆွေကနေတစ်ချက်လှည့်လာတဲ့မိတ်ကပ်ပါမျက်နှာတော့မျက်စောင်းဆူဆူတစ်ချက်ကလွင့်ကနေပါလာပါတယ်ငါပြောတာမှားလို့လား10တန်းကိုတပုံးမုံကြနေတာကြည့်လို့ကောင်းတယ်ထင်နေလားအသက်ပဲ20ပြည့်တော့မယ်တကယ်ကြစ်ကန်နိုင်တဲ့ငပိငတူများဘလို့မွေးထားလဲမသိပါဘူးအိုးဘလို့မွေးထားလဲဆိုတော့ပိုးသိမှာပေါ့ခက်ဆက်ဆက်ရန်ရှာပြီးတော့ TV ရှိကိုစက္ကနဲ့ပြန်လှည့်သွားလို့အိမ်ကိုရီးယားဂျာမှာတီကြည်စွာနေနေတဲ့ဦးမျိုးမြင့်ထက်ကတော့ရှက်ရိပ်ဖျားသွားပြီးတော့မှဘိညာကိုလှည့်ကြည့်မိပါသေးတယ်။ဒါပေမဲ့လည်းရေစရာဖြစ်ရတောင်မှအိမ်ကိုရီးယားမရေမပြောကြရဲ့အထိတော့အိမ်တော်ကြီးဟာစီကံတင်းကျပ်ပါတယ်။သူပါဝင်စီကံလိုက်နာကြပြီမလေခက်ပေါ့ပေါ့နေထိုင်တတ်တာဆိုလို့ဟိုတကောင်ပဲရှိပါတယ်။ပြောလိုက်လေဖခင်ရောတငယ်ချင်းလို့တခွန်းမကြံပြန်ပြောဖို့အခွင့်ကောင်းကယူတတ်သေးတယ်။နောင်ရေးကိုစိုးရင်လို့ဖခင်ဖြစ်သူရဲ့စေတနာကိုနည်းနည်းပပမြင်စေချင်ပါတယ်။ဒါမဲ့လေမိခင်ဖြစ်သူရဲ့အလိုလိုက်ပါစာပေးမိုရီနဲ့10ရဲနှစ်ခါကြာဖို့ပြီ။အခုတတိယမြောက်ကိုအောင်ပါအောင်မလား။ဦးမိုးမြင့်ထက်စိတ်ပူပင်စွာနဲ့ပင့်သက်ရှိုက်ပြီးတော့မှတယောက်တည်းဆိုပါပေါ်မှာထိုင်ချလိုက်ပါတယ်။ကြောပွေးနဲ့ကိုဘေးပကုံးပေါ်ကောက်တင်လွှဲပြီးတော့မှအေးဝယ်ပြီးတော့ပြန်လှည့်ထွက်มาတော့ရင်ဘက်ကိုပြစ်တတ်တဲ့မင်းကလေးကသူမနှစ်ပိုးလေးကိုဖိပို့ပြီးတော့မျက်နှာလေးချုံပြီးတော့မှသူ့ကိုမောကြည့်လာပါတယ်။ရင်ဘက်ကမာလုံးနာလား။အဲ့ဒီမင်းကလေးကပဲနုလုံးနာလာတော့မပြောတတ်ပါဘူး။နှစ်ဘူးလေးကတော့တိတိတသားလေးကိုကွက်ရဲသွားပါတယ်။ဒီမှာရှင်လူတယောက်လုံးလာနေရတော့မကန်းနေလား။ကန်းနေလား။ဇာဝညကုံစင်စင်ထူထူတွေတွန်ချိုပြစ်လိုက်ပြီးတော့ဘာမှမပြောသေးဘဲနဲ့ဘေးကရှူထွက်မလို့ပြင်တော့ရင်ဘက်ကိုစောင့်တွန်းလာပါတယ်။ဖူးအားပြီးတော့မှလုံးပြည့်တဲ့နှကန်းရဲရဲလေးကအလိုမကျစွာနဲ့တင်းစေထားသလိုမျက်ဝန်းအိမ်လှလှလေးတွေကပိုင်ဆိုင်ထားတဲ့အဲ့ဒီအမျိုးသမီးလေးကမျက်နှာလေးကနှစ်လိုဝဲကောင်းပါတယ်။အနီရောင်လက်တလုံးကာဝင်လေးကရင်အောင်မို့မို့လေးကိုခရီးလေးဖော်ပြထားပြီးမြဲကြည့်ရဆိုအောင်တော့အမြင်မရိုင်းပါဘူး။သူကမျက်လွှာတစ်ချက်ကြည့်လိပြီးတော့မှဘာလို့လဲအေးဖို့ရှင်းပေးရမလား။ဒါမှမဟုတ်ကိုအေးယူသားမလား။ဒီမှာကျမနာသွားပြီလေ။ရှစ်စီကလိုချင်တာတောင်းပန်ပါတယ်ဆိုပဲစကားပဲ။ဆောင်းကကြစ်ကန်ပုံစံမိုလာစတိုင်ဖြစ်ရမှာတော့ခက်ဆွေဆွေပြန်ကြည့်ပြီးတော့မှနှကန်းတွန့်ရောပြောလိုက်ပါတယ်။ဒီမိန်းကလေးကိုသူမမြင်ဘူးပေမဲ့သူ့နားကိုကတ်တဲ့မိန်းကလေးတော်တော်များများအရှိန်ဝါတစ်ခုကိုလိုချင်တက်မှတ်စိတ်တွေကြောင့်ဟန်ဆောင်ပြီးတော့ရောက်လာကြတာဖြစ်ပါတယ်။
ဒါမဲ့ဒီမိန်းကလေးကတော့သူ့စီကတောင်းပန်ပါတယ်ဆိုတဲ့စကားကိုဆိုလာတော့ကြီးလိုက်တဲ့မာနကိုကဘာမှလုပ်လိုက်မိလို့တောင်းပန်ရမှာလေကလေးမရဲ့အောင်မနေနဲ့ငါတိတ်ကွာမဲ့ပုံပေါ်ပါဘူးနေနောက်မှငါတက်ငယ်အောင်ပါတောင်းပန်ငါနာသွားပြီလက်ပိုးလေးကိုထက်မှန်ပြီးတော့ပုတ်လိုက်တော့ရဲနေတဲ့အကွက်လေးကိုကြည့်ပြီးတော့မှဝင်းစင်နှုတ်ဖက်တဲ့အသားရည်ပိုင်ရှင်မိန်းကလေးကနေပူတွေကဖြတ်လာလို့နေကြချင်းအသားရည်တချို့အဖြစ်နဲ့ပြောင်းလဲနေပြီအဲ့လောက်ဒီကိုနှုတ်ဖက်တာတောင်းပန်စေချင်တာလားဒါပေါ့ဘေးပပတ်လင်မှာတော့ဆိုင်ကြီးထဲမှာဝင်ထွက်နေရတဲ့လူတွေလည်းရှိပြီးတော့မှတချို့အကြည့်တွေကသူတို့ထံမှာပုံကျနေရမျိုးလည်းရှိပါတယ်ဒါကိုစိတ်မဝင်စားသလိုနေတဲ့သူ့ရှိရမိန်းကလေးကြောင့်လေပဆောင်တွေကိုရှာထိုးထည့်ပြီးတော့မှဟက်ကနေပြုံးပြီးတော့သူ့မေးတတာရှိရဲ့ဘယ်ဟာမှမသိတဲ့မိန်းကလေးရဲ့မျက်နှာနာကိုခန္ဓာကိုယ်ကြီးကိုက်လိုက်ပြီးတော့မှစွာတေးလန်လုံးနဲ့နှကန်းရဲပြည့်ပြည့်လေးကိုသူ့နှကန်းနဲ့ထိကပ်ပစ်လိုက်ပြီးတော့မှအောက်နှကန်းလေးကိုတစ်ချက်နမ်းပစ်လိုက်ပါတယ်ဟင်ချိုးလိုက်တာနော် sorry နော်ကိုမတဆနမ်းလိုက်မိပြီသူနှကန်းပါကိုရှာနေတစ်ချက်တက်ပြစ်လိုက်ပါတယ်မိန်းကလေးကမျက်ဝန်းလေးဝိုင်းပြီးတော့မှဘေဘီကိုဝဲကြည့်ပြီးတော့ဘေးကဖျက်လျှောက်သွားတဲ့သူ့ကိုလည်းလှည့်မကြည့်ရှာတော့ဘဲနဲ့တုံကလေးကြမ်းခဲ့ပါတယ်သူကားထဲကိုပြန်ဝင်ထားလိုက်တော့မောင်းသူနေကဘော်ရီကကမျက်လုံးအပြူသားကြည့်နေရမို့ကုံစုံဆိုင်ကြီးတွေကကောက်ကြောင်အလှသက်သွင်းနဲ့ကြောပေးပြီးတော့မှရက်နေရဲ့ကြောပြင်ဖြူဖြူလေးစီကိုသူတစ်ချက်မျှကြည့်လိုက်ပြီးတော့မှမောင်းအမိတ်တစ်ခုကြောင့်ကားအဆိုင်ရှိကနေဖြတ်ထွက်သွားပါတယ်ဗလိုင်းစော်ကားခံလိုက်ရတော့အကျိတ်နဲ့ဒေါသတွေဖြစ်ပေမဲ့လေဘာမှတော့ပြန်ခွင့်မရလိုက်ပေနဲ့အဆက်သာရလိုက်ပါတယ်သူမှဘာမှမဝေတော့ပဲနဲ့အဲ့ဒီအကြည့်တွေစီကရှောင်ထွက်ခဲ့ပြီးတော့မှပထမဆုံးအနံ့တပွင့်ကဘယ်မှမသိတဲ့လူလက်ထဲကိုပေးလိုက်ရတာနှမျောလဲနှမျောမိငိုလဲငိုချင်လာပါတယ်တွေ့မယ်ကလေးကချစ်ကောင်းစုပ်ဘာကိုကြောင်းမှအခုမှအရေးတွေကြီးပြနေရလဲမလို့ချင်းမင်းရန်ကုန်မှာနေကြားပြအေးပြီးရင်တော့မင်းကိုဂိုက်ခေါ်တယ်မယ်ငါမိတ်ဆွေဦးလွန်ကိုရဲ့သမီးလေးကနှစ်ချင်းပေါအောင်ထားတာအသက်က18ကျော်ရှိသေးတယ်ပြောချင်တာသူ့တက်အများကြီးတားရဲ့ပေါ့အေးအခုလေကြည်စမ်းသူနာပြုတ်တင်တဲ့တက်နေတာမင်းမေအတွက်ဆေးကိုပေါ်ရရောမကောက်အဖော်တော်မှရသေးတယ်ငါအကုန်ပြောပြီးပြီနော်မင်းသာငါအမေကိုနာခံအေးတယ်လရီလှုပ်လို့ရတော့မင်းကိုငါအမွေဖြတ်ပြီပဲတေချာပါ့ဒီမွေကိုကျွန်တော်ယူအောင်ပါထိုင်နေနဲ့ပေးကက်ကက်ပြောပြန်ပါတယ်ဦးမိုးမြင့်ထက်မျက်နှာဒေါသချွေးရီနဲ့တိုးတိုက်လာသမျှလေးတွေတိုင်းရလဲသူ့ကိုမအေးစေပါဘူးငါလည်းမရေပါသားမရှိပါဘူးမင်းလှုပ်ရှားရှိတော့သွားပြင်စင်တော့ခဏနေကောင်းမလေးရောက်လာတော့ပါဟာချက်ချင်းကြီးလားဦးမိုးမြင့်ထက်ကသူ့မေကိုဘာမှမပြောဘဲနဲ့မျက်နှာလွှဲသွားတော့စောင်းသဘောပေါက်လိုက်ပါတယ်သူမလာခင်နေကကြိုတင်ပြင်ဆင်ထားပြီးသားပေါ့စောင်းကဆိုဖာပေါ်အားထားပြီးတော့မှအခန်းထဲဝင်ခဲ့ပါတယ်ဖုန်းဆက်ဆရာရှိတာကိုဆက်ပြီးတော့မှသူ့နာအဆောင်တူကိုအကုန်ဆောင်ရွက်ခိုင်းလိုက်ပါတယ်သူ့တောင်ရဲ့ပြီးဆုံးသွားပြီဆိုတော့ခြံထဲကိုဆင်းလာခဲ့တော့မှကောင်းတန်ကြောင့်သူ့မျက်ခုံးတွေပြင်ပြီးတော့အကြည့်တွေလွင့်ပါတယ်ခြံတကားဖွင့်ပေးလိုက်တဲ့ခြံစောက်ကကားတစ်စီးလုံးအထိတ်ရောက်တော့တကားပြန်ပိတ်ပြီးတော့တာဝန်ကျေပွန်စွာနေဆောင်ရွက်ပါတယ်ကားကသူနဲ့မချမနာမှရက်တော့အထဲကိုဝင်ခဲ့လိုက်ပါတယ်ဟာဟဲ့လင်းကိုမင်းပြောရတဲ့စောသားပဲအဖြူရပိုးသားမြမဝမ်းဆက်လေးနဲ့ကိုလုံးကိုပေါင်းလှလှလေးထက်မှာလိုက်ဖက်စွာနဲ့ဝှစ်စင်ထားတဲ့မိတ်ဆွေရဲ့ဘေးကသမီးလေးကိုကြည့်ပြီးတော့မှဦးမိုးမြင့်ထက်ကပြောပါတယ်တီဗီရှေ့မှာသာအာရုံပို့ထားတဲ့တားဖြူသူစီကိုတစ်ချက်ကြည့်လိုက်တော့မျက်နှာကြောက်စရာကောင်းတီထားပြီးတော့မှဒီမှာမင်းကိုစားပြပေးမယ်ကလေးမလာထိုင်လीတားဖြူသူပတ်လှည့်ပြီးတော့မှဒီဘက်ပြန်လှည့်ပြီးတော့စကားချူချူနဲ့အိတ်ခံပါတယ်စောင်းလက်ကရမှုကိုပြစ်ချပြီးတော့မှဆွေကနေခတ်မုံလှည့်လိုက်တော့သူ့ကိုပြောပြီးတော့မှကြည့်နေတဲ့မိန်းကလေးကိုတေချာမြင်လိုက်ရပါတယ်ဟင်သူမမျက်လုံးလေးဝိုင်းသွားပြီးတော့ချက်ချင်းပဲမျက်နှာလွှဲပါတယ်မတိမတာပုံစံနဲ့လူကြီးတွေဘက်ကိုလှည့်သွားပါတယ်စားပြရမယ်ကလေးဆိုတော့ငငယ်လေးထင်တာဒီအရိုင်းဆိုင်ကောင်လားဘာဖြစ်ဖြစ်စတင်နဲ့ငါ့အတွက်ကလေးစားချီလို့ရတယ်ရွှေတောင်းငင်သမီးလေးနမေလေးကချစ်စရာကောင်းတယ်လို့လူလေးကလည်းအပြည့်ပြောရစရာမရှိပါဘူးစောင်းမလုံးမလေးနဲ့တီဗီရှိကိုပြန်လှည့်ပါတယ်ဟိုတောင်းငယ်ထက်ငင်မေထင်းနေရသမီးတက်2နှစ်ကြီးတယ်အော်ဟုတ်စကားစုံနေကြတဲ့ခိုင်မှာတော့တောင်းငယ်သူ့ဘက်ကိုတစ်ချက်မှလှည့်မကြည့်ဖြစ်တော့ဘဲနဲ့နိုင်ပိုင်းလျက်မှလောလောလတ်လတ်ပြစ်ထားတဲ့ကိစ္စတွေကြောင့်လေစိတ်တွေကိုအစအနေပြန်တူလာပါတယ်ဟွန်းထင်းခွေမကြုံရေခက်ကြုံနေပဲဆိုပါတော့စောက်ခန်းနဲ့ဝဲဝဲချင်းမှာပန်းလို့ရမြမဝမ်းဆက်နဲ့တနကားပကွက်လေးကွက်ထားတဲ့မိန်းကလေးကခုံပေါ်မှာခြေချင်းချိတ်ပြီးတော့မှထိုင်နေတာကိုမြင်လိုက်ပါတယ်ဟိုတနေ့ကတွေ့တော့ပုံစံတစ်မျိုးနော်စလာကလေးကလူကိုခနဲ့တလူလုံးနဲ့ဖြစ်ပြီးတော့မှ
လက်ပတ်နာရီကိုတစ်ချက်ကြည့်ပြီးတော့အခန်းတစ်ခါကိုပိတ်လိုက်တဲ့ပြင်လော့ချလိုက်တာပါတောင်းငယ်တေးချမြင်လိုက်ရတော့ရှင်ထဲမှာထိတ်ကနေဖြစ်သွားပါတယ်နှစ်ထပ်တိုင်ထီထီဟီးကြီးကမိုးတိမတက်ဆောက်ထားပြီးတော့မှတခန်းနဲ့တခန်းလည်းအတော်လေးကိုကွာပါတယ်ပြီးတော့ဒါအပေါ်ဆုံးထက်ရဲ့လူသိမ့်မလာတဲ့အခန်းလို့မနေ့ကဖေဖေနဲ့ပြောရင်းနဲ့ကြားမိပါတယ်ဟုတ်ဘာလို့လော့ချလိုက်တာလဲဦးလေးကြီးကသူ့သားကိုသူယုံကြည်စိတ်ချမှုလွန်ကဲလွန်းတာလားဒါမှမဟုတ်တောင်းငယ်ကိုသွေးတိုးဆန်းနေရလားမပြောတတ်ပါဘူးကြစ်ကန်ကန်ရိုင်းဆိုင်တဲ့တတိသားနဲ့နှစ်ယောက်တည်းအခန်းကြီးထဲမှာစတင်ပေးရမှာဘာလို့လွယ်သဘောတူမိလဲအခုမှပဲစိတ်တွေရှုပ်ထွေးလာပါတယ်မင်းကိုကြောက်လို့လားရေဟာဆက်ရှင်ကဘာကောင်းမလို့လဲရှင်ကဘာမလို့တောင်းငယ်ကကြောက်ရမှာလဲတောင်းငယ်ဘွားမှာဘလို့လူစားမျိုးမှကြောက်မနေဘူးဒါဆိုရင်တော့မင်းကောင်ကိုကြောက်လာလိမ့်မယ်မင်းဘဝအတွက်ပထမဆုံးတော့လူတစ်ယောက်ကိုကြောက်ရခြင်းပေါ့တဖြည်းဖြည်းနဲ့ရှေ့ကိုတိုးလာတော့မူမမှန်နဲ့မျက်နှာရှိကိုအကြည့်လွှဲပြီးတော့မှဖက်စာအုပ်စုတာငုံထားလိုက်ပါတယ်ခုံတခုံကိုဆွဲရုပ်ပြီးတော့ဘေးမှာလာထိုင်တော့ဒူးတစ်ဖက်ပေါ်မှာခြေတစ်ဖက်တင်ပြီးတော့မှကြောမိထားပြီးတော့ secret ထုတ်နေတဲ့လူဟာတကယ်ကိုမလေးမစားနိုင်ပါတယ်ဒီမှာစာတင်ချိန်မှာဆင်းလေးမတောက်ရတာမသိဘူးလားဟဲ့ခလေးမမင်းကဂုံပိုးတခုပဲကိုတက်ကြီးတာနော်ကိုကမင်းထက်အရင်လူလောကကိုရောက်လာတာမင်းထက်ပိုသိတယ်ဆိုတော့ရှင်ကတမင်လှုပ်ချင်တာလှုပ်မယ်ဆိုတဲ့သဘောပေါ့ secret ကိုနှကန်းဝါမှာခဲပြီးတော့မှမင်းညီနေစင်မှာတောင်းငယ်သူ့နှကန်းပေါ်ကဆေးလေးကိုမြန်ဆန်စွာနဲ့ဆွဲယူပြီးတော့မှချိုးပစ်လိုက်ပါတယ်သူ့မျက်နှာတင်းမသွားပဲနဲ့ခန့်ဟာပြုံးပြီးတော့မှဆေးလေးမတောက်ရဘူးဆိုရင်တခုခုတော့လိုတာပေါ့မင်းကဆေးလေးကိုချိုးလိုက်တဲ့သူဆိုတော့ကိုမင်းနှကန်းကိုမြည်မတင်နေအဲ့ဒီလူကတောင်းငယ်ရင်ဘက်ကအင်ကြီးစာကိုစုပ်ဆွဲပြီးတော့မှစက်ကနေမလိုက်တော့ထိုင်ငင်ဘွားကနေထားလိုက်ရချိန်မှာအရှိန်နဲ့ဆွဲချလိုက်တော့အဲ့လိုမျက်နှာစီကိုတောင်းငယ်မျက်နှာလေးကတိုးသွားပါတယ်ဒီမှာရှင်တောင်းငယ်သူ့ရင်ဘက်ကိုစောင်းတွန်းပစ်ပြီးတော့မှအတွန့်တက်သွားတဲ့အင်ကြီးကိုပြန်ပြိုးအောင်လို့လုပ်ပြီးတော့မှခုံဝင်ဆွဲချပြီးတော့ခက်ချဲချဲမှာထိုင်လိုက်ပါတယ်ရက်တဲ့စေးကြောင်မျက်နှာလေးကတော့ရဲဖြာလို့သွားပါတယ်ခက်တီတီပဲသူ့ထိုင်နေတာမင်းကိုလာစားဘလောက်ပေးလဲငါပို့ပေးမယ်လေမင်းအေးဆေးထိုင်ပြီးတော့ပြန်ချိန်တောင်ပြန်လိုက်မဟုတ်ရင်တော့ငါရန်သူဖြစ်လာလိမ့်မယ်တောင်းငယ်မျက်နှာလေးကတိတိတသားတင်းမာလာပြီးတော့မေးဖျားလေးနဲ့နှကန်းလုံးလုံးလေးတွေကလှုပ်ခတ်သွားအန်ကျိလိုက်ပါတယ်ရှင့်ကိုလေစားတယ်မဟုတ်ပဲနဲ့လူတယောက်ကိုစကားပြောပုံပြောနေပါတင်ပေးရမလို့ပဲအဲ့လောက်ရိုင်းဆိုင်တဲ့အထီကိုမိဘတွေကလေးစားမှုရှိသလားမင်းကိစ္စပဲမင်းလုပ်ပါအဲ့ဒါဆိုရင်ဒီနေ့10တန်းအောင်ဖို့လုပ်လေကျမနောက်ဆိုရှင်းကိစ္စဘယ်တော့မှဝင်မဆက်ဖက်ဘူးအသက်ငယ်ပြီလို့ပဲအရွယ်နဲ့မလိုက်တဲ့စကားရတော့တိတ်ပြောတတ်တာပဲရှစ်ထက်တော့တာနေရမလားစောင်းပြုံးလိုက်ပါတယ်ခုံပေါ်ကနေကောက်ခနေထားလိုက်တော့တောင်းငယ်ပါထားလိုက်ရပါတယ်ရှင်းဖဲလေပြင်းစရာကောင်းနေလေစားမင်းလောက်လဲစိတ်ဝင်စားစရာမကောင်းဒါနဲ့နေပါဟိုတနေ့ကတွေ့တော့မင်းပုံစံတလောက်မရင်ဘူးနော်ဒါနဲ့နေပါဟိုတနေ့ကတွေ့တော့မင်းပုံစံတလောက်မရင်ဘူးနော်တောင်းငယ်ကိုပြန်ငုံကြည့်ပြီးတော့မှမျက်နှာလေးပြတ်သွားရှာပါတယ်လူကိုထိကဘာရေကဘာနဲ့ပြောဆိုရိုင်းစားနေတဲ့လူအစိတ်စိတ်ပေါ်မှာလှုပ်ပစ်လိုက်ချင်ပါတယ်နေပါရှင့်ယောက်ျားလားမိန်းမလားမိန်းကလေးတယောက်ကိုဘာလို့ဆက်ဆုပ်နေရလဲအိုး sorry ပုံစံကွဲတော့ဘာတွေအလုံးများလဲသိချင်အောင်ပါပဲတောင်းငယ်မျက်နှာလေးတင်းထားပြီးတော့မှဖက်စာအုပ်စီကိုပြန်ကြည့်ပြီးတော့မှစပွဲပေါ်ကိုတင်လိုက်ပြီးတော့ပင့်သက်ရှက်လိုက်ပါတယ်ညီမလေးဆေးဖို့အတွက်ငွေလိုနေလို့တာမဟုတ်ရင်ဒီလိုလေလက်ခံပြီးမှမဟုတ်ပါဘူးဒီမှာရှင်သာစာကိုအခုလိုစိတ်ဝင်စားမယ်ဆိုရင်10တောင်နှစ်ချင်းပအောင်နိုင်တယ်တောင်းကစပင်းနေဆွဲခွာပြီးတော့မှခက်ဆက်ဆက်ခေါင်းရမ်းပြီးတော့မှမေးလိုက်အဆောင်ထဲကိုရှာထိုးထည့်လိုက်နေအလိုမကျမှုတွေကိုဖော်ပြနေပါတယ်တောင်းငယ်လေတကယ်ပဲစိတ်ကုန်လာပါတယ်အကျော်တင်းတင်းနဲ့တကယ်ကိုလက်ဖျားခါရတယ်3လစာကြိုးပေးထားလို့မငင်းတော့ပဲနဲ့ယူထားလိုက်တာညီမလေးတို့ခွဲစိတ်မှုတွေကိုစိုးမိစောင်းမိတာတွေနဲ့တပိုင်းတနိုင်တော့ငွေသွင်းထားနိုင်ပါတယ်ပြန်အန်းစရာလည်းမရှိသလိုဦးလေးကြီးကလည်းအကူညီကိုတေချာတောင်းနေလို့တောင်းငယ်အားလေးအားနာပါတယ်။အိုးရှင်တနစ်လေးတေချာကြိုးစားလိုက်ရင်ရနိုင်ပြီမလား။ဒါဆို10တန်းအောင်ရောဘာရနိုင်လဲမင်းဟုတ်လား။ခက်တီတီပဲပေတီတီကြည့်ပြီးတော့မှပြောလာတာမို့တောင်းငယ်မျက်နှာတင်းသွားပါတယ်။ဒီမှာရှင်ထက်အသက်ငယ်တာဟုတ်ပြီမလဲ။စကားပြောရင်လေးစားမှုတော့ရှိစေချင်ပါတယ်။ဒီနေ့ထားကျမဆရာရှင်ရတပည့်အဲ့ဒါကြောင့်စင်စင်ချင်းပြောပါ။ဟာဆရာဆိုရင်တီးခံနိုင်ရရဲ့လေ။တောင်းငယ်ရှေ့ဆက်ပြောရခတ်သွားပါတယ်။အခြေအနေကပြောရဆိုရင်လေကြက်တီးနေတဲ့ခိုင်မှာဒီတက်လည်းထပ်ပြီးတော့မပြောချင်တော့ပါဘူး။ဘာမှလည်းထပ်မပြောဘဲနဲ့ဖက်စာကိုပိတ်ပြီးတော့ဘေးလွယ်ကောက်လွယ်ပြီးတော့အခန်းတကားနာကိုရှောက်သွားတော့
အနောက်ကနေလက်ကိုလှမ်းဆွဲထားပါတယ်။ဘာလို့တာလဲ။လက်နဲ့ခါကိုပြိုင်တူဆွဲဖက်လိုက်တော့ရင်ခွင်ထဲမှာပြုတ်ပြုတ်ပြက်ပြက်နဲ့တိုးဝင်သွားပြီးတော့မှလူလဲရင်တွေတုံ့လှုပ်သွားပါတယ်။ရင်ခွင်ထဲကတိုးထွက်ပြီးတော့ခန္ဓာကိုယ်လေးကိုမတ်မတ်ရက်လိုက်ပြီးတော့မှရုံးရင်ဆန်ခတ်မှုတွေကြောင့်ဆက်နွယ်တွေပွားသွားတော့ကြပြကြရပဲတက်ချလိုက်ပါတယ်။ဒီမှာရှင်တရားမလွန်လာနဲ့နော်။ဟွန်းကိုစားမတင်ရသေးဘူးနော်။မြစ်ထစ်အပြုံးရင်းကြောင့်လဲရင်ထဲမှာအနှင်းငယ်တော့တန်တရားဖြစ်သွားပါတယ်။ရှင်ပြောနော်။ဆောင်းဆောင်အောင်နဲ့ဇပွဲနာကိုပြန်လျှောက်သွားပြီးတော့မှစောင်းကြည်နဲ့ပြုံးနဲ့နှကန်းတစ်ချက်ကိုက်ပြီးတော့မှထလာခဲ့ပါတယ်။ရှင်ကဘယ်ဘာသာညံ့ပြီးတော့ဘယ်ဘာသာတော်လဲ။ကိုကအကုန်လုံးညံ့တယ်။စိတ်လီသွားပြီးတော့မှမျက်စံကိုအပေါ်မော့ပြီးတော့အောက်နှကန်းဆူပြီးတော့လေပိုးတွေကိုမှုတ်ထုတ်ပစ်လိုက်ပါတယ်။မျက်ဝန်းနက်နက်လေးတို့ပါမှိတ်ချလိုက်တာကြောင့်ချစ်စရာကောင်းတဲ့အမူအရာကိုစောင်းကကြည့်ပြီးတော့မှအတန်တိတ်အလစ်တိတ်လေးပြုံးလိုက်ပါတယ်။မင်းကကိုယ့်တက်ရာတွေးမိနေလေ။ညမစာပါစလုံးပေါင်းပြီးတော့မှတင်ပေးရမှာလား။လိုအပ်ရင်တော့တင်ပေးတင်တာပေါ့။ရှင်ဗျာစိတ်တီမရှိတော့ဘဲနဲ့လေးတန်မမခေါ်လိုက်ပြီးတော့မှတပြင်းတစ်ချက်ကိုချမိပါတယ်။ရောင်စုံမီးတွေကြားဆင်းပေါ်မှာအပြာရောင်လက်တလုံးကောင်းဝင်တောက်တောက်ကိုရင်အောင်ပြည့်ပြည့်လေးအနှင်းငယ်ပုံအောင်လို့ဝတ်ထားပြီးတော့မှဖွေးဦးတဲ့လေတိုင်းညှက်ရိုးကလေးတွေအတိုင်းသာမြင်နေရတဲ့ဒီကိုလှပမှုတွေကိုဖော်ပြထားပါတယ်။လှိုင်းတို့တလို့နီးညိုရောက်ဆက်နွယ်လေးတွေကခက်မြင့်မြင့်စူစည်းထားလို့သူမကခုံလိုက်တိုင်းမှာပကုံးနောက်မှာလွတ်လွတ်ခါပြီးတော့မှလေပင်လေးစီကိုပြည့်ပြည့်လာကတ်တက်ပါသေးတယ်။အပြာရောင်တောက်ချုံနဲ့ကြော်ရွှင်နဲ့ပေါင်တဲ့ဖွေးဖွေးတွေကိုလှပစွာနဲ့လှုပ်ခမ်းနေတယ်။သူမရဲ့ရှေ့မျက်နှာစာမှာတော့အလှတရားကိုရင်မိုးနေတဲ့ပုရိသယောက်သားတို့ကြီးကတရေတွေကြတော့မတက်ငေးမောနေကြပါတယ်။နှကန်းပြည့်ပြည့်ရဲရဲလေးစီကထွက်လာတဲ့အတန်လေးကသာဒီဂျီတန်မျိုးမျိုးလွှမ်းမိုးမှုတွေတာယာအေးချမ်းစွာနဲ့ကခုံနေကြတဲ့လူတွေတချို့တော့အသက်ကြီးကြီးလူအိုတွေကဝေတာတွေကိုခက်တူတူခေါ်ပြောနေကြပါတယ်။အဲ့ဒီမျိုးသမီးကိုလိုချင်တယ်။ငားချင်တယ်။မန်နေဂျာနဲ့တွေ့ချင်ပါတယ်ဆိုတော့မှမရတဲ့အတွက်ကိုဒေါသတွေနဲ့ပဲလက်လျှော့လိုက်ကြရပါတယ်။ကောက်ချောင်းလာကိုဖော်ကျူကပြပြီးတော့ပူရီတာတွေကိုရင်မိုးစေတဲ့မိန်းကလေးကိုကလတ်ထဲဝင်လာပြီးတော့အရက်မှားနေတော့လှမ်းကြည့်ပြီးတော့စောင်းမျက်မှောင်ကြီးကျုံသွားပါတယ်။ဒီမှာပါလာတဲ့တငယ်ချင်းတွေကဟဲ့အဲ့ဒါမင်းပုံပြတဲ့မင်းတဘောကြတဲ့ကောင်မလေးဆိုတာမလား။ဝါထိရစရာမရှိဘူးကွာ။ဇောင်းကမျက်မှောင်ကြီးကုတ်ပြီးတော့မှအရက်မှားနေတဲ့ကောင်တာနေပြီးတော့ခြေလမ်းကြဲကြဲပဲစင်နာကိုရှောက်သွားတော့တငယ်ချင်းတွေကဘာဖြစ်တာလဲဆိုတဲ့ပုံစံနဲ့ပြပြပြနောက်ကနေလိုက်ကြပါတယ်။သူကစင်မိုးပိုင်စိုးပါနေနဲ့တက်လိုက်တော့တချင်းတန်နေကအလိုလိုပိတ်သွားပြီးတော့မလုံမလဲမျက်ဝန်းဆောင်ကြည့်နေတဲ့တောင်းငယ်ကကုံချင်းတွေဒီကြီးတန်ရက်လို့ရက်လိုက်ရပါတယ်။သူစင်မိုးတက်လာတာမှဘသူမှဘာမှဝင်မပြောရဲပဲနဲ့အောက်ကကြည့်နေတဲ့လူတွေကပါဇက်အဟောင်းသားဖြစ်ကုန်ပါတယ်။လက်ကဝက်ကိုစောင့်ဆွဲပြီးတော့ဆင်းအောက်ကနေခက်လန်းလန်းတီကိုဆွဲခေါ်လာခဲ့ပြီးတော့မှဝိုင်းကြည့်နေတဲ့လူတွေနဲ့ခက်ဝဲဝဲကိုရောက်လာတော့နေရတစ်ဖက်မှာသူ့မကိုပို့ပြစ်လိုက်ပါတယ်။ဘာလို့တာလဲဟမ်။ဆင်းအောက်ကပွဲကြည့်ပရိသတ်တွေရဲ့တနာမျက်လုံးအပြုံးမျက်နှာတွေကိုတိုးသေးချမြင်ခဲ့ရတော့သူမရဲ့မလုံးမလဲအဝေးစားတဲ့စီကိုခက်ဆူဆူစိုက်ကြည့်ပြီးတော့မှဒေါသတန်အော်ကြီးနဲ့မေးလိုက်ပါတယ်။တောင်းငယ်ပကုံးလေးတွေတောင်မှတုံတက်သွားပြီးတော့အဲ့လိုပြူပြူလေးပြန်မောကြည့်တော့နှကန်းရဲရဲကိုတင်းတင်းဆေးပြစ်ပြီးတော့မှလှုပ်ဒါကကျမရဲ့အလုပ်ချိန်ဘာလုပ်ချိန်လဲမင်းတို့ဘသူကဒီလိုနေရာမှာလာကခိုင်းတာလဲဒီမှာရှင်အဲ့လိုမေးလောက်တဲ့ထီကိုကျမတို့ကမရင်းနှီးဘူးနော်စောင်းတေစာခက်ဆူဆူကြည့်နေခက်ဆူဆူအပြောတွေကြောင့်လေသူဟိုဘက်ဒီဘက်ကိုလှည့်ကြည့်ပြီးတော့မှဝိုက်တာကိုလှမ်းခေါ်လိုက်ပါတယ်မန်နေဂျာကိုသွားခေါ်ဟုတ်ကဲ့ကိုလေးစောင်းကပင်းတက်ရှိုက်ပြီးတော့မှရုံးကန်ရဲ့လက်ကိုမလွတ်သေးပဲနဲ့မန်နေဂျာလာတဲ့ထီကိုအဲ့နေရာပဲရက်ဆောင်နေပြီးတော့မှအကိုလေးဘာပြောစာရှိလို့လဲဒီတယောက်ကိုအလုပ်ထုတ်လိုက်ဟုတ်ပြန်မယ်တောင်းငယ်မျက်ဝန်းလေးဝိုင်းပြီးတော့မှမျက်ရည်တွေဝဲကျင်လာပါတယ်ညီမလေးတို့စေးကိုသားစေးကဒီလားနဲ့နောက်လာအကြေပေးရတော့မှာဒါကြောင့်လေတောင်းငယ်မင်းနောက်ရက်လိုက်အဖမ်းခံရလိမ့်မယ်သူ့ကိုပြောကြငိုကျင်နေတဲ့စိတ်ကိုတင်းပြီးတော့မှမျက်စောင်းလေးရွှဲပြီးတော့မှလှုပ်မင်းကမနေ့ပိုင်းတစ်မျိုးညနေပိုင်းတစ်မျိုးကိုခက်တီတီကြီးနဲ့လက်မောင်းနေစောင့်ဆွဲပြီးတော့အပြင်ရောက်လာကြတော့ကားထဲကိုဝင်ထိုင်ကန်နေကမှအနောက်ကတငယ်ချင်းတတိုက်ရဲ့အော်တန်နေကြောင့်လေသူလှမ်းကြည့်လိုက်တော့ငါတို့အန်တီငယ်ကိုပြောထားတယ်မင်းနာမည်နဲ့ပဲအေးလေပြောပြီးတော့မှဒေါင်းငယ်ကိုကားထဲမှာထိုင်စေပြီးတော့ကပတ်ကြိုးပတ်ပေးပြီးတော့မှတကားကိုစောင့်ပိတ်ပါတယ်သူမောင်းသူနေရာကိုလာထိုင်တော့သူ့ကိုတက်တော့မလို့စိုက်ကြည့်နေပြီးတော့မှနေစမ်းမောင်ရှင်းဘူးဘာလို့ရှင်ကကျမကိစ္စဝင်ဆက်ဖက်နေရလဲဇောင်းတေစာဘာလို့ဆိုရင်တော့မင်းကငါမိမဖြစ်လာမယ်သူမလို့ပဲဘာ
သမီးလေးညဘက်ကြီးဘလို့ဖြစ်လာလဲဖေဖေရဲ့မေကိုတောင်းငယ်မဖြေနိုင်သေးဘဲနဲ့မျက်ရည်တွေသာဖိဖို့နေပါတယ်။အိုခေကိုငယ်ကပို့ပြီးတော့မှစိတ်ပူသွားပါတယ်။အပြာရောင်ကောင်းဝင်တိုးထက်မှာယောက်ျားအပေါ်ဝက်ကြီးကိုထက်ဝက်ထားတဲ့သူမကဖေဖေရင်ခွင်ထဲကိုဇွတ်တီကိုတိုးဝင်လာပြီးတော့မှတဟင်းနဲ့ငိုးနေပါတယ်။ဘာမှမမေးတော့ဘဲနဲ့သမီးလေးရဲ့ဆန်တွေကိုဖွားဖွားလေးပို့ပေးပြီးတော့မှအိုခေကိုငယ်ကမငိုတော့ဘူးပြောနေပါတယ်။ပြောနေတဲ့ကြားတွေကမျက်ရည်တွေနဲ့ဘလုံးမတွေ့အတန်လေးနဲ့ပဲစကားဆလာပါတယ်။ညီမလေးတွေ့တောင်းငယ်တို့ဘယ်လိုလုပ်ကြမလဲငိုတန်တွေကလုံးထွေးနေပါတယ်သူဖခင်တယောက်ဖြစ်ရတဲ့သမီးကြီးဖြစ်တဲ့တောင်းငယ်လေးရပဲအိမ်အတွက်အရာအလုံးဦးစီးဦးဆောင်လုပ်နေရတယ်၃လတခါအကျော်စီသွင်းနေရတဲ့သူ့ကိုယ်သူလည်းအားမရပါဘူးအသက်ရလေယောဂပြင်းလေအချိန်ကြီးအရင်လိုအနေမချောင်တော့လို့စေယုံပေါ်ကသမီးငယ်လေးတခင်ငယ်အတွက်လေကုန်ကြစီအားလုံးပေးသွင်းမှုရက်ကအနာနီးနေပြီမလို့မျက်ရည်တွေနဲ့မော့လာတဲ့တောင်းငယ်လေးကိုငုံကြည့်ပြီးတော့မှဘာမှမပြောနိုင်မင်းနဲ့သူ့မျက်လုံးတွေကိုမှိတ်ထားလိုက်မိပါတယ်။တောင်းငယ်ကလပ်မှာအလုပ်ဆက်လို့မရတော့ဘူးဆိုတာသိလိုက်လို့လေတဖြည်းဖြည်းရင်ထဲမှာစူးလာပါတယ်။မစီမဆိုင်ဝင်ပါတဲ့အဲ့လိုလေဒေါသဖြစ်မိတယ်။ငွေပြီးမသိနိုင်ဘူးဆိုရင်ခွဲစိတ်မှုကရက်လိုက်မှာမလို့ကြောက်မိပါတယ်။တိတ်ဆိတ်တဲ့ခြံဝင်းထဲမှာဥခေဦးငယ်ကမျောလင်းချက်တစ်စိတ်တစ်ပိုင်းနဲ့ဝင်လာခဲ့ပါတယ်။ဦးမိုးမြင့်ထက်နဲ့တွေ့ဆုံတော့အဲဝကြေစွာဖိတ်ခေါ်ခြင်းနဲ့အတူတူဝင်ထိုင်ကြပြီးတော့မှခက်ခဲနေတဲ့မျက်နှာနဲ့အိုကေဦးငယ်ကအကူကြီးကိစ္စကိုဘလို့စကားဆရမယ်မသိဖြစ်သွားပါတယ်။စမိတော့လေဘာမှဟန်ဆောင်နေတော့ပဲနဲ့ဒေတိုးကြီးဖြစ်ပါတယ်။ပတ်စံရှိဖို့စကားပလင်ခံနေသေးတဲ့တငယ်ချင်းဟာငါတရားလုံးရှိနေအောင်ဘာတွေတွေးပူပြီးတော့ကလေးမလေးကိုကြောင်းဆက်တက်ခိုင်းပါဦး။ငယ်သေးတယ်ပညာရေးကောင်းမှကလေးမဘဝအချင်းမြစ်ခိုင်းပါ။နှစ်ယောက်သားစကားကောင်းနေစင်မှာဧကရီမြင့်မောကအင်ကိုမလေးတွန်းလာတဲ့ဝိချေပေါ်ကနေခက်တက်တန့်ကြည့်နေပါတယ်။ပြီးတော့အနားကိုခက်လန်လန်တိုးလာပြီးတော့မှဥခေုံငယ်စီတစ်ချက်စိုက်ကြည့်ပြီးတော့မှနှစ်ဦးနှစ်ဖက်အစဉ်ပြေအောင်ဧကရီတစ်ခုတောင်းဆိုခြင်းတယ်။ဦးမိုးမြင့်ထက်ရောဥခေုံငယ်တို့တယောက်မျက်နှာတယောက်ကြည့်ပြီးတော့မှဦးမိုးမြင့်ထက်ကဇနီးတဲ့ပြောလာမယ့်စကားပေါ်မှာနားဆွင့်တယ်လို့အကြည့်တွေလည်းရွှေ့ပြောင်းပါတယ်။ဥခေုံငယ်လည်းမျက်တောင်မခန့်ငေးကြည့်ပါတယ်။အဲခန်းကြီးကတည်ငါတိတ်ဆိတ်သွားပါတယ်။ဒါကရှင်းဘက်ကတေချာစင်းစားဖို့လေလူတဲ့ဥခေုံငယ်ဧကရီတို့အိမ်တော်အတွက်လည်းအရေးကြီးဆုံးကိစ္စတစ်ခုလည်းဖြစ်တယ်။မိမဘာကိစ္စမို့လို့လဲကိုတော်တေချာမသိရအောင်။ဥခေုံငယ်ကတငယ်ချင်းဘက်ကိုတစ်ချက်လှည့်ကြည့်တော့မှပဲ။ဒေါ်ဧကရီမြင့်မောင်ကရှင့်သမီးကိုအငှားကုံဝင်စောင့်ခိုင်းရမယ်ဥခေုံငယ်။ဗျာမိမဦးမိုးမြင့်ထက်ကအံ့ဩလွန်တော့အော်တလို့ဖြစ်သွားပါတယ်။မျက်စိပြက်မျက်နှာပြက်နဲ့တငယ်ချင်းဘက်ကိုလှည့်တော့ဥခေုံငယ်မျက်နှာဝမ်းလဲတယ်လို့လက်မခံခြင်းတယ်လို့မျိုးနဲ့ထားရက်လိုက်ပြီးတော့မှကျွန်တော်ကိုညီမေလို့ပြောရတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒေါ်ဧကရီဒါမဲ့ဒီကိစ္စကကျွန်တော်တယောက်တည်းရဲ့ဆုံးဖြတ်ချက်မဟုတ်လို့တားမှန်ပါတယ်အကူညီတောင်းတဲ့စကားကိုကျွန်တော်ဘက်ကပဲပြန်ရုပ်သိမ်းမရစေမိမမဟုတ်ဘူးတငယ်ချင်းကြားရပြရခတ်သွားတဲ့သူကအုံမုံမြစ်ထက်ဖြစ်ပါတယ်မိမဖြစ်သူဘက်ကိုတလက်တငယ်ချင်းဖြစ်သူစီကိုထားဆွဲရတဲ့တလုံးနဲ့မျက်နှာလည်းအပြက်ပြက်ရင်းရင်းပါဘာလို့အဲ့ဒီကိစ္စအရေးကြီးသွားတာလဲမိမအိုးအစကတည်းကဒီကိစ္စအရေးကြီးပြီးသားပဲ။သားလေးကဒီအိမ်တော်ရဲ့နောက်ဆုံးမျိုးဆက်။ဘာကိစ္စအရေးမကြီးရမှာလဲ။ပြီးတော့မိမတိုင်းနေဒီလိုအခွင့်အရေးကိုစောင့်နေကြတာ။ဒါပေမဲ့တောင်းငယ်လေးကိုဧကရီကသဘောကျတယ်။ကျမကိုလေစိတ်ရင်းနဲ့ဆက်ဆံနေရှင်ပါသိလေ။ဒေါသမပါတဲ့ဒေါ်ဧကရီရဲ့မျက်နှာပန်းနုရောင်ဖျားပြီးတော့မှမျက်ရည်တွေလှည့်နေပါတယ်။ဥက္ကဲုံငယ်လေးအခက်တွေ့သွားသလိုဦးမိုးမြင့်ထက်ကပါဆက်ပြောရမယ်တော့စကလုံးရှာမတွေ့တော့ပါဘူး။သူတို့တဖန်ပြန်ပြီးတော့တိတ်ဆိတ်ကြပြီးတော့မှကားတန်ကြောင်အကြည့်ရီဟာခြံထဲကိုရောက်သွားတော့ခဏကြာကားတော့လှည့်လေကစားရင်းနဲ့အထဲဝင်လာတဲ့ဂျာကက်အနက်နဲ့ဆွဲတာမီးကိုရောင်တွဲဝဲထားပြီးတော့မှအနက်ရောင်ကျဲမမီနဲ့ရှည်လျားကျစ်လက်တဲ့ခန္ဓာကိုယ်နဲ့ချုံးမှုမှုတွေပြည့်နေတဲ့စောင်းဝင်လာတော့မြင်ကြတော့အကြည့်ရီကအလိုလိုပြန်လွှဲပြီးတော့မှဒေါ်ဧကရီမြင့်မော်ကကြက်တင်းနေတဲ့ဥခေဦးငယ်စီကိုပြန်ဝေ့ကြည့်ပြီးတော့မှကျမတို့စေးရုံစည်းနဲ့ရှင်တို့အတွက်ငွေတချို့ကိုကူညီပေးထားပါမယ်ဒီကိစ္စကိုငွေနဲ့လဲတယ်လို့မထင်စေချင်ဘူးဘာလို့လဲဆိုတော့ကျမကိုချင်းစာတက်ပါတယ်ပြီးတော့တကယ်လည်းလိုအပ်လို့ပါကျေးဇူးတင်ပါတယ်ဒါပေမဲ့ရှင်ရင်မငင်းလိုက်ပါနဲ့哦သမီးလေးကိုလည်းအရင်တိုင်ပင်လိုက်ပါဒါမှလည်းကြိုးချောင်းကုံစင်တီးပြီးတော့မှသူမလေးစိတ်မခုပဲနဲ့လက်ခံနိုင်ပါတယ်โอเคငယ်ခေါင်းညိပြီးတော့မျက်နှာလွှဲပြီးတော့ထွက်သွားပါတယ်ဒေါ်ဧကရီကပြုံးပါတယ်မုံမြင့်ထက်ကတော့ဘာမှမပြောချင်တော့တယ်လို့တက်ပြင်းတစ်ချက်ကိုချလိုက်မိပါတယ်ဘေးကဖြတ်သွားတဲ့โอเคဦးငယ်ကိုစောင်းတစ်ချက်လှမ်းကြည့်ပြီးတော့မှအထဲကိုရှောက်ဝင်လာတော့မမေကအပြုံးနေနဲ့ကြိုဆိုးနေပါတယ်။အငှားကိုဝင်ဆောင်ရမယ်။ဖ
ဖေဖေရဲ့စကားကိုတန်ရောင်လိုက်မိလိုက်တော့မျက်ဝန်းအိမ်ကမျက်ရည်အိုရီယာတလူလူနဲ့နေရာယူလာကြပါတယ်ဖေဖေရဲ့အရှိမမို့လို့မျက်ရည်တွေကိုမနေထိန်ထားရပြီးတော့မှနှကန်းညွတ်ကိုရပြောလိုက်ပါတယ်ဟုတ်ဖေဖေညီမလေးရဲ့ခွဲစိမှုကမြန်လေကောင်းလေပဲနော်ဖေဖေအကူကြီးတောင်းတဲ့ကိစ္စပဲထောင်းငယ်လည်းအိမ်တော်သေးဖြစ်မှာမဟုတ်တာဘူးနော်ညီမလေးရဲ့ကင်ဆာယောဂကြောင့်တောင်းငယ်ဘာအောင်မှမစင်းစားခြင်းတော့ပဲနဲ့ကိုယ့်ရဲ့ဘဝတွေဘာတွေတောင်မှကောင်းနေမထည့်ကျင်တော့တဲ့အထီကိုချက်ချင်းပဲဆုံးဖြတ်ချက်ချပြစ်လိုက်ပါတယ်။အိုးခေကိုငယ်မျက်နှာမျက်ရည်တွေရွှဲလာတယ်။သမီးလေးတော်ခက်ခဲနေမှာပဲလို့တွေးမိတိုင်းမှာရှင်တွေနားလုံးလို့ပါ။တောင်းငယ်အတန်တွေကိုထိမ့်ပြီးတော့မငိုမရမနေထိမ့်ပြီးတော့အာရုံပြုံးထားပါတယ်။တောင်းငယ်စားသေးအောင်မယ်။တခါလေးသဘောတူခဲ့မယ်နော်ဖေဖေ။ငွေတော့ဆေးရုံမှာသွားပြလိုက်ပါ။တောင်းငယ်ညနေမှပြန်ရောက်မှာမလို့အိုးခေကိုငယ်မျက်တောင်ခိန်နဲ့တောင်းငယ်နှစ်ပူလေးကိုနမ်းပြီးတော့မှနှုတ်ဆက်ပါတယ်။တောင်းငယ်ပြုံးကြည့်ပြီးတော့ဖေဖေကိုကြောက်ခိုင်းလိုက်တယ်ဆိုရင်မျက်ဝန်းကဤကနေခုန်ဆင်းလာတဲ့မျက်ရည်တွေကအရှိန်ပြင်းလာပါတယ်။တလူးလူးနဲ့ပြေးရှက်လာသမျှပါးပြင်းနုနုလေးပေါ်မှာကြကြမထားဘဲနဲ့ကြမ်းကြမ်းတန်တန်ပဲဖိဖို့ဆွဲမိပါတယ်။အဲ့လူရဲ့လက်ချက်နေမှာပေါ့။ဘာကိစ္စနဲ့ကောက်ခါငင်ငိုင်းဒီလိုဖြစ်လာရလေ။မောင်းနေရှင်လိုအတ္တသမားမောင်းနေကျမရှင်တို့လူချမ်းတော်ရဲ့စံတော်ဖြည့်ဆည်းပေးပါမယ်။တာဝန်ကျေသွားရင်ကျမတို့ပတ်သက်စရာအကြောင်းရှိကိုမရှိတော့ကြောင်းနေစား။တောင်းငယ်တွေးမိလေမျက်ရည်တွေပြပြစီးကျလာလေပါ။ငွေသိပ်စကားပြောတာပဲလား။ကလပ်မှာအလုံးလုံးတဲ့ကျမတချင်းဆိုယုံကောက်တဲ့ယုံလားပဲ။ခန္ဓာကိုယ်နဲ့ရင်းပြီးတော့မှငွေရှာထားတာတစ်ချက်မှမပါဘူး။ဒါပေမဲ့ရှင်တို့လူရက်ကတိတ်ကိုအတ္တဆန်နေ။ဒါပေမဲ့လေကျမလက်ခံပါတယ်။ချန်ကျဲထဲမှာခြေလန်းကျဲရှောက်လာပြီးတော့မျက်ရည်တွေကိုအဆုံးသက်ဖိပွင့်နဲ့နှာတစ်ချက်ကိုရှုံလိုက်ပါတယ်။မငိုမိအောင်ထိမ့်ပြီးတော့မှဘာမှမဖြစ်တယ်လို့အပြုံးလေးဖန်ဆင်းပြီးတော့အိမ်ထဲကိုဝင်ခဲ့တော့တော်အေဂရီယာဝင်းလက်တောက်ပါတဲ့မျက်ဝန်းလှလှတွေနဲ့ပါဆက်အဟောင်းသားကျူးဆိုပါတယ်။အိမ်ကိုမတချို့အေးဖြော်ခိုင်းပြီးတော့မှနောက်တစ်ယောက်ကိုတော့ဦးမိုးမြင့်ထက်နဲ့စောင်းတီစားတို့ခေါ်ခိုင်းစီပြီးတော့သူမဝေးစဲကိုအိမ်ကိုတစ်ယောက်ကတွန်းလာပါတယ်။သမီးလေးထိုင်လေးလား။တောင်းငယ်မျက်နှာပေါ်ကဆန်တွေတချို့အနောက်ဘက်ကိုစုသက်တင်လိုက်ပြီးတော့မှပြောရင်းနဲ့တယောက်ဆိုပါထက်မှဝင်ထိုင်လိုက်ပါတယ်။အိမ်ကိုတယောက်ကအေးဖြော်လာပေးတယ်လို့လေကားတစ်ပေါ်ကဆင်းလာတဲ့သားဖာနှစ်ယောက်ကိုမြင်တော့တော်အေဂရီကပဲတက်ကြစွာနဲ့လမ်းခေါ်ပါတယ်။တောင်းငယ်နဲ့မျက်နှာချင်းဆိုင်မှာတော်အေဂရီရှိတယ်လို့ရှေ့မျက်နှာချင်းဆိုင်မှာလေသားဖာနှစ်ယောက်ဆိုဖာကြီးပေါ်မှာခက်ကြဲကြဲထိုင်းနေကြတယ်။သမီးလေးအန်တီပြောတဲ့ကိစ္စအဆင်ပြေရဲ့လား။အဲ့ဒီမေကွန်ကြောင့်ဦးမိုးမြင့်ထက်မျက်နှာလွှဲလိုက်တယ်လို့စောင်းတီစာနားမလဲတယ်လို့မျက်ခုံးပင့်တက်သွားပါတယ်။တော်အေဂရီကတော့သူမလေးစီကအကြည့်မခွာပါဘူး။တောင်းငယ်ရွှေရင်မို့တွေမတိမတာမြင့်တက်သွားအောင်တက်ပြင်းတစ်ချက်ကိုဆွဲဆန့်ပြီးတော့မှဟုတ်တောင်းငယ်လက်ခံပါတယ်။ဒါတောင်းငယ်အတွက်လည်းနင့်နာသွားတာမှမဟုတ်ပဲ။နှစ်ဦးနှစ်ဖက်တကယ်အဆင်ပြေပါတယ်အန်တီ။ခက်အေးပဲဖြေပြီးတော့မှမျက်လွှာပြန်ချပါတယ်။သမီးလေးရဲ့တက်က16နှစ်ပဲရှိသေးရမလား။အခုခင်းနေဆိုရင်တော်တော်အရွယ်ရောက်နေပါပြီအန်ကယ်။စောင်းမျက်မှာကြုံနေပါတယ်။ဘာတွေကိုသဘောတူထားကြလဲ။စာတင်တော့မှလား။ဒါမဲ့ခန္ဓာကိုမပါဘူးနော်အန်တီ။တောင်းငယ်မွေးလို့ရတဲ့နည်းနဲ့စူးစမ်းမွေးပေးပါမယ်။ဖွင့်ဖြိုးတဲ့နိုင်ငံကြီးမှာဆိုတော့အန်တီသဘောတူစိတ်ချမယ်လို့တောင်းငယ်ယုံပါတယ်။တော်အေဂရီမျက်နှာပြက်ကျင်တယ်လို့ဖြစ်သွားပါတယ်။ပြီးတော့မှပြန်လေပြုံးပြပြီးတော့မှအန်တီလည်းအဲ့လိုပဲပြောတာပါ။မွေးပြီးရင်တော့စိတ်ချပါ။တောင်းငယ်ဘာမှဗမ်းမပြဘဲနေပေးမှာပါ။ဘာလို့ဆိုရင်တော့တောင်းငယ်တို့ကတာဝန်တစ်ခုကိုဆောင်ရွက်ရမှာလေ။တီကြီးစွာနဲ့ပြောနေတဲ့တောင်းငယ်ရဲ့မျက်နှာအန်လေးကပန်းတို့ရောက်တန်းပြီးတော့မှမျက်ဝန်းအိမ်နဲ့နဲ့လေးတွေကလှပပြီးတော့မှအရေလဲနေပါတယ်။ဘာတွေလဲမမေ။တာဝန်တွေရောမွေးတဲ့ကိစ္စကဘာတွေလဲ။တောင်းငယ်သူ့ဘက်တစ်ချက်ကလေးတောင်မှမကြည့်ဘဲနဲ့မျက်လွှာပြန်ချထားပါတယ်။အငားကဝင်ဆောင်ပြီးမှလေရွှေတောင်းငယ်ကမေမေတို့နောက်ဆုံးမျိုးဆက်မှုအရေးကြီးတယ်။ဗျာမျက်မှောင်ကြိုပြီးတော့မှသူထားရက်လိုက်ပါတယ်။တောင်းငယ်လေးထားရက်ပြီးတော့မှသူ့ဘက်တစ်ချက်သာမျက်လာလေးလွှဲပြီးတော့မှစတင်ကြမယ်။အန်ကယ်အန်တီခွင့်ပြုပါအောင်။အဆုံးသက်ပြီးတော့တောင်းငယ်ရဲ့စတင်တဲ့အခန်းထဲကိုရှေ့ကနေတက်သွားပါတယ်။ဇောင်းမမေကိုပြန်ကြည့်ပြီးတော့မှဘာလဲမမေ။မမေအလိုလိုက်ထားသမျှဒီတစ်ခါသားညှိလို့မရဘူးနော်။အားလုံးစီစဉ်ပြီးသား။သူကြောင်သွားရပါတယ်။လေကားတစ်တီပေါ်မှာလှမ်းသွားတဲ့တောင်းငယ်နောက်ကသာ
ခြေလန်းကြဲကြဲလိုက်လာရင်နဲ့သူမအမုန်းနေတော့သူတကယ်မလို့ချင်ပါဘူးဒါမဲ့နောက်ကျသွားပြီနဲ့တူပါတယ်ဘာလို့အဲ့လိုကြီးလုံးရလဲမိမရာကို့တငယ်ချင်းရှိမှကိုဘလောက်မျက်နှာပြက်ရမလဲမင်းသိလားဒီလောက်ငွေလေးနဲ့ကိုတို့ရှယ်ယာရသလောက်တောင်မရှိပါဘူးရှင်မသိရင်လည်းမပြောပါနဲ့အေးဟုတ်တယ်ကိုမသိဘူးမသိလို့မေးတာဒီအိမ်တော်အတွက်ကလေးတယောက်လိုချင်လဲချွေးမတော်လာရင်ဖြစ်နေတာဒါကတဘာဝကြပါတယ်တော်အေဂရီလည်းဒီလိုဖြစ်နေကြပါတယ်ဒါမဲ့ဒီမင်းကလေးကိုသူမဒီကိစ္စကိုအရင်ဆွေးနွေးပြီးပြီမာနာမင်းသမီးလေးကစင်ရဲ့တွင်းနေရနေငွေပုံပေါ်စိန်ခံရမှာလှလှပပညင်းတာအချင်းဆိုတဲ့ခေါင်းစဉ်ကိုတက်ပြီးတော့ပါမချစ်ပဲနဲ့လက်ထပ်ဖို့အစင်မပြေနိုင်ဘူးဆိုတာသူမတေချာနားလေတာပေါ့သူမကိုယ်တိုင်တော်မှမိဘတွေပေးစားတဲ့လူနဲ့ကိုယ်နှလုံးသားရွေးချယ်တဲ့သူကိုယ်ဆုံးဖြတ်ချက်နဲ့ကိုရက်တည်ခဲ့တာအဲ့ဒါကြောင့်ဒီလိုဆုံးဖြတ်လိုက်တယ်ဆိုရင်တော့အနည်းဆုံးတော့တနေ့နေနေသားနဲ့ရင်းနေမယ်နောက်ပိုင်းချစ်သွားနိုင်လာပဲမလားမိမအုံမောမြစ်တက်ကငိုင်းနေတဲ့မိမနာကိုကပ်ပြီးတော့မှခေါ်လိုက်ပါတယ်ဒေါ်အေဂရီယာကိုအတွင်းနဲ့ကိုမို့တွန့်တက်သွားပြီးတော့မှမျက်နှာတင်းတင်းပဲဘာမှမပြောဘဲနဲ့ဝှေ့ချဲပင်းကိုလှိမ့်ပြီးတော့မှထွက်သွားပါတယ်ဘာလို့မှနားမလဲတော့တဲ့အုံမောမြစ်တက်မျက်နှာပုပ်ပုပ်နဲ့တပြင်းချရပြန်ပါတယ်လက်ကိုစောင့်ခါပြီးတော့ရှေ့ကလူတယောက်ရှိကိုတွားရက်တဲ့တောင်းငယ်ကိုသူရက်ကြည့်ပြီးတော့မှပင့်သက်ရှိုက်ပါတယ်အကိုယောက်ျားပတ်စံအိမ်ဖောင်းဖောင်းကြီးကိုဂျိုင်းချညှက်ပြီးတော့မှလှည့်ကြည့်တဲ့အသားညွညွအနည်းတော့အရက်နဲ့အတင်တင်ရုပ်ရည်ရှိရဲ့လူကတောင်းငယ်ဘက်ကိုလှည့်ပြီးတော့မျက်ခုံးကြုံပြီးတော့တခုခုစဉ်းစားပြီးတော့မှတတိယသွားတော့အော်တောင်းငယ်လေးမင်းကလပ်မှာအလုံးမလုံးတော့ဘူးဆိုကိုရှာသေးတယ်ကလေးလေးကိုမဖို့ပေးဖို့အမြဲတမ်းလာအားပေးတဲ့ဖောက်တင်လေးဖြစ်စောင်းလက်တရားလွတ်ချင်လို့ပါတမင်လှမ်းခေါ်လို့အနောက်မှာကျန်နေခဲ့တဲ့လူဘက်ကိုတစ်ဆက်လှည့်ကြည့်လိုက်တော့မျက်နှာကြီးတင်းပြီးတော့မှရေးပြီးတော့မှခါတစ်ဖက်ထောက်ထားပါတယ်ဟိုတောင်းငယ်ကိုရှေ့လန်းထဲမှာကူလန်းလျှောက်ပေးပါလားဘာရီပြောနေလေတေချာမကြားရရင်တော့မှရှေ့လန်းထဲကိုလက်ညှိုးလှမ်းထိုးပြနေတော့တေချာပါတယ်သူဒေါသတွေနဲ့မနာလိုစိတ်တွေပြေးပြီးတော့မှလက်သေးလက်မောင်းတန်းကျင်ပါတယ်ဒေါသတွေအားလုံးပုံရရင်လေရှေ့ရလူပဲတည်တော့မယ်မင်းကားပေါ်မတက်သေးဘူးလားတောင်းငယ်ဟိုကျေးဇူးပဲနော်ကိုနောက်ကလှမ်းကော်ပေမဲ့တောင်းငယ်တစ်ချက်ကလေးမှလှည့်မကြည့်ပဲနဲ့အဲ့လူနဲ့ဘေးချင်းရှင်ပြီးတော့မှရှောက်ခဲ့ပါတယ်သူ့ရင်နဲ့တနုံနုံနဲ့လက်သီးလက်မောင်းတန်းပြီးတော့မှကြံခဲ့ပါတယ်စာတင်ကျင်ပြီးလို့ပြန်လိုက်ပို့တာညံများပြီးတော့ကောက်ရက်ခိုင်းတော့သူရက်ပေးလိုက်မိတာပဲမှားသွားတယ်အဲ့လူကဘာတူလဲတောင်းငယ်စေးရုံကတင်ပေါ်ကညမလေးစီကိုဝင်ကြည့်ပြီးတော့မှရိုးရင်းချင်းစီအလူရှင်လဲပေါ်ဝင်မို့လို့လဲခွဲစိတ်မှုအတွက်ဘာမှအခက်အခဲမရှိတော့တာကြောင့်လဲစိတ်ထဲမှာနေငယ်ပေါ့ပါသွားခဲ့ပြီးတော့မှပြုံးနေပါတယ်စေးရုံကပြန်ထွက်လာတော့ဖေဖေအတွက်ဆေးဝယ်ဖို့ဆေးဆိုင်ဝင်ခဲ့ပါတယ်ဆေးဝယ်ပြီးတော့အိမ်အတွက်ချက်ပြုတ်ဖို့ဟင်းစားတချို့နဲ့တူတောင်းငယ်အိမ်ပြန်လာခဲ့ပါတယ်ဟိုဖေဖေအကျော်စီးသွင်းတာကိုမရက်ချင်ပါနဲ့တောက်စီရစပင်းနဲ့ကျွတ်တယ်ပြင်းနေဖေဖေရဲ့ထမင်းရိုးတင်ပြီးတော့မှဖွာထလာတဲ့မိကိုတွေကိုရက်တောင်နေခတ်ပြီးတော့မှမျက်လုံးတွေအခိုးရတော့မျက်ရည်တွေစီးကျနေနေပြောပါတယ်ထင်းခွဲပြီးတော့မှခုံမဝင်ထန်လိုက်တဲ့ဖေဖေရဲ့နာကိုရှောက်လာရင်ပဲရေဦးရရေခတ်ပြီးတော့အမောပြေစီဖို့ရေအေးလေးကိုတက်လိုက်ပါတယ်မိခင်မရှိတော့တဲ့သူမအငယ်ဖို့ကြည့်လိုက်ဖခင်ယောဂါကိုပြုစုလိုက်နဲ့သူမအတွက်ပျော်ရွှင်ခြင်းလွတ်လပ်ခြင်းတွေကိုတော့မှမိနေခဲ့တဲ့ကလေးဖြစ်ပါတယ်။သမီးနောက်ဆိုဒီလောက်တွေသိမ့်မလုံးနဲ့နော်။ဒေါ်အေဂရီကသမီးအတွက်အားစီတွေပေးဖို့ဆိုပြီးတော့မှပြောနေတယ်။အဲ့ဒါညနေသွားယူလိုက်အောင်နော်။ဒီညနေကအတန်းချိန်လေးဖြစ်တယ်မလား။ပြုံးနေတဲ့မျက်နှာလေးကတီးသွားပြီးတော့ငိုင်သွားပေမဲ့လေဖေဖေမသိအောင်မိကိုတွေရိုက်လို့မျက်ရည်ကျကျအောင်ဆောင်ပြီးတော့မှမျက်ရည်နဲ့တောင်းငယ်ပြောလိုက်ပါမယ်။ဟုတ်အားရှိအောင်နေရမယ်။ဒါမှမြင်ကလေးမွေးပြီးတော့မြန်ဝစ်ကြော့မြန်အဆက်တွေဖြတ်လို့ရမှာ။တောင်းငယ်မီးစားတွေတောက်တဲ့ထီကိုရက်ခက်ပြီးတော့နေရာထလိုက်တော့မှာ။ခေါင်းတန်းခေါင်းငုံဝင်လာတဲ့ចောင်းတေစာနဲ့ညနေချင်းဆိုင်လေးစုံသွားမှာတော့မျက်လုံးအပြူသားနဲ့တောင့်ကလေးရက်ကြည့်နေပြီးတော့ကိုကလောက်ချောလို့လားဖေပြောပြီးတော့မှခေါင်းငယ်ပကုံးလေးကိုအသာတွန်းထုတ်ပြီးတော့မှဘာထုတ်တီကိုကင်ထားလဲမသိပါဘူး။ဖေဖေနာကိုရှောက်သွားပါတယ်။ဟာတာအတော်ထွားလာပါလားဒီမှာဦးလေးအတွက်လိုအပ်တာတချို့နဲ့နေပပဝင်လာပေးတာဟိုလမ်းကြုံလို့ဝင်လာရင်နဲ့လမ်းကြုံတာတွေလားတောင်းငယ်နှကန်းလေးပြင်ပြီးတော့မှလမ်းကြုံရအောင်လို့ရှင်းသိအိမ်ဒီမှာမရှိဘူးထင်တယ်ဒါကတတိရက်ကွက်မဟုတ်ဘူးပြီးတော့အရင်ကလည်းရှင်းအောင်မမြင်ဘူးပါဘူးစောင်းဘာမှမပြောဘဲနဲ့ဦးလေးရဲ့ဘေးမှာဝင်ထိုင်ပြီးတော့မှလက်ထဲကအထုပ်တွေကိုဘေးမှာချပြီးတော့မှဟိုအသက်ကြီးပြီဆိုတော့ထင်းခွဲတာရေးဆွဲတာတခြားဘာမှမလုပ်ဘဲနဲ့အေးဆေးနားတင်ပါတယ်
ဒီမှာလူကြီးတွေအတွက်အယူစစ်ကောင်းတဲ့နှုံးမုံတွေ over တင်းနေတဲ့ဆေးတွေ3လစာလောက်ထင်တယ်။ဖေဟာကြီးတလစာတော့မှမနေစုဆောင်ပြီးတော့မှဝဲရတာ။တင်းဟာ3လစာလောက်တဲ့ဒီလောက်ငွေကိုစာမဖွဲ့ဘူးဆိုတာတောင်းငယ်သိပါတယ်။ကလေးမွေးပေးဖို့ဆိုတာတော့မှငွေနဲ့လေးထားကြတာပဲ။တောင်းငယ်မျက်နှာလေးတင်းပြီးတော့မှသူ့နားကိုရှောက်လာခဲ့ပါတယ်။ရှင်ထွက်သွားပါဆောင်တိစား။တနေ့တစ်ခွက်ပုံမှန်တောင်းရင်အဆင်ပြေရဲ့ဗျ။ရှင်ကျမပြောတော့ကြားလား။တမင်မကြားဟန်ဆောင်ပေါ်ကတောင်းငယ်စိတ်ကိုပို့တိုးစေပါတယ်။စောင်းတေစားဒေါသကြောင့်လေးတန်မမအောက်ခေါ်ပြစ်လိုက်ပြီးတော့မှသူကသူမဘက်ကိုလှည့်လာပါတယ်။တမီထက်ကြီးရလေနာမည်မခေါ်ရအောင်။အကိုဆိုအကိုကိုကြီးဆိုကိုကြီးပေါ့။ဖေဖေရဲ့ကြောင့်တောင်းငယ်မျက်နှာလေးငုံသွားပေမဲ့ဒါကိုကျင်းနဲ့စွာပြုံးနေတဲ့အဲ့လိုမျက်စောင်းကြီးကြိတ်ထိုးပြီးတော့မှလမ်းတရားနေပြီးတော့ဆွဲလာခဲ့ပါတယ်။သူထိုင်နေနဲ့ဆွဲမရတာမှန်ပေမဲ့လေသူကိုယ်တိုင်ထလာတော့တောင်းငယ်အိမ်ပြင်ချန်ရဲ့တစ်ပင်ထူထူနားတီကိုဆွဲခေါ်လာခဲ့ပြီးတော့မှမျက်နှာချင်းဆိုင်ရဖေဖေစီကိုလှမ်းကြည့်ရတော့မမရားလောက်တဲ့အနေအထားဖြစ်ပါတယ်။အိတ်ထဲမှာလက်နိုင်ပြီးတော့မှခအေးအကြည့်နဲ့လူကပြုံးတော့မှပြုံးပြနေတယ်။နေစမ်းပါရှင်ကဘာကိစ္စကျမဖေကိုလက်ထိုးနေရလဲ။နောက်ဘယ်တော့မှမလာပါနဲ့တောင်းငယ်မကြိုက်ဘူးမလားနဲ့။ရက်ွက်တရားလူတွေရဲ့မြင်မှာတထေးသားကိုချူလာတယ်လို့အထင်မခံနိုင်ဘူး။ရှင်ရဲ့တစွတိုးဆံမိုးကကျမတိတ်ခါကိုထိပါတယ်ဆိုတာသိရလား။ဒေါသနဲ့ပြောချင်ဟာပြောချလိုက်တော့သူ့မျက်နှာတီးသွားပါတယ်။စားဟိုဘက်ဒီဘက်ကိုခက်ပပေကြည့်ပြီးတော့မှရှေ့ကစွန်လန်လွန်းနေတဲ့တောင်းငယ်ရဲ့ခါးတိမ်တိမ်လေးကိုဆွဲဖက်ပြလိုက်တော့ရင်ဘတ်ချင်းထိတော့မတန်အနေထားနဲ့မျက်နှာချင်းနီးနီးကက်ကက်ဆိုင်သွားမှာတော့တောင်းငယ်သူ့လက်တို့ဖြုတ်လိုက်ဖေဖေထွက်လာမှကိုစိုးရင်စွာနဲ့ကြည့်လိုက်နဲ့ဘေးဘီပတ်ဝန်းကျင်ကိုလည်းမလုံမလဲစိုးထိတ်စွာနဲ့ကြည့်လိုက်နဲ့သူ့ဘက်ကိုပြန်လှည့်ပါတယ်။ဘာလုပ်တာလဲ။လွတ်ဇောင်းတစားလွတ်နော်။အငားကိုဝန်းဆိုတာမင်းခန္ဓာကိုယ်နဲ့စောင့်မှာဆိုတော့မင်းအသွေးသားတွေကိုယူမှဖြစ်မှာပေါ့။ဘာဒီကိစ္စရှင်းမိပါရဲ့သဘောတူထားတဲ့အတိုင်းဆိုတာရှင်းမသိဘူးလားရှင်တို့လိုငွေရှိတဲ့အတိုင်းဝိုင်းကလူတွေကိုကျမမုန်းတယ်ကျမတောင်းဝင်ပြီးသွားရင်ရှင်နဲ့ပတ်သက်စရာလုံးဝမရှိဘူးစောင်းတေစာအဲ့ဒါကြောင့်ဒီကိစ္စကိုဖုန်းထားခြင်းနဲ့ကျမတိတ်ခေါင်ငှဲ့ပြီးတော့မှရှင်းမလာပါနဲ့လို့ကျမရှင်ကိုလည်းမုန်းတယ်လို့ကိုကတော့မင်းကိုမြင်မြင်ချင်းပဲလိုချင်သွားတာတောင်းငယ်ကသူ့ရင်ဘက်ကိုစောင့်တွန်းပြီးတော့မှလွတ်လာတဲ့ခဏမှာခြာကနေပြန်လှည့်ထွက်တော့လက်ခဝက်ကိုအတင်းဆွဲပြီးတော့မှသူ့ဘက်ကိုဆွဲလှည့်လိုက်တော့ရင်ဝင်ထဲမှာကြုံကင်ရောက်သွားရတယ်ဆိုရင်တော့ငုံမိုးလာတဲ့မျက်နှာတော့နှကမ်းပါပြည့်ပြည့်ရဲရဲလေးစီကိုပကုံးနဲ့ကြောပြင်ကိုအတင်းအကျပ်ဖတ်ထားပြီးတော့မှသူ့မနှကမ်းလေးကိုခက်ကြမ်းကြမ်းနမ်းနေတဲ့သူ့နှကမ်းလေးကိုတောင်းငယ်မုံလိုက်တာတောင်းငယ်တောင်းကလေးပြိုးတူသွားပြီးတော့မှတတိဝင်လာတော့သူ့ရင်ဘက်ကိုစောင့်တွန်းပြီးတော့မှကမက်ကတဲ့အနောက်ဆုံးလိုက်ပါတယ်အောင်းနိုင်သူအပြုံးနဲ့လူကခက်ထိထိပြုံးပြီးတော့မှနှကမ်းပါရဲရဲကိုရှာနဲ့ဖြင်းညဲစွာနဲ့တက်ပြပြီးတော့မှစူးစိုက်ကြည့်နေတာကိုပြောပြီးပြီလေမင်းကကိုမိမဖြစ်ရမယ်လို့လွတ်မြောက်ဖို့တွေးနေမင်းမဲပြင်မဲမှာပေါ့ဖေရှေ့တလန်းကိုတိုးလာတဲ့သူ့ကြောင့်လေတောင်းငယ်အထစ်ထငုံငုံနဲ့မျက်နှာရဲရဲလေးကိုလွှဲပြီးတော့မှပြေးဝင်သွားပါတယ်။ဆောင်းပြုံးရင်းနဲ့ခြံထဲကနေထွက်လာခဲ့ပါတယ်။သမီးဆောင်းကစာတင်ဖို့အခန်းထဲမှာစောင့်နေတက်သွားလိုက်နော်။ဒေါ်အေဂရီရဲ့စကားကြောင့်တောင်းငယ်ပြုံးပြခေါင်းချင်းပြလာပြီမလေး။နေ့လေယာကိစ္စကြောင့်ရင်တွေကအခုထိကိုတုံနေသေးတာ။အေးလာပြီးတဲ့အိမ်ကိုနာကိုကပ်ပြီးတော့မှတောင်းငယ်နဲ့အဖုံနေပေးပါလားယင်။ခက်တူတူတောင်းဆိုလာတဲ့မျက်နှာလေးကတကယ်ကိုအကူညီလိုနေရဟန်လေးပါ။ဘသူ့မှမကြောက်တတ်ပါဘူးဆိုတော့သူမတကယ်ပဲသူနဲ့ထပ်တွေ့ဖို့တော့မှကြောက်နေမိပါတယ်။ဒေါ်အေဂရီကပြုံးပြီးတော့မှမေးလိုက်တယ်။ဘာဖြစ်လို့လဲသမီး။တောင်းငယ်နဲ့အဖော်လိုက်နေခိုင်းမလို့ခွင့်ပြုပေးပါလားအန်တီ။တောင်းငယ်ကခွင့်တောင်းနေရမို့ဒေါ်အေဂရီကညင်းမကောင်းတဲ့ကိစ္စမလို့လေ။တဟင်းပြုံးပြီးတော့မှသွားကူဆောင်မိကြလေ။ထိုခါကျမှတောင်းငယ်ရင်ထဲမှာပေါ်ပါသွားသလိုတက်ပြင်းတစ်ချက်ကိုဖွားဖွားလေးချမိပါတယ်။အတူတူအပေါ်တက်လာခဲ့ပြီးတော့တောင်းငယ်အရင်မဲ့အခန်းထဲကိုဝင်လိုက်ပါတယ်။ခေါင်းမမခြေချင်းခြေပြီးတော့မှထိုင်ဆောင်နေတဲ့လူကရည်တက်အပြုံးနေနေပါ။မင်းကဘာလာလုပ်တာလဲ။နောက်ကမိန်းကလေးကိုသူ့ဟောက်လိုက်တော့ချက်ချင်းပဲလှည့်စင်းသွားလို့ဒီမှာရှင်ခဏလေးပါ။တောင်းငယ်လှည့်ပြီးတော့မှခေါ်ပေးမယ်လေပြေးစင်းသွားတာလှည့်တောင်မှမကြည့်ပါဘူး။ဘာလို့လဲ။ကို့ကိုစာတင်မိမဲ့ဆရာမတပည့်ကိုပြန်ကြောက်နေရလား။ကျမရှင်းလို့ဘာကိစ္စနဲ့ကြောက်ရမှာလဲ။ခက်တင်းပြောဝင်မယ်လေ။သူနဲ့အကြည့်မစုံအောင်တမင်ရှောင်လွှဲနေတာသိတာလို့သူထိုင်ကုန်ပေါ်ကနေထလာတော့ထိုင်နေပါ
ဆရာမနှကန်းပေါက်နေရဲ့စေးမလူထားဘူးလားရှက်လဲရှက်ကြောက်လဲကြောက်မို့ရှည်တလန်းချင်းတိုးလာတဲ့သူ့ကြောင့်လဲအန်ဒီတောင်းငယ်ဆက်မကြည့်တော့ဘဲနဲ့အလန့်တကြားလှည့်ပြေးဖို့ကြံမိမိလေတကားပြင်နာမှာလှည့်မြဲစွာနဲ့ပြေးကတ်တဲ့လူကြောင့်လဲဖမ်းမိသွားပြီးတော့မှဖေးလေစသိမင်းလေစောင်းတေစာဗျာတောင်းငယ်ရင်နေတုံနေပါတယ်သူနဲ့အကြည့်ချင်းမစုံမဲနဲ့နေရတာမှအတင်းလိုက်ငုတ်ကြည့်ပြီးတော့မှအထဲကိုဆွဲခေါ်ပြီးတော့တကားပါစောင့်ပိတ်ပြီးတော့လောချလိုက်လို့တောင်းငယ်စိတ်တွေစောက်တရားမိတ်ကုန်ပါတယ်စာတင်မို့လာတာကိုမသိရသေးဘဲနဲ့ပြန်လွှင့်ကိုဆောင်မွေးထက်ကြမှာပေါ့နိုင်ငါမြင့်ငါနဲ့ရွှေရင်မမို့သူကတစ်ချက်ကြည့်ပြီးတော့မှကြိတ်ပြုံးပြီးတော့တကားဘက်ကထိုင်ကုန်မှာကြောပြီးပြီးတော့မှထိုင်လိုက်ပါတယ်တောင်းငယ်လေကိုတောင်ဝင်နဲ့ကိုမို့တက်ပြင်းတစ်ချက်ကိုချပြီးတော့မှခုံတခုံဆွဲယူပြီးတော့မှခက်လန်းလန်းမှထိုင်လိုက်တော့ခုံကနေပြီးတော့သူ့ဘက်ကိုဆွဲကပ်ပစ်လိုက်ပါတယ်ရှင်စာပြဖို့အဲ့လောက်ဝေးနေကိုကဘယ်လိုနားလည်မှာလဲပေကက်အကြည့်ကိုတောင်းငယ်ပြိုင်ပြီးတော့မှမပြောချင်တာကြောင့်လေစပွဲပေါ်ဟာစီထားတဲ့စာအုပ်တို့ကိုဆွဲယူလိုက်ပါတယ်လက်ပတ်နာရောမတိမတာငုံကြည့်ရတော့မှမြင်သွားတဲ့သူပါဟာညအထိတင်ရမှာလေအခုမှ4 နာရီပဲရှိသေးတယ်အေးစေးကိုနာမှာဆက်နေရအောင်ပါဘာမှမပြောတော့ဘဲနဲ့တောင်းငယ်ပင့်သက်ရှလိုက်ပါတယ်ရင်ထဲမှာတုံလှုပ်ခုံပေါက်နေတဲ့အတန်တွေကတော့မငြိမ်သေးပါဘူးကောင်မလေးကမာနာကြီးတယ်ဆင်းရဲပေမဲ့လေအနေကအခိုင်းခံမျိုးနဲ့တိမ်ငယ်ပြီးတော့ဘဝကိုဖျက်ဆီးခဲ့တာမဟုတ်ပါဘူးမရှိရှိတဲ့အလုပ်ကိုတန်တန်ရှင်းရှင်းလုပ်ပြီးတော့မှဘဝကိုကောင်းမော်ရင်ဆိုင်ရတယ်စိုးစုံစမ်းခိုင်းထားတဲ့တည်ကတော့နားထဲမှာထက်ကကြားလာလိုက်မယ်ရင်ထဲကနှလုံးသားတစ်ခုလုံးဟာတိမ်တိမ်နဲ့မြည်လာခဲ့ပါတယ်အဲ့ဒီမင်းကလေးကိုလိုက်နေတဲ့ဘဲရီထဲမှာအကောင်စားကားတွေဆိုင်ငယ်တွေနဲ့တယောက်ယောက်သာလက်ညှိုးထိုးပြီးတော့မှရွေးလိုက်မယ်ဆိုရင်သူမဘဝကโอเคမှစုပြေသွားပြီပဲလေဒါတော့မှအေးအေးဆေးဆေးကင်းကင်းရှင်းရှင်းနေတာဘလောက်သဘောကျစရာကောင်းလဲစပင်းတွေကိုထိုးဖွာပြီးတော့ဆိုင်ငယ်ပေါ်တက်လိုက်ပြီးတော့ပြုံးမိပြန်ပါတယ်တေးကြတာတကူကတော့သူ့ချစ်တွေကအတ္တတွေပါရစ်ပတ်နေပြီမို့လို့သူမလေးကိုအဆုံးရှုံးခံဖို့မဖြစ်နိုင်တော့ပါမြင်မြင်ချင်းမှာစွာတီးလန့်ပုံစံကစသူ့ရင်ကိုလှုပ်ခတ်စေတဲ့ပထမဆုံးမိန်းကလေးပါတာမင်းစာတေချလိုက်နိုင်ရဲ့လားဆိုင်ငယ်ဆန်နေကိုရည်တည်ရဲ့ခြံထဲကိုဝင်လာတဲ့မမေရဲ့အမေကြောင့်လဲအပြုံးတွေကိုတီကနေရက်ပစ်ပြီးတော့မှမျက်နှာကိုတီးလိုက်ပါတယ်လိုက်နေပါတယ်ဒါနဲ့မမေဘာကိစ္စအငှားကုန်ဝင်လဲကျွန်တော်ရှင်းပြလို့မရဘူးလားဘာလို့ဒီမိန်းကလေးကိုငွေနဲ့ကိုင်းပေါက်ရလဲဒေါ်ဧကရီကပြောပြဖို့မဖြစ်နိုင်သေးတာကြောင့်လဲနှကန်းပြင်ပြီးတော့မှမျက်နှာတီးပါတယ်ဘာမှမပြောတော့ဘဲနဲ့စကားဖြတ်ဖို့ကြိုးစားပြီးတော့ထွက်လာခဲ့ပါတယ်သူ့ခေါင်းနဲ့ထူပူကုန်ပြီးတော့မှဆိုင်ငယ်ဆက်နှုတ်ရဲဆိုရင်ပဲလေထဲမှာမြောက်ကြမတွက်မောင်းထွက်လာခဲ့ပါတယ်ဒါကဘာဖြစ်နေရလဲကားလမ်းပေါ်ဖြတ်မောင်းလာရင်လည်းအဝေးကနေမြင်နေမိတဲ့ရုပ်စုလိုတစုပါယောက်ျားသားတွေရဲ့လေမှာခက်ကုတ်မိန်းကလေးတဦးလည်းသူ့မြင်လိုက်မိလို့ဆိုင်ငယ်ကွေ့ပြီးတော့မှဝင်းငယ်ခြင်းလည်းဖြစ်ပါတယ်မင်းကိစ္စမဟုတ်နော်ကိုယ့်အကိုနေမဆိုင်တယ်လို့ရှောင်သွားလိုက်ရင်တက်တာမယ်နော်စောင်းပြုံးလိုက်ပါတယ်မိန်းကလေးကိုကြည့်ရတာအကော်ခတ်တွေ့နေပြီးတော့မှကိုရမဲနေပုံလေးပေါက်ပါတယ်ဒီနေရာမှာသူ့မိန်းကလေးသားဆိုရင်ဒီကောင်နေအသက်ဘယ်နှပြောက်သွားမလဲဖြစ်သွားနိုင်ပါတယ်မင်းတော့ကောင်မလေးကိုထွက်သွားစီလိုက်တော့စားနှောက်နေတဲ့ကောင်နေတွေကတယောက်ကတားဖို့ပြင်ရမှာတော့အဲ့လက်ကိုဖြတ်ခနဲ့လင်ဆွဲပြီးတော့မှလှည့်ပြီးတော့မှလင်ပြစ်လိုက်တော့အော်တန်းကကောင်းငင်ကြီးအထီကိုစူးတက်သွားပါတယ်ဟွန်းမင်းနှမအမသာဆိုရင်ဒီလိုမြင်ကွင်းကိုရက်ကြည့်နေမလားမဆိုင်တယ်လို့နေလို့ပြောရအောင်မိန်းကလေးကကုတ်ကလေးပဲလွတ်ရကြွရအောင်ပြေးထွက်သွားရှာပါတယ်မျက်ဝန်းထဲမှာလည်းမျက်ရည်ဥရိယာပြည့်နေဖြတ်သွားဖြတ်လာလူတွေထဲကမမြင်ကျင်ဆောင်သွားတဲ့သူတွေကိုစိတ်တော်ပြက်မိတာပါအနောက်ကတယောက်ကသူ့ပကုံလန်းကင်ပါတယ်စောင်းဖြတ်ကနေလှည့်ထိုးပြီးတော့မှအဲ့လူရွယ်လာတဲ့လက်သီးစုပ်ကိုလက်ဝါးကျစ်ကျင်းနဲ့အုပ်ကင်ပြီးတော့မှခတ်တင်းရဲနေတဲ့မျက်နှာကိုလက်သီးပြင်းထိုးကျွေးပစ်လိုက်ပါတယ်ဒီလူအုပ်ကြားထဲမှာတယောက်စီဝင်လာသမျှရှောင်လိုက်ပြန်ခုခံလိုက်လူစွမ်းကောင်းမဟုတ်တော့သူလည်းတရားတန်ချက်တွေကထင်းလာပါတယ်ရှံပွဲကအုပ်လိုက်ဖြစ်နေတော့မှအဖြူရောင်မြမဝမ်းဆက်လေးနဲ့မိန်းကလေးတယောက်ပြေးဝင်လာပြီးတော့မှရံပွဲအနီးနားမှာရက်ပြီးတော့မှအကုန်လုံးရှက်လိုက်နော်ကျမရဲခေါ်ထားတယ်လက်ထိတ်မဝိတ်ချင်တော့ထွက်သွားလက်ကိုပိုက်ပြီးတော့မှမျက်နှာလေးတင်းပြီးတော့မှခက်တီပြောလိုက်တော့မယုံတဲ့မျက်နှာတွေနဲ့အကြည့်တွေကလွင့်လာစင်မှာရဲကအချက်ပေးတဲ့တစ်ချက်ကိုခက်တူကြားလိုက်တော့မှအဲ့လူတွေထွက်ပြေးကုန်ပါတယ်သူမကိုယ်တိုင်လေးရဲကားတန်ကြောင်မျက်လုံးလေးဝိုင်းဆက်ဖြစ်သွားပါတယ်ဟန်နဲ့ပန်နေတာလာပြီးတော့မှချင်းချောက်ကြည့်တာတကယ်လက်ခေါ်မထားမိပါဘူးတိုက်ဆိုင်မှုကတော်တော်လေးကိုကန်ကောင်းသွားတယ်လို့ဆိုရမယ်မျက်နှာမှာအညိုကတ်တွေနဲ့ပြုံးပြီးတော့မှကြည့်နေတဲ့လူကိုမျက်စောင်းတစ်ချက်ထိုးကြည့်ပြီးတော့မှလှည့်ထွက်ပြီးတော့နောက်ကနေလိုက်လာပါတယ်ဘယ်လိုမြင်သွားရလဲကို့စိတ်ပူတယ်ပေါ့ရရဆဆစိတ်ပူရအောင်မယ်ဟွန်းဒ
တောင်းငယ်ကအမြင်မတော်ရင်ကိုညင်နေကြပဲရှင်းမှန်နဲ့ပြေးလာတယ်ထင်းနေရလားရှင်းဆိုတာအစတည်းကတင်ဝင်ဝမလားကိုကမင်းကိုလာခေါ်တာကျေးဇူးတင်ပါတယ်ကိုဒီပုံစံနဲ့အိမ်ပြန်တော့အမေတို့ကကောလိမ့်မယ်အဲ့ဒါတောင်းငယ်နေပါဆိုင်လို့လေခက်ချစ်ချစ်ပဲပြန်ပြောတော့စောင်းမအသေးတွေရှာပြီးတော့မှပြုံးမိပြီးတော့ပြုံးပြီးပြန်ပါတယ်ကိုကြက်ပူလာတော့တနာစလီနဲ့မထိုးပေးကြုံလားဘေးကနေပြီးတော့ခန္ဓာကိုယ်ကိုကိုင်းကြပြီးတော့မှပြောလာပါတယ်ရှေ့ကနေရှောက်လာတဲ့လူတွေကိုတောင်းငယ်ကြည့်လိုက်ပြီးတော့မှအိုးဘလို့ဖြစ်နေရလဲလှုပ်ပါကိုမျက်နှာချောချောလေးကကြည့်ရဆိုးသွားမှာပေါ့မလီနှကန်းလေးညွန့်ပြီးတော့မှရွဲ့ပြီးတော့မှအရှိကနေရှောင်းလာတော့တစ်ပင်အောက်မှာရက်ထားတဲ့ဆိုင်ငယ်ပေါ်တက်ပြီးတော့မှဆိုင်ငယ်ပေါ်တက်အရှိမနေလုံးကိုကြည့်ရတယ်ရှင်းဆိုင်ငယ်ထက်လမ်းလျှောက်တာပို့တာတယ်မဝိတ်နေပါကြည့်ပါအောင်မာနကြီးတဲ့ပုံလေးကဆေးရုံကနေပြန်ထွက်လာတော့တောင်းငယ်မျက်ရည်တွေပြည့်နေပါတယ်သူကဆေးရုံကနေကြိုဆောင်နေတာကြောင့်လေတောင်းငယ်နာကိုပြေးလာခဲ့ပြီးတော့မှဘာဖြစ်တာလဲစိတ်ပူစွာနဲ့မင်းလိုက်ပါတယ်ဒါမဲ့မျက်ရည်တို့အတင်းပုတ်ဆွဲပြီးတော့မှခက်မြင်မြန်ရှောက်နေတဲ့တောင်းငယ်ကြောင့်လေအရှိကပိတ်ရက်လိုက်ပြီးတော့မှကိုမင်းနေအောင်ဖြေနော်မဟုတ်ရင်ဒီစိတ်ရုံပိတ်ရအောင်လုပ်ပြမှာအဲ့လောက်ထိကိုအာနာကြီးမှန်းလည်းသိပါတယ်ရှင်းနဲ့ပါဆိုင်လို့နေရတဲ့ကကျမနောက်မှာလိုက်ကတ်နေရလေဘာလဲကျမအပြိုမစစ်တော့ဘူးဆိုရင်အငှားကုံကိစ္စကိုပယ်ဖြတ်ပြီးတော့မှပတ်စံပြန်တောင်းမလို့လားအဲ့ဒီကိစ္စကိုအတားထားကွာကိုမီးတော်ပဲဖြေဘာဖြစ်လာလဲဘသူလောက်တာလဲဘယ်ကောင်ကဘာပြောလိုက်လို့လဲစောင်းတေစာရှင်အဲ့လိုမျိုးစိတ်ပူနေအောင်ရှင်နဲ့ကျမဘာဆိုင်လို့လဲကိုစေးရုံရှင်မှာလူများတာတွေပါကြည့်မှာမဟုတ်ဘူးနော်ဆွဲပြီးတော့မှနန်းပြန်မှာပြီးတော့မှကိုလုံးနဲ့မလုံးနဲ့ဖြေမဖြေရင်ဖြေအောင်လို့မင်းနှခန့်ကိုကဖွင့်မိမှာတောင်းငယ်ဘေးဘီကိုတစ်ချက်ဝေးကြည့်ပြီးတော့မှအနှင်းငယ်အနောက်ဆုတ်လိုက်ပါတယ်ဘယ်သူမှဘာမှမလုပ်ဘူးညီမလေးကစေးရုံပေါ်မှာခွဲစေပြီးအဲ့ဒါကိုလာကြည့်တာအခုတော့တတိမင်းနေရလေကိုညီမအတွက်စိတ်မကောင်းဖြစ်လို့ငိုရတော့မှရှင်နဲ့မလွတ်မလပ်ဖြစ်ရတယ်စိတ်ကုန်လိုက်တာမျက်ရည်တွေနဲ့ပြောပြီးတော့မှသူ့ရင်ဘက်ကိုစောင့်တုံးပြီးတော့အရှိအထွက်သွားပါတယ်စောင်းအခုမှပဲရင်ထဲကအလုံးကြီးကကျသွားပြီးတော့မှဟိုကနေလေပိုတွေကိုမှုတ်ထုတ်ပြီးတော့အနားကိုပြေးလိုက်ပါတယ်ဘာလေးလဲကွာအန်တီအငှားကုံဝင်ကိစ္စတောင်းငယ်အစင်းသိမယ်နော်ပြီးတော့သဘောတူညီချက်တကူလုပ်ပေးရလိမ့်မယ်တောင်းငယ်ဘက်ကတောင်းဆိုတာပါအဲ့နေရာမှာဇောင်းတီစာရောသူ့မိဘနဲ့အင်ကိုတချို့လည်းရှိပါတယ်တောင်းငယ်ကပြက်ပြက်တသားလုပ်ဖို့စန္ဒာနဲ့ရောက်လာတာကြောင့်လေဘသူ့မှမကြည့်တော့ဘဲနဲ့ဒေါ်အေဂရီရဲ့မျက်နှာကိုသာကြည့်ပြီးတော့မှဆက်ပြောပါတယ်ကလေးမွေးပြီးကတိတိုင်းပဲတောင်းငယ်မပတ်သက်ပဲနဲ့နေပေးမယ်ကလေးနဲ့အန်တီတို့ဘက်ကလည်းကလေးမွေးပြီးတောင်းငယ်ကိုခက်ခက်ခက်နေပေးပါဒေါ်အေဂရီရဲ့မျက်နှာတိတိတသားပဲအံ့ဩသွားပါတယ်စောင်းကဆိုဖာပေါ်ကထားရက်ပြီးတော့မှအငှားကိုဝင်ကိစ္စကကိုမသိဘူးဆိုတာမင်းသိတဲ့နော်ပြီးတော့မပတ်သက်ပဲနဲ့နေရအောင်ကိုကအဲ့လောက်ဘာမဝင်ဘူးလားမင်းသိဖို့ကကိုကမင်းကိုဘသူတတရအောင်လက်ထပ်ပြမယ်ဆိုတာပဲတောင်းငယ်ကမျက်လွှာချပြီးတော့မှသူ့ကိုလည်းမကြည့်ပါဘူးသူပြောတာကိုလည်းမကြားကြအောင်စောင့်ပြီးတော့မှအန်တီရဲ့ပတ်စံအတွက်တောင်းငယ်တောင်းဝင်ကြည်ကြည်နဲ့ဆောင်ရွက်မှာပါဘယ်နည်းလောက်စီစဉ်ကြမလဲအန်တီမျက်နှာသွယ်လေးကမျက်ဝန်းလေးဝိုင်းပြီးတော့နှာရန်လေးဆင်းပြီးတော့မှပါးလေးတွေရဲနေရှာတယ်မျက်တောင်လေးကကော့ပြီးတော့မှမျက်ခုံးတန်းမထုံမပါးလေးနဲ့ကြည်မဝရှုမဝပကြီးကားလေးတိုင်းပဲနန်းဆန်နဲ့အလှကိုပိုင်ဆိုင်ထားတဲ့18နှစ်ကျော်ကောင်မလေးကဘဝဘေးကုသိုလ်ကြောင့်အရွယ်နဲ့မလိုက်ရင်းကျက်နေပါတယ်ကိုသားတော်မှ2နှစ်ပိုကြီးပြီးတော့အဲ့လောက်မပြတ်သားသေးပါဘူးရတယ်လေသမီးလေးနောက်တစ်ပတ်တည်းတရက်ရက်ပေါ့မမေဘက်ကိုစောင်းလှည့်ပြီးတော့မှနားမလဲတယ်လို့ကြည့်မိပြီးတော့မျက်နှာလေးငုံထားတဲ့သူမနာကိုရှောက်လာပြီးတော့မှလက်ကဝင်းလေးကိုဆွဲပြီးတော့မှအပြုံလက်ထွက်ခေါ်ခဲ့ပါတယ်။အိုးလှွတ်နော်။ခြံနေရောက်တော့မှအတင်ရုံးခံနေရမို့ကားနာကိုပို့လိုက်ပြီးတော့ခါတစ်ပတ်ထောက်ရက်ပြီးတော့မှစကြည့်ပါတယ်။မင်းကအငှားကုံဝင်စောင်းနေကိစ္စကိုပေါ်သေးသေးလေးတွက်ထားလားရွှေတောင်းငယ်။ကျမတောင်းဝင်ကြည့်ခြင်းအောင်ပါ။မင်းတောင်းဝင်တော်တော်တိတက်နေပါလား။မျက်နှာလေးကိုဘေးလဲပြီးတော့ချီထားပြီးတော့မှဘာမှမဖြေဘဲနဲ့နှကန်းလေးကိုတင်းတင်းစေထားပါတယ်။သူကလည်းအသေးတွေရားလာပြီးမို့ကားတကားကိုဆွဲဖွင့်ပြီးတော့မှအထဲဝင်ဘာကိစ္စရှင်လို့ပြန်မေးတဲ့မိကုန်းတော်မဆုံးလိုက်သေးပဲနဲ့ပခုံးကလေးကင်ပြီးတော့ကားလေးကိုတွန်းထည့်ခံလိုက်ရပြီးတော့ကားတကားပက်ပြီးတော့မှတကားပိတ်ပြီးတော့ကားရှိရပက်ပြီးတော့မောင်းသူနေရာမှာဝင်းထိုင်ပါတယ်။မင်းကတာဝန်တိတက်နေရပဲတာဝန်ကြီးအောင်လုပ်ပေးရမှာပေါ့။ဒီမှာရှင်ဖေကိုခေါ်သွားမလို့လေ။နောက်ကြည့်မှန်းနေကြည့်ပြီးတော့ကားနောက်ဆုတ်တာဖြည်းဖြည်းချင်းလှည့်ပြီးတော့မှခြံထဲကနေဝုန်းတန်းကျမောင်းလာခဲ့တော့မင်းခွန်းတန်လေးကစူညံနေခဲ့ပါတယ်။မေးပေမဲ့လည်းမဖြေဘဲနဲ့ကားဟောက်သားဂယုတဆိုင်မောင်းနေလို့
တောင်းငယ်ရင်တွေတုံလာပါတယ်တစုတိုးဆန်နဲ့သူ့စိတ်ကိုခံမှန်းမိနေရကြောင်းလည်းရင်တွေလည်းပူလာပါတယ်ရှင်ခုရက်နော်ရှင်မရက်ပြီးတောင်းငယ်ခုံချမှာအဲ့ဒီအပြောကြောင့်လေအနည်းရောက်ခလုတ်ကလေးကိုလှည့်မြန်စွာနဲ့သူ့နှိမ့်လိုက်နိုင်လို့တောင်းငယ်ကြောင်ပိတ်မိသွားပြန်ပြီးတော့ရင်ထဲမှာလေပြိုးပြိုးပြက်ပြက်လောင်မြိုက်လာပြီးတော့ဒေါသတွေကပွင့်ထွက်လာပါတယ်ကားရပြီးတော့ဆောင်းတေစာဘယ်ဘလိုတွေမောင်းလာမှမသိပဲနဲ့လမ်းကလူပြက်တယ်လို့တော့မှဖြစ်လာတယ်လမ်းမကြီးထက်မှာသူတို့ကားလေးတစ်စီးသာရှိတော့တဲ့အသွင်မှာတောင်းငယ်တောင်းတောင်းကလေးပြူးပြီးတော့မှကြည့်နေတော့မှာလမ်းကြားတစ်ခုကနေပြန်ထိုးကွေ့ပြီးတော့မှပေတရာလမ်းပေါ်ပြန်တက်ပါတယ်ဒါအဝေးပြေးလမ်းမကြီးလားကျင်းလျားတဲ့ကားလမ်းမကြီးထက်ကိုတနာရီကြာမောင်းထွက်လာတဲ့သူ့ကိုတောင်းငယ်အံ့ဩမိပါတယ်ဘယ်ကိုလဲမင်းတောင်းဝင်ကြည့်အောင်လို့ကိုဝင်မြင်မြင်ရဖို့ကိုညီမလို့လေတောင်းဝင်တိတက်တဲ့မင်းအတွက်ပေါ့တောင်းငယ်ကသူ့ဘက်ကိုကြည့်ပြီးတော့မှလှုပ်လှုပ်ရှားရှားနဲ့တောင်းငယ်ပြောတာအဲ့လိုမဟုတ်ဘူးနော်ရှင်သိရတာနဲ့မညစ်ပတ်နဲ့စောင်းလေးစားအတန်လေးတွေပါတုံးလာတယ်လို့မျက်ရည်လေးတွေကလည်းဝဲပြီးတော့မှတောင်းငယ်နေရခက်ကုန်ပါတယ်တနာရီလောက်ထက်ကြတော့ငင်းလီလန်းကျဲကြီးရဲ့အစုံမှာကြီးမားတဲ့ချမ်းကြီးတွေမှာကွေ့ဝင်လာခဲ့ပြီးတော့မှရှေးဟောင်းဆန်ဆန်တိုက်အိမ်ကြီးရဲ့ရှေ့မှာကားရက်လိုက်ပါတယ်လမ်းတောက်လျှောက်ရဲလို့အင်ဂျီယာမဲဖြစ်ပြီးတော့မှလူရိတ်တောင်မမြင်ရတဲ့ဒီဒေတာဘယ်လိုဒေတာမျိုးလဲကားရက်တဲဆိုရင်သူမမစင်းငယ်ဥအောင်ပြေးစင်ထွက်လိုက်တော့အနောက်ကနေပြီးတော့ပြေးဖိုင်နေမိသွားပြန်ပါတယ်လှုပ်နော်ဆောင်းနေသားလွတ်ပါမင်းကိုဝင်မရမချင်းဒီကထွက်သွားရမယ်မတင်နဲ့ဆောင်းနေသားရှင်မညစ်ဖက်နဲ့နော်မရောက်မှလည်းနော်ရှင်လှုပ်အနောက်ကနေပြီးတော့ခါနေပိုက်ကိုတွဲရက်ကဖတ်ထားပြီးတော့မှလေပေါ်မြောက်ပြီးတော့ဆွင်းနေပြီးတော့အထဲကိုမကြည့်လာပါတယ်တောင်းငယ်အဲ့လိုကိုဝင်ဆောင်မှာမဟုတ်ဘူးအဲ့လိုမဟုတ်တာရှင်းမိနေသဘောတူပြီးသားတရားမလွန်လာလဲနော်ဆောင်းနေစားလှုပ်ပေးပါရှင်တရားမလွန်လာလဲနော်ရှင်ခုလှုပ်ပေးပါအဲကန်နဲ့ဆိုပါပေါ်ချပေးပြီးတော့ဘေးမှာသူလည်းဝဲထိုင်တော့လျှက်တပြက်ထားပြီးလို့လက်ကနေပြန်ဆွဲချပြန်ထပြီးပြန်ဆွဲချနဲ့နောက်ဆုံးတော့သူ့ပေါင်ပေါ်မှာနေရာတကျအဖက်ခံထားလိုက်ရပြီးတော့မှလှုပ်လို့မရအောင်ချုပ်ပြီးတော့မှဖတ်ထားခံလိုက်ရပါတယ်ကို့မုန်းနေပြီလားကိုကတော့မင်းကိုအယမ်းချစ်တယ်နော်ဟင်တောင်းငယ်လှုပ်ရှားနေနေမျက်လုံးလေးဝိုင်းသွားပါတယ်ကိုကရာဇဝင်တွေကဓာတ်တာဖြစ်နေမိတယ်နေတီတာဓာတ်တာကိုမချစ်ဘူးရာမကတီတာကိုမချစ်ဘဲနဲ့ဓာတ်တာလက်ထဲကိုပါသွားတော့မှသူစိတ်သက်ထားတဲ့သူတို့သမီးဆိုပြီးတော့မှအိမ်ရှိဆန်တယောက်ရဲ့မာနာကိုထိခိုက်မခံချင်လို့ဓာတ်တာနောက်ကိုလိုက်ခဲ့တာဒီမှာရာမကတီတာကိုမချစ်ရာဇဝင်တွေးကြံခဲ့မလားလှစ်စမ်းပါရာမကလေးတင်နာတာမှပကြီးကားချက်မရှိဘဲနဲ့ဘရင်ကဓာတ်တာရသွားမှဆိုလို့အကူကြီးတောင်းလို့တာဝင်ပြိုင်တာလေတကယ်ပဲတီတာကိုချင်းတော့တက်တာလို့အစာတွေကတီတာကိုလိုချင်လို့လေးတင်မှမှာပေါ့ तू ကအဖက်တောင်မလုပ်ခဲ့ဘူးလေကွာရာဇဝင်တင်ကြံခဲ့တာဓာတ်တာကြောင့်ပါတိကျင်စိမ့်လေးများသွားတော့ရုံးမို့တင်မကပဲနဲ့သူ့ပေါင်ပေါ်မှာထိုင်နေရတယ်ဆိုတာပါမေ့သွားပြီးတော့မှမျက်မှောင်လေးကျုံပြီးတော့မှဆက်မေးပါတယ်အဲ့ဒါဆိုရင်ဘာလို့ရာမနဲ့တီတာဓာတ်တာပြီးလေတီတာကရာမကိုချစ်တယ်လေရာမအခုခေတ်စကားနဲ့ပြောရရင်တော့ပေါ်ပင်မော့ကွာဓာတ်တာအချစ်တီပြည်လာတော့တီတာကိုကိုပြစ်ပေမဲ့ကတင်မော်ဆွဲတင်တာမှမဟုတ်တာပဲအဆောင်ချက်တွေချထားပြီးတော့မှတီတာချစ်လာတဲ့တီကိုအချစ်ကိုအတနာခံတာမျိုးကဲရာမကတီတာကိုချင်းအပြိုစင်မစင်မိဘုံတွေကိုခုံချခိုင်းမလားပါစိုးတင်းရှိရှိလေကိုမဖက်ရသေးတဲ့စောက်ကကိုစီရောက်ရင်အစ်စ်ပဲကိုကတော့ဓာတ်တာလို့အချစ်မျိုးဖြစ်မိတယ်နေထိုအခါမှတတိပြန်ဝင်လာပြီးတော့မှလို့နော်ကျမကတော့တီတာဖြစ်စဉ်ဖြစ်လိမ့်မယ်ရှင့်ကိုမချစ်ဘူးလို့ကျမကငွေကုန်မတ်တဲ့အတိုင်းဝိုင်းတွေကိုဘလို့နီးလဲမှဝေးမှာမဟုတ်ဘူးကိုကဓာတ်တာလို့အချစ်မျိုးပဲမယ်ဓာတ်တာလို့အမြဲတမ်းအလှကြည့်မနေနိုင်ဘူးထင်တယ်။ဆောင်းဒီစဗျာရှင်လို့နော်ကျမအသက်မပြည့်သေးဘူးဟာ18ကျော်ပြီလေကိုခုဘာမှမလုပ်သေးပါဘူးဖေဖေနဲ့မေမေတို့လက်ထက်ကခေါ်ထုတ်လာပြီးတော့အငားကုံဝင်ကိစ္စကိုနဲ့မသက်ဆိုင်ကြအောင်တက်တည်ပြကြလို့တောင်းငင်ငင်းကြသွားပြီးတော့မှသူ့ချုပ်ဖက်ထားတာအာရော့လိုက်တဲ့အချိန်ကျမှအာရပိုင်းကနေစောင်းရုံးထွက်လိုက်တော့လျှက်တစ်ပြက်တူလန့်ဆွဲလိုက်တာတောင်းငင်ရဲ့အင်ဂျီကိုဖြစ်ပါတယ်ဟင်အနည်းအောင်အင်ဂျီလေးကကြောပြင်းမှာတောက်လျှောက်ပြေးထွက်သွားပြီးတော့မှအတွေ့အင်ဂျီစားနေလေးကိုပါတိကျမြင်တွေ့ခွင့်ရလိုက်တယ်လို့ဝင်းဥတဲ့ကြောပြင်းလေးကနှုတ်ဖမ်းနေတယ်ရှင်သူမတန်ထွက်လာမှစောင်းတရွေကိုမျိုးချပြီးတော့မှမျက်နှာလွှဲပေးလိုက်ပါတယ်သူမကြောပြင်းလေးကိုမမိတမီနဲ့ဖုံးပြီးတော့မှသူ့ဘက်ကိုလှည့်လိုက်တော့
ဒေါသမျက်နှာလေးကအနီရောင်နုနုဖက်ဖက်လေးလွှမ်းမိုးနေရှာတယ်။ကိုတမင်မဟုတ်ဘူးနော်။အင်းကြီးလေးလိုက်။တောင်းငယ်သူ့ကိုစပိန်နေဆောင်းဆွဲကုတ်ဖဲ့ခြင်းလောက်တဲ့ထီကိုဒေါသတွေကိုချုပ်ထင်းထားရပါတယ်။ပြန်ဖို့ပြီးနော်ဆောင်းတေစာ။ဆောင်းကပြောပြီးတော့မှတကားဝရောက်ခံနေမှာသူမရှိမှပိတ်ရပြီးတော့တကားချက်ကိုတိကျထိုးလိုက်ပါတယ်။တောင်းငယ်ပေးရနေပြီးတော့လှည့်ထွက်သွားတဲ့သူ့ကိုတောင်းငယ်စိတ်တူလာပြီးတော့မှမျက်မှောင်လေးကျုပ်ပြီးတော့အနောက်ကနေလှမ်းပြီးတော့ဆောင်းဆွဲလိုက်တော့သူ့ခန္ဓာကိုယ်ရလှုပ်မလာပဲနဲ့တောင်းငယ်အရှိကိုရိုက်ထိုးသွားပြီးတော့မှအသင့်ကြုံနေတဲ့ရင်ခွင်ကဖမ်းချုပ်ပြီးတော့ခြေထောက်နဲ့မြေပြင်မထိတော့အောင်မြောက်ချီခြင်းမှာခံလိုက်ရပါတယ်။ဒီမှာဆောင်းတေစာနာမည်တက်ခေါ်ရနော်။ကိုကမင်းတက်နှစ်ကြီးတယ်ဆိုတာတတိယရလားကလေးပေါ့။မသိချင်ဘူးကျမကိုပြန်ဖို့ပေး။မိုးချိုနေပြီကွာမရင်နဲ့နော်ထမင်းစားရအောင်ကိုပိုက်စားနေပြီ။အောက်ပြန်ချပေးပြီးတော့စပင်းတွေကိုထိုးဖွာပြီးတော့လက်တစ်ဖက်ကိုဆွဲပြီးတော့မှထမင်းစားကန်တွေကိုရှောက်သွားနေတဲ့သူ့နောက်ကိုတောင်းငယ်ပါသွားပြီးတော့ယုံနိုင်လေသူ့မလွတ်ပင်တောင်းငယ်ဘာမှလှုပ်လို့မရတဲ့တီကိုအာရင်တွေကမမျှပါဘူးထမင်းစားကန်တွေကိုရောက်တော့စပွဲပေါ်ကအုပ်ဆောင်ဖဲနေတော့မှတောင်းငယ်နောက်ဆိုရင်လည်းအခန်းထဲကထွက်ဖို့ကြိုးစားနေတယ်ဆိုရင်တော့ကြိုပြီးတော့မှတွက်ချက်ထားတဲ့အတိုင်းပဲလက်ကိုပြေးလာဆွဲပြီးတော့မှထမင်းခူးနေပါတယ်ဆောင်းဒေတာကျမစိတ်တူလာပြီနော်ကိုကမင်းဖေကိုပြောထားတယ်မင်းကိုခိုးပြေးလာတယ်ဆိုတာအိမ်ကိုလည်းပြောထားတယ်ဒီမှာရှင်လုံးချင်တိုင်းလုပ်လို့ရအောင်ဒါကမင်းမဲ့တိုင်းပြည်လားကိုလုံးချင်တိုင်းလုပ်ရင်မင်းကထမင်းစားဝိုင်းမှာရှိနေမှာလားဒါမှမဟုတ်တခြားလို့နော်မညစ်ပတ်နဲ့ပကံထဲကိုထမင်းထည့်ပြီးတော့မှစပွဲပေါ်လာတင်တော့လက်ကိုဆွဲပြီးတော့မှတင်ပါတယ်ပြီးတော့ထမင်းထက်ကိုတော့လေလက်ကိုပြန်ဆွဲသွားပါတယ်သူ့နောက်မှာဟိုလိုက်ရဒီလိုက်ရနဲ့ထောင်းငင်မောလာပါတယ်ထိုင်ကုန်ပေါ်မှာတေးချမထိုင်ဘူးဆိုရင်ကျိုးတုတ်ထားမှာနော်ပြောပြီးတော့မှစပွဲနာထိုင်ကုန်တကုံကိုဆွဲပြီးတော့မှယူပြီးတော့သူမကိုထိုင်ဆင်းလိုက်ပြီးတော့သူကထမင်းပကံတွေကဟင်းထည့်ပြီးတော့မှထိုင်ပါတယ်အလိုမကျစွာနဲ့မှုန်ကုတ်ထားတဲ့စူပုတ်ပုတ်မျက်နှာလေးကိုအနိကခန်းစားခွင့်ရနေပါတယ်စာပြောပေမဲ့ချက်ချင်းတော့မလုပ်တဲ့သူ့ထက်အကျိုးတင်ကောင်းပါတယ်သူမလေးကအသေးတွေရပြီးတော့မှထိုင်ကုန်သူ့ဘေးကိုဆွဲကပ်ပြစ်လိုက်ပြီးတော့မျက်နှာလေးကိုမေးပြနေဆွဲလှစ်လိုက်တော့ဖြူဖြူဆူဆူလေးလှည့်လာပါတယ်စူတော်ထားရဲ့နှကန်းရည်လေးစီကိုကြည့်ရဆွေကနေတန်းရောက်သွားတော့နှကန်းရည်ညွန့်ပြီးတော့မှပြုံးနေတော့မှသူခီးဆက်မဲ့ပေါ်ကြုံမြင်လိုက်လို့နှကန်းလေးစီကိုလက်လေးတစ်ဖက်ကကာယံမို့လှုပ်တော့မှလက်လေးနှစ်ဖက်ကိုလင်းမြန်စွာနဲ့ချုပ်ကန်ပြီးတော့မှသူ့မမျက်လုံးလင်းလင်းလဲလဲလေးကိုစိုက်ကြည့်ပြီးတော့မှတင်းစီထားတဲ့နှကန်းငုံငုံလေးစီကိုသူ့မျက်နှာငုံ့ချသွားတော့ရှောင်လွဲခွင့်မပေးဘဲနဲ့အနမ်းလေးတစ်ပွင့်ကိုခက်ကြမ်းကြမ်းပဲချွေးချမိသွားပါတယ်ထမင်းစားနော်မစားဘူးဆိုရင်တော့စားအောင်မင်းနှကန်းတွေကိုထပ်ပြီးတော့မှဖွင့်ပေးရလိမ့်မယ်ကြားလားပီတီတီနေဖို့ပြန်လိုက်ပေးမယ်လေမျက်နှာကြီးကပ်ပြီးတော့မှပြုံးလာတဲ့လူကအတီပေါက်ကြီးနဲ့ခက်ညင်ညင်ပြုံးပြနေရမို့စောင်းစောင်းအောင်နေပဲဇုံးကိုကောက်ကန်ပြီးတော့ပကံကိုအတန်ကြာတကွက်ကွက်နဲ့ဇုံးနဲ့ခောက်ပြီးတော့မှနှကန်းလေးဆိုပြီးတော့မှမျက်မှောင်လေးကျုံပြီးတော့မှပြန်ပြောရင်လေကိုပဲအရှုံးပေးရမယ်အနေထားကြောင့်လေကြောက်နဲ့တရားကုကရမဲ့ပြီမေလေအကျော်တစ်တစ်မင်းကလေးကတကယ်ကိုစွာတီးလေးရပါအချင်းက9နာရီကျော်နေပြီမို့လို့ဥခေဝငယ်ကသမီးလေးရဲ့စီးရုံပေါ်မှာရှိနေပြီမေလေသမီးကြီးရဲ့တည်င်းကိုခလုတ်ဖုန်းလေးဖွင့်ဖွင့်ကြည့်ပြီးတော့မှဖုန်းကော်လာမလားစိတ်ပူမိပါတယ်ဘယ်ရီများသွားနေရလဲဒီလိုမပြောမစုံနဲ့ရှောက်သွားတဲ့ကလေးမဟုတ်တော့စိတ်ပူမိပါတယ်အလုပ်ပြန်မလုပ်တော့ဘူးဆိုတာလည်းသိထားပြီးသားမို့ပို့ပြီးတော့တော့မှစိတ်ထဲမှာပူလောင်လာပါတယ်ကတင်ပေါ်မှာမိနေချတဲ့သမီးလေးနိုးလာတာပျော်ရွှင်စွာနဲ့စောင့်စားနေရပေမဲ့လေတောင်းငယ်လေးတွေရှင်နေပူနေရပါတယ်โอเคဟိုငယ်ထိုင်ငယ်ပေါ်မှာထိုင်ပြီးတော့မှကတင်ပေါ်ကလက်သေးသေးလေးကိုစုပ်ကင်ထားရင်းနဲ့ဖခင်တယောက်ရဲ့စိုးရင်ပူပန်မှုတွေကြောင့်လေမျက်ရည်ပိုတွေကပြည့်သိမ့်လာပါတယ်ကို့မရစ်နဲ့ကွာဘာရစ်လို့လဲရှင်နော်ကိုအိတ်ချင်နေပြီကွာထွက်ပြေးမယ်ဆိုရင်လေကို့ရည်တရားတော့နှိုက်သွားနှိုက်ရဲရင်တော့တော့ပဲနှိုက်နော်မှားနိုင်ပြီလို့ရှင်တော့မင်းတိုင်းနဲ့မင်းကန်မယ်ဇောင်းတွေစားဗျာမိမယောက်ျားကမိမကိုခိုးပြေးလာလေကွာဘယ်ကိုပြန်လိုက်ပို့ပြရမှာလဲဟာတကယ်အရစ်တုံးလေးပါကွာအဲ့တော့နိုင်လဲကြည့်အောင်12နာရီကြော်နေပြီလို့ချီတော့ရဲ့မျက်နှာကိုလက်ဝါးနှစ်ဖက်စလုံးနဲ့ခက်ကြမ်းကြမ်းပို့ပြီးတော့မှသူပြောနေပါတယ်တောင်းငယ်မျက်နှာလေးတင်းပြီးတော့မှတော့ခတ်ထားတဲ့တကားကိုပဲပူလေးကနေဆွဲဆွဲပြီးတော့မှစောင့်ဖွင့်နေမိတော့မှာဘယ်မှာရစ်လို့လဲပြန်ပို့ပေးဘယ်တော့ပြန်ပို့ပေးမှလဲလို့မေးတာရှင်ခိုးပြေးလာလို့တောင်းငယ်ကသဘောတူလို့လားသဘောတူမှတော့မင်္ဂလာတန်းဆောင်မှာပေါ့သဘောမတူလို့ခိုးပြေးရလေကွာမနေ့မှဆက်ရပါကွာကိုတကယ်အိတ်ချင်နေပြီ
အိတ်ပါလားတော့ပေးလိုက်လေရှင်းနေရပဲဟာမင်းနော်စကားနားမထောင်ဘူးဆိုရင်တော့ကိုကတကယ်ပြောသလိုလုပ်တော့မှာပြောဆူဆူနဲ့သူထလာတော့တကားနာနေပြီးတော့ဘယ်ပြစ်ကမှမသိပါဘူးအိုးရက်နော်အနားမလာနဲ့အေးနော်ကျမអော်လိုက်ပါအော်လေမင်းအတန်နာယုံပဲရှိမှာပေါ့ဒီနေရာဘယ်သူမှမရှိဘူးကိုနဲ့မင်းနဲ့လွဲလို့ပေါ့တကားနာကိုပြေးခဲ့ပြီးတော့မှရွေးသေးပြနေတဲ့တုံမနာကိုလက်ကလေးကိုဆွဲပြီးတော့မှကတင်ပေါ်တက်လာခဲ့ပါတယ်ဟမ်ဆောင်းတိစားဘာလဲဘာမှမလို့ငြင်မနေဘူးဆိုရင်တော့လုံမှာနော်အတူတူလဲချလိုက်ပြီးတော့မှရုံးကန်နေတဲ့လက်တွေရောခြေထောက်တွေပါသူခွပြီးတော့မှချုပ်ဖက်ထားလိုက်ပါတယ်ဆောင်းတိစားအိတ်တော့ကွာရုံးလေအချီနီမို့တောင်းငယ်မယုံတော့ပဲနဲ့တဟင်းအသက်ရှူတန်တွေကိုညင်အောင်ကြိုးစားနေရပါတယ်ခဏလေးကြာတော့သူ့အသက်ရှူတန်တွေကတောင်းငယ်ကုတ်ထိန်မှာခက်ရှာလေးကျနေပါတယ်စကားတန်လေးတိတ်သွားပြီမို့လို့သူအိတ်သွားပြီနဲ့တူပါတယ်အထင်းနဲ့ယုံကြည်တော့လေအိပ်ပျော်နေတဲ့အာဟုတော်မှဒုံငယ်မယုံနေတာကြောင့်တက်ပြင်းချိုင်နေလက်လျှော့လိုက်ရပါတယ်ဒီလိုတကယ်ပဲဘာဖြစ်စင်နေရလဲယုံနာကြောင့်လေတောင်းငယ်လေးမောဟိုက်ပြီးတော့မှမျက်လုံးလေးမိတ်တဲ့ခဏကြာမှတော့အိတ်ဆက်ချင်းစီကိုရောက်သွားခဲ့ပါတယ်မိုးစင်စင်လေးနဲ့ဆိုတာနဲ့ခက်ရှာလေးဖြာကျနေရဲ့နေအောင်တိတ်တိတ်လေးနဲ့တဖြောက်ဖြောက်မိုးဆက်တန်နေကြားနေရလို့လေးလေးဖိဖိမဲနိုးလာခဲ့တော့သူမကချုပ်ဖက်ခံထားတာမို့မိုးစာလေးနေရစိတ်တူရပြန်ပါတယ်ပင်သက်ရှာလိုက်တယ်ဆိုပြီးတော့နှကန်းလေးကလည်းဆူထော်နေပါတယ်အေးလှဆမ်းပါအော်ဟိုဒီကလေးကတော့ကွာမိုးလင်းတာလည်းမွေးပြီဘာမွေလို့လဲလှော့ပါဆိုတတောင်နဲ့သူ့ဘက်ကိုတုတ်ပြီးတော့မှအတင်းကုံယုံထားပါတယ်သူလည်းအိတ်ချင်မိုးတုံးနဲ့မို့လှုပ်ပေးလိုက်ရုံရှိသေးတယ်ကောင်းကိုဆွဲယူပြီးတော့မှသူ့မျက်နှာကိုပိတ်ရချလိုက်ပါတယ်ဟာတေးပါပြီသူလည်းထားထိုင်လဲရပါတယ်နှစ်ဖူးပေါ်မှာပြိုကျနေတဲ့ဆန်တွေကိုလက်နှစ်ဖက်နဲ့တက်တင်ပြီးတော့မှမျက်နှာကိုလက်နှစ်ဖက်နဲ့ခက်ကျန်းကျန်းပဲပုတ်လိုက်ပါတယ်ဘာလဲကွာစောစီပြန်မယ်လေပြန်ဖို့ပေးမနေ့စာစားမယ်ပြောပြီးတော့မှစပင်းတွေကိုထိုးဖွာပြီးတော့ကတင်ပေါ်ဆင်းပါတယ်တောင်းငယ်သူ့ကြောင့်ပွားရနေတဲ့စပင်းတွေကစိတ်မရှိသလိုဆောင်းဆောင်အောင်တက်တင်ပြစ်ပြီးတော့မှအောက်ဆင်းသွားတဲ့သူ့ကြောင့်လေအနောက်ကစိတ်လက်မှန်ပါလိုက်ဆင်းရပါတယ်ဒီမှာစောင်းတေစာအင်းဟိုဘယ်တော့ပြန်ပို့ပေးမှလဲတနေ့နေ့ပေါ့ကွာအင်းဟိုစပရတက်ချင်လို့လေကိုကကလေးလေးပါခေါ်သွားချင်တာမြင်မွေးဖို့ကြိုးစားလိုက်မယ်လေရှင်နော်မညစ်ပတ်နဲ့ပကုံးနှစ်ဖက်ကိုတွန်းပြလိုက်ပြီးတော့မှစောင်းမျက်နှာပြောင်းဆက်ပါကဲဘာစားမလဲမစားဘူးပြန်ဖို့နော်တောင်းငယ်စိတ်မတူချင်ဘူးစိတ်တူရင်ကို့ကိုဖမ်းနှမ်းမလို့လားဒီမှာပြမလေးစိတ်တူလို့လက်ညှိုးလေးထိုးပြီးတော့မှပြောလိုက်တော့ဟိုကြည့်ဒီကြီးနဲ့ခက်ရွဲ့ပြန်မေးပါတယ်တောင်းငယ်ပြောစရာစကားတွေလည်းပျောက်ရှကုန်ပြီးတော့အသက်ရှူတန်တွေကပြင်းထန်နေပါတယ်အကျော်တင်ပိတနိုင်လို့နေလူကကြက်ဥတွေပကံထဲမှာခွဲထဲနေတယ်ပြီးတော့ပါမုတ်တုတ်ကိုရေခဲတက်တာတွေကထုတ်ပြီးတော့မှပကံထဲကိုညက်ပြီးတော့မှအနေတော်လှီးထည့်နေပါတယ်ဒီမှာရှင်ကျမပြောတာမကြားသလိုမနေနဲ့နော်အခုပြန်ဖို့ပေးဆောင်တူစားသူဖြက်ကနေလှည့်လာတော့တောင်းငယ်အနောက်ဆုတ်သွားပါတယ်ပြီးတော့မျက်နှာလေးကလည်းကြောင်အားဟန်လေးဖြစ်သွားသလိုတောင်းလေးဖြစ်သွားပါတယ်ဘာလဲကိုနန်းနာကိုခံစင်လို့ပြန်ဖို့အတင်းတောင်းဆိုနေရလားလက်ထဲကမုံလှီးထားတဲ့ဓာတ်ရောမုံရောချလိုက်ပြီးတော့မလက်ဝါးချင်းကိုပုတ်ခါပြီးတော့မျက်နှာတီနဲ့ပဲရှေ့ကိုရှောက်လာခဲ့ပါတယ်ဒီမှာဆောင်းနေစားရှင်လေရတဲ့အရေးကြီးနဲ့ခက်တက်တက်လှည့်လာတာကြောင့်လေတောင်းငယ်အထစ်ထင်ငုံငုံနဲ့အနားဆုံရင်နဲ့ပြောနေပါတယ်ဘယ်လဲလို့ဘာလဲလွတ်နော်ပြေးဖို့ကြံနေတဲ့ခန္ဓာကိုယ်လေးကိုအနောက်ကနေဆွဲချုပ်ဖက်လိုက်ပြီးတော့မှဖွေးဦးနုဖက်တဲ့ပကုံးကြစ်ကြဲလေးကိုနှာရန်ကြွကြွနဲ့စိုက်နေပြီးတော့မှပိန်နှမ်းပစ်ပါတယ်ဆောင်းနေစားလူကကြက်တီတီးသွားပြီးတော့မှလှုပ်တောင်မလှုပ်ရဲတော့ပဲနဲ့ကျုံတွညင်းကုတ်သွားတာအော်တော့အော်လိုက်မိပါတယ်ဘယ်လဲလို့ဟမ်ဖြေလေဟမ်ကဲဒါဆိုရင်ပါမုံနဲ့ကြက်ကိုကြော်စားမလားမိခွန်းမေးပြီးတော့မှပခုံးချန်လေးတွေကိုနှကန်းချွတ်ချွတ်နဲ့တိုးတိုက်ပြီးတော့မှနမ်းပြန်တော့ထောင်းငယ်အထိမခံချင်သလိုကွင်းညို့ပြစ်ပေမဲ့သူကရအောင်နမ်းပါတယ်စားမယ်ကြိုက်လို့လားလှဟာကြိုက်တယ်ကြောပြင်လေးကိုခက်တက်တက်ပြောပြီးတော့မှနမ်းဆိုင်နဲ့ရေးတက်တက်ထက်ပြီးတော့တကူလုံးရားကြည်ဖြစ်လာပြီးတော့မှအော်ဟေးယုံချပြီးတော့လှည့်ထွက်လိုက်တော့ခါဟာရီပြီးတော့မှလွတ်ပေးလိုက်ပါတယ်လွတ်သွားတော့မှမျက်နှာလေးကမှုန်ကုတ်ပြီးတော့မှ
မျက်စောင်းလေးထိုးပြီးတော့မှခြာကနေလှည့်တော့အနောက်ကနေလက်ကိုလှမ်းဆွဲပြီးတော့သူ့ဘေးနားခေါ်ပြီးတော့မှခုံမထိုင်းစေပါတယ်။သူကကြောဖို့ပြုတ်ဖို့ပြင်ဆင်တော့မှသူမတော့မျက်စောင်းကြီးတွတ်တွတ်ဖြစ်ပြီးတော့မှမျက်နှာလေးကိုအမှောင်ချထားပါတယ်။တာလူကြီးတွေကိုစစရာမဟုတ်ဘူးနော်။ကလေးမကိုပြန်ပို့ပေးလိုက်။ဖုံးပြောနေတဲ့လူနာမှာစပင်းရှိရှိတွေကိုတစ်ပတ်နဲ့တုတ်နေတဲ့တောင်းငယ်ရှောင်းလာခဲ့ပြီးတော့မှဖုန်းကိုဆွဲလို့ပါတယ်။ကျွန်တော်ပုံစံကျွန်တော်ပြောကစနေပုံပေါက်လို့လားမေ။အိုကေငယ်ကိုအကျိုးကြောင့်တခြားပြပြထားလိုက်နော်။ဒေါ်အေဂရီမြင့်မိုတယောက်မျက်တောင်တစ်ဆက်ဆက်ခတ်ပြီးတော့မှရင်ဟုတ်ဖိပါတယ်။တာကောင်မလေးကငယ်သေးတယ်နော်။အမေစီစဉ်တဲ့ကိစ္စရောအသက်ရွယ်ကြည့်သေးလို့လား။အန်တီလား။ဟုတ်ဘယ်သူလဲ။ဖေဖေလား။အန်ကယ်လား။အိုတောင်းငယ်ကိုဒါဆိုပြောထားပြီနော်ကျွန်တော်ဖုန်းချပြီ။ဖေးကနေပြီးတော့အကုံဆက်ဆွလေးအော်နေတဲ့သူမအောင်သူတစ်ချက်ကြည့်ပြီးတော့မှဖုန်းပေးပြီးတော့အိတ်ထဲမှာထည့်လိုက်ပြီးတော့အရှိကနေရှောက်လာတော့ရေဆိုးနေတဲ့ဆက်နွယ်တွေခါရဲပြီးတော့အနောက်ကနေပြေးလိုက်ပါတယ်။နှစ်ယောက်သားအိတ်တကားရှိနာမှာစုံကြပြီးတော့တောင်းငယ်သူ့လက်ကိုအမိရလေးလှမ်းပြီးတော့မှစောက်ကင်လိုက်ပါတယ်။ဘာလို့ဖုန်းချလိုက်တာလဲ။ကိုလက်ကိုတော်တော်ကင်ချင်းနေရလား။ထိုအခါမှလက်ကိုစောင့်လို့ပြစ်လိုက်ပြီးတော့လက်ကိုပိုက်ပြစ်လိုက်ပါတယ်။ရှေ့ကိုလမ်းကြည့်တော့ကြီးမားတဲ့တန်မဲတကားကြီးကနည်းနည်းတော့အမြင့်ကြီးမဟုတ်ပါဘူး။အုတ်တတိုင်းနေရလဲအမြင့်ကြီးတွေပါ။စိုးရီယာရှစ်ပတ်ထားပါသေးတယ်။ဒီပုံစံနဲ့ဆိုရင်အပြင်ကိုဘယ်လိုထွက်နိုင်မှာလဲ။ကိုမင်းကိုပြန်မပို့နိုင်ဘူးတောင်းငယ်။မင်းကိုကိုချစ်လို့ပြန်မပို့နိုင်ဘူး။မချစ်နဲ့ဟဲ့။သူ့ပခုံးနှစ်ချက်သုံးချက်ဆင့်ထုပြီးတော့မှချစ်မှာပဲကွာ။ရေချိုးဖို့ပြင်ဆင်နေတော့မှရေပါပွင့်ကန်နေကြမှာရေကကြမလာလို့စိတ်ထဲမှာလေးကုန်ပါတယ်။ရင်ရှားကြီးနဲ့ကိုပြန်ငုံကြည့်လိုက်အခန်းရှိမှာလိုက်ကားစားတွေတက်နေတဲ့လူကိုပြန်မြင်မိလိုက်နဲ့တောင်းငယ်မျက်ဝန်းလေးကတောင်းကက်သွားပြီးတော့အပြေလွှာဆင်းစားနေမယ်ရက်နေတာကြလို့ခြေထောက်တီတောင်မှကျင်လာရပါတယ်။ကလေးပေါရေတန်လေးမကြောက်ဘာလို့နေရလဲ။မိခွန်းတန်ကြီးပေါ်လာတော့တောင်းငယ်တွေမျိုးချပြီးတော့မှမျက်လုံးအပြူသားနဲ့ဖြေဖို့စကလုံးတွေကိုချက်ချင်းရှာမရနဲ့နှကန်းလေးကိုဖိကိုက်ထားမိပါတယ်။ဟေးကလေးပေါဟမ်ဘာလဲအထစ်ထစ်ငုံငေါအလန့်တကြားထိုးလာတော့စောင်းမြက်ကောပင့်သွားပါတယ်။ဘာဖြစ်နေရလဲတခုခုဖြစ်လို့လားဟေးရေချိုးကန်းနေရထွက်ပြေးဖို့တော့အပေါက်ရှာလို့မရအောင်နော်အကောင်အလုံးလောက်ထားတာပြီးရင်ထွက်ခဲ့တော့ဟင်းမပြီးသေးဘူးဟာကိုလိုက်ကတက်နေရတော့မှနိုင်ဝက်ကြောနေပြီကွာထွက်မလိုက်တော့ဝင်လာပါနော်ရေမရှိဘူးရေတကယ်ဝင်လာမှာတော့စိုးရင်တက်တာပဲစောင်းကခေါင်းငုံပြီးတော့ပြုံးမိပြီးတော့မှအဲ့ဆိုလေတကားဖွင့်ပြီဘာတုံးပြုံတန်းမှမလာဘဲနဲ့တကားလာဖွင့်ပေးပြီးတော့ထောင်လေးမှာကက်ရဲနေပါတယ်စောင်းရင်ရှားလေးကိုလက်နဲ့ကောက်ခဲ့ဖုံးထားတဲ့သူ့မကိုကြကြမကြည့်ပဲနဲ့ရေဘားနာကိုရှောက်ခဲ့ပါတယ်ဟင်သူ့ဖွင့်လိုက်တော့ရေစက်တွေများစွာအရှင်ကောင်းကောင်းနဲ့ပြေးထွက်လာကြပါတယ်ကောင်းလေးကိုငဲဆောင်ပြီးတော့ခတ်တွတ်လေးအနားပြန်လျှောက်လာပြီးတော့မှပြပြကြောင်ကြောင်လေးနဲ့စိုက်ကြည့်ရှာပါတယ်ကျေးဇူးပဲမြင်မြတ်ဆိုးစောင်းရဲ့ကြက်သီးထားစပွဲအပြုံးဟာကြောရီကိုပါချမ်းစေပါတယ်သူ့ထွက်သွားမှအနောက်ကတကားပိတ်လိုက်တော့ရေပါရှေ့ကိုလှည့်ရင်ဖွင့်တာအနောက်ကိုလှည့်ရင်ပိတ်တာလေပိတ်ထားလေတောင်မှဖွင့်ဖို့အားမရှိဘူးဆိုတော့ကိုယ့်လက်တရားလို့ဖို့မစင်စားနဲ့နော်ပင်မန်းမယ်လူရောက်မာကြီးအေးပါပြန်ထွက်လာမှမေးပြီးတော့လေကို့လူရောက်မာလို့ပြောတဲ့နှကန်းကိုနဲ့တွေ့မယ်သိလားသူအပြင်ကပြန်ချင်းချပြီးတော့ရှင်ထဲမှာအေးချမ်းမှုတွေနဲ့နေရာယူကုန်ပါတယ်ဘဲတီတန်ကြလို့မရက်တက်သေးတဲ့အပြုံးနေနဲ့ဇောင်းအောက်ကိုပြေးဆင်းခဲ့ပါတယ်တနေ့တာအလင်းရောင်ဆူဆူတွေပျောက်ကွယ်လို့သွားခဲ့ပါပြီ။သမီးလေးရဲ့အရေးရောင်တော့မှမတွေ့ရသေးတာကြောင့်လေ။အိုကေအိုငယ်အတွေးတိမ်နေပြီးတော့မျက်ရည်စုံထဲမှာနေမျောနေရှာပါတယ်။တခင်ငယ်လေးကတတိယနေပြီးမဲ့အားနေနေတာကြောင့်လေမကြာခဏမေ့တက်ပါတယ်။ဒါကြောင့်လေဆရာဝန်ကဆေးရုံကနေပြီးတော့ပေးမစင်းကျင်သေးပါဘူး။သူလည်းအိမ်မပြန်နိုင်တဲ့စိုးရင်ပူပန်တဲ့အခြေအနေကိုရောက်ရှိနေတယ်။မနက်ကတငယ်ချင်းဖြစ်သူဖုန်းဆက်လာပါတယ်။မိုးထမ်းမြကတော့အခုတီကိုအားနာနေတဲ့ပုံရိပ်တွေနဲ့ပဲစကားပြောရတာမှတိတ်ပြီးတော့မှမလွတ်လပ်ပါဘူး။သမီးလေးကိုသူ့သားခိုးပြေးသွားတယ်လို့ပြောတာ။စိတ်ထဲကမတင်ငါဖြစ်မိပြီမေလေ။ယုံတော့မယုံကြပါဘူး။သမီးလေးကဒီလောက်ခါးတိနေအောင်ဘာလို့ခိုးရလိုက်မှလဲ။တကယ်သားဆိုရင်တော့သဘောတူပါတယ်။အငားကုံဝင်ဆောင်ရမယ်မိန်းကလေးတယောက်ကအိမ်တော်တစ်ခုပြုတ်တော့မယ်ဆိုရင်အဲ့ဒီအမဲဆက်ကိုနင်းစီပြီးတော့မှဖော်ပြကြတော့မှတဘာဝပဲလေ။ကိုယ့်ရဲ့သမီးလေးကောင်းကြောမာတာလည်းသိတယ်။ပတ်စံရှိရဲ့အတိုင်းဝိုင်းဆိုရင်မုန်းနေဆိုရင်နောက်ကြောင်းရလေသူမအတွက်တိတ်ကိုခိုင်မာခဲ့တယ်မလားဖေဖေမမေအတွက်စေကူသားဖို့ဘဇုစီယာချေးခဲ့တာလေ
တောင်းငယ်အမြန်ဆုံးပြန်ဆက်ခြင်းနေအဲ့တုန်းကတော့စိတ်နှစ်ကျော်ကလေးတယောက်စီကအာတော်ခွန်ဆိုင်ပြောထွက်လာတဲ့မန်းပါပါစကားတွေဖြစ်ပါတယ်မကြခင်မဲ့အကျွေးရှင်မိန်းမကြီးကရောက်ချလို့လာခဲ့ပါတယ်ဟဲ့နင်တို့ချေးထားတဲ့ငွေ10သိန်းကဘဲတော့မြန်မာနားပါလေဟိအော်တန်ကြီးကမြေပြင်ကိုတော့မှတုံတက်စေးတော့မလို့တောင်းငယ်လက်ဖြတ်သွားပါတယ်သူကတော့အောက်ဆီဂျင်ပိုက်တွေ့တက်ထားတဲ့ဇနီးတဲ့ရဲ့ချွေးတွေပြည့်နေတဲ့မျက်နှာလေးကိုဝမ်းနေစွာနဲ့အကြည့်ခွာပြီးတော့မှအရှိကိုထွက်လာခဲ့ပါတယ်တောင်းငယ်လေးအနောက်ကပြေးတယ်လို့လိုက်လာခဲ့ပါတယ်ခပ်ဖိုက်ဖိုက်ရွယ်မျက်နှာရင်းရဲ့မိန်းမကြီးကသက်ဆန်အေးချိုင်းချညှက်ပြီးတော့မှနှကန်းထူထူရောမဲ့ရှုံပြီးတော့လေတန်တွေကလေပြင်းတိုက်နေပါတယ်။ဟုတ်ပေးမှာပါကျွန်တော်မိမစေးရုံစင်တာဘလောက်မှကြာသေးလို့လဲပေးမှာပါဟဲ့နေပြီးမယ်နဲ့တလားကြောနေပြီလေငါကချေးထားတာမတ်တိုးကြက်တိုးလည်းမဟုတ်ဘူးနင့်ကိုတနာလို့လုံးငနေပေးမှအတိုးလေးနေပပယူထားရုံရှိတာအိမ်လာကလည်းထက်နေပြီနင်တို့ဘလောက်တိကိုလူပါဝနေမှာလဲရှင့်သေးလို့နဲ့အပြောတွေကနားတဲ့အထိကိုပဲ့တင်ထက်နေပြီးတော့လူကောင်းကိုတော့မှနှလုံးရက်စီမဲ့အတန်ဆူဆူကြီးပါအတော်ကြီးပတ်စံကိုတမီးတို့ပေးမှာပါအခုမိမိနေမကောင်းဖြစ်နေတာနည်းနည်းကိုချင်းစာပေးပါလားမျက်ရည်တွေနဲ့အကောင်လေးတိတိလေးရဝင်းပြေရှင်တော့အဲ့ဒီမိမကြီးကကွန်တရီကိုပြုတ်ခနဲ့ဘေးလေထွေးပြီးတော့မှထမေကိုမပါတယ်။ဘာလဲ။ညီကကြီးလာတော့ဖခံပေးမှာလား။ငါကညီကိုဖထောင်စားရမှာလား။ကောင်မလေးတိတိလေးနဲ့ရိုင်းဆိုင်နေတာ။အတော်ကြီးမရိုင်းပါနဲ့။အတော်ကြီးမှသမီးရှိတယ်။ तू ကဒေါင်းငင်နဲ့အသက်တူတူလောက်ပဲ။အတော်ကြီးသမီးကိုအမေမရအဲ့လိုပြောရင်အတော်ကြီးတီးခံနိုင်မလား။အောင်မမကောင်မဒေါင်းငယ်ကိုထိပါဖို့ဒေါသချီလန်းနဲ့အနာကက်လာတော့မှဖေဖေကအရှိကပိတ်ရလိုက်တာကြောင့်လေအဲ့ဒီမိမကြီးရဲ့အစီအစဉ်တွေကရပ်သွားပါတယ်။ပတ်စံရှိလို့ထင်တိုင်းကျင်းနေတဲ့မိမကြီးကိုဒေါင်းငယ်မှတ်ထားမိပါတယ်။အေးမနှက်ဖြန်အကုန်လိုချင်တယ်နော်။အေးမပေးနိုင်ဘူးဆိုရင်တော့နင့်ဖေထောင်ကြပြီ။မဟုတ်ရင်တော့နင့်မေအတုပကုငွေနဲ့ရှင့်ကြကြလာ။ပြောပြီးတော့မှထွက်သွားတဲ့သူ့ကိုဒေါင်းငယ်ဖေဖေလက်ကိုဆွဲပြီးတော့မှငိုနေတော့ရှိပါသေးတယ်။ညီမလေးကမပိကလာလေးနဲ့ပြေးလာပြီးတော့မှပြောတော့တာမေမေကိုခေါ်လို့မရတော့ဘူး။ဦးခေဦးငယ်အတွေ့ကိုဖြတ်ပစ်ပြီးတော့မျက်ရည်တွေထက်စီးမလာပုတ်ဆွဲပြီးတော့မှသမီးလေးတွေစီးချေပြီးဖို့ nest ကိုထွက်လာခေါ်ခဲ့ပါတယ်။ဒီနေ့ဒီချိန်လောက်ဆိုရင်ရှင့်မေအငားကုံဝင်ကိစ္စစီစဉ်နေလောက်ပြီ။အခုဒေါင်းငယ်ကဘလို့အကျွေးပြန်ဆက်ရမှာလဲ။ကို့ကိုလက်ထပ်ဖို့ကြည်ပြလိုက်ရင်ဘာအကျွေးမှမရှိတော့ဘူးလေ။တော့ပါ။ဒေါင်းငယ်ရှင့်ကိုဘတော်မှလက်မထပ်ဘူး။ကိုနဲ့မင်းနဲ့ရန်ညိုးတော့မရှိပါဘူးနော်။အိုးမသိဘူး။ဒေါင်းငယ်ကလက်ထက်သိတဲ့အရွယ်လည်းမဟုတ်ဘူး။ပြီးတော့ရှင့်လိုဘတော်မှယူမှာမဟုတ်ဘူး။ကိုကတော့မင်းကိုပဲယူမှာလေ။ဘယ်လိုလုပ်မလဲ။ဒေါင်းငယ်ပင်းတက်ရှိုက်ပြီးတော့မှကတ်တင်တင်ဆိုင်ကြည့်ပြီးတော့မှမျက်စောင်းတစ်ချက်ကိုထိုးပြပြီးတော့အိမ်တကားပေါက်နာရှောက်လာတော့အနောက်ကနေဖြတ်ကနေပြေးလိုက်လာပါတယ်။အပြာရောင်ဒူးအုပ်စကတ်နဲ့လက်တလုံးခတ်တိုးလေးကိုဖွင့်ဥသေးတွေ့တဲ့ခနာကိုလေးနဲ့လိုက်ဖက်ကြီးတွေဝစ်စင်ထားပါတယ်။တွင်လျရတဲ့ကောက်ချောင်းလှနဲ့ဆက်နွယ်အလိမ်လေးတွေကိုခါရန်ပြစ်လိုက်ပုံကလှပပြီးတော့ဆွဲဆောင်မှုအပြည့်ရှိပါတယ်။ခြံထဲကိုဆင်းလာကြသူလေးနောက်ကပြုံးရင်းနဲ့လိုက်လာခဲ့ပါတယ်။ညောင်မင်းထူထူကြီးရဲ့နာကိုတောင်းငယ်ရက်လိုက်စင်ပါရှင်းမျက်နှာချင်းဆိုင်မှာသူလေးလိုက်ရက်ပါတယ်။နေပါဦးကို့ကိုဘာညိုးတွေနဲ့လက်မထက်နိုင်တာလေပြောပါဘယ်တော့ပြန်ဖို့ပေးမှလဲကိုဝင်ရရင်လေလာအခုကိုဝင်ရအောင်သွားပြီးတော့မှစူးစမ်းကြမလားဟာဟဲ့လို့ရှင်းလွတ်နော်လက်ကိုအတင်းဆွဲတာကြောင့်တောင်းငယ်သူ့လက်ကိုအတင်းရိုက်ချပြီးတော့မှခါထုတ်ပစ်ပါတယ်သူကတော့တင်းနဲ့ပြုံးပြီးတော့မှကိုကတော့မင်းကိုတရားဝင်လက်ထပ်မှာနော်ကိုရဲ့ဗီဇာတစွတ်တိုးဆန်နေဆိုတော့လိုချင်တာရောအနုနီရောအကျန်းနီရောဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်ရဖို့အတိကကြတယ်ဘယ်လိုပဲရယူမှာပဲအတီပေါက်ကြီးနဲ့ပြောပြီးတော့မှရှေ့ထက်ကလာလို့ထောင်းငယ်သူ့ရင်ဘက်ကိုစောင့်တွန်းထားပြီးတော့မှကျမနာကိုမကတ်နဲ့နော်ကျမသားကိုလုံးဝထိဖို့မကြိုးစားနဲ့ဒီထက်ပိုပြီးတော့မှရှုံအမြင်မကတ်ချင်ဘူးအဲ့လိုမာနာကြီးတာလေးကိုသူကြွေရတာဆိုရင်လေမမားပါဘူးဟာဘာလို့တကားပိတ်လိုက်တာလဲဟာဒီကလေးနဲ့တော့ကွာကိုမြောက်ခိုးပြေးမိတာလားအော်ရင်းနဲ့တကားနာကိုရှောက်လာတော့အထက်ကနေလေးတန်မမာလေးနဲ့ထက်អော်ပါတယ်ရှင်နော်အထက်ဝင်လာဖို့မစင်းစားနဲ့ကြည့်ပါဦးအင်းရှင်ကိုမောင်းထုတ်နေလိုက်တာများမဝင်ဘူးကွာမဝင်ဘူးဟွန်းမိုးချို့တော့မှနော်မိခလုတ်တွေကိုခမားသိလို့လားဟွန်းမောင်မဲကြီးနေရမှာယောက်ျားရဲ့အထဲဝင်မှာမလုပ်ပါနဲ့နော်မလုပ်ဘူးအဲ့မှာဒါအဲ့မိမတကယ်ရက်ဆက်တော့မှလားယောက်ျား
ဓာတ်သားလိုယောက်ျားမျိုးဖြစ်နေတဲ့သူနဲ့အနာမှာအတူတူထိုင်းနေရတဲ့တောင်းငယ်ရပဲကုတုကန်ကောင်းနေရလားမပြောတတ်ပါဘူး။တောင်းလေးကို့တပတ်လေးတစ်ဆက်လာကူပေးပါလား။ကတင်မော်ထိုင်နေတဲ့ရေချိုကန်တကအနှင်းငယ်ဖွင့်ပြီးတော့မှရေဆက်တွေနဲ့လှမ်းခါပြစ်လိုက်တော့လူကတုံကနေလှုပ်ခတ်သွားပါတယ်။ဘာလဲကို့မသာမြူထားဘူးလား။ဟာခမည်းလေးပဲအကုန်သိမ်းကျုံပြီးတော့ထည့်သိမ်းလိုက်တာမလား။ဟုတ်ပါရဲ့မနေ့ကရေချိုးပြီးတော့မှဘာလို့သိမ်းပစ်လိုက်မိရဲတောင်မစင်းစားမရပါဘူး။စံရွယ်လေးလေးတွေနဲ့သေးစားတီကိုထိုးတက်ပြီးတော့မှမျက်နှာလေးရင်းနေပြီးတော့သူ့ဘက်ကမဝင်မရလှမ်းကြည့်မိရပါတော့။လာပါစို့ကွာကိုအေးနေပြီချီတော့ရဲ့။ဟာရှင့်မသာကြိုတင်ပြင်ဆင်ပါပါလား။ဘာမှလည်းမသိဘူး။ခေါင်းလေးကိုဖိကုတ်ပြီးတော့မျက်စောင်းလေးထိုးပြီးတော့မျက်နှာလေးမှာရှက်တဲ့စိတ်ကြောင့်လေးအနီအောင်ဖြာချနေပါတယ်။စောင်းကခက်ဟာပြုံးပြီးတော့မှနှကန်းကိုစေ့ပြီးတော့မှအေးမယူပေးဘူးဆိုရင်တော့ကိုကဒီတိုင်းထွက်လာမှာနော်။ပြောပြီးတော့မှကိုင်းထားတဲ့ခန္ဓာကိုမက်ကနေထရက်ပြီးတော့တကားကိုအနှင်းငယ်ပို့ထားလိုက်တော့တောင်းငယ်ကတဲ့မောကစက်ကနေထပြီးတော့မှမျက်လုံးလေးဝိုင်းပြီးတော့မှနှကန်းစိမ်ပဲပြီးတော့နောက်ပြေးလန့်ပါတယ်။အဲ့လောက်ကြောက်တဲ့တော်ပြီပေါ့။ရော့မင်းအောင်ဖန်းခလန်းလန်းနေပြီးတော့ပြေးပေးဖို့ရွေးနေရကြောင်းစောင်းထက်ပြောမိပါတယ်။ကိုလက်ထဲမရဘူးဆိုရင်တော့ကိုကဒီတိုင်းထွက်ကောက်မှာနော်။ဘာမှဝင်မထားဘူးနော်။လူညစ်ပတ်ကြီးရော့မြက်ယူတကားနာကိုတွန့်ဆော့လေးတွိုင်းနေခန္ဓာကိုယ်လေးကိုဘိန်းလဲထားပြီးတော့ပြောနေရမို့အိုရားဖားရပုံစံလေးကိုတစိမ့်စိမ့်ကြည့်ပြီးတော့မှလှမ်းယူလိုက်တာမို့အင်တီတဲပုံစံနေပဲနှကန်းကိုအသာကိုက်ပြီးတော့မှရက်ကြည့်နေပါတယ်။တပတ်ကိုလုံးထွေးကင်နာပြီးတော့မှဟိုဘက်ဒီဘက်ကိုလှုပ်ပြီးတော့မှပေးနေတဲ့တောင်းငယ်ကိုကြည့်လေအသေးတွေရလုံးလို့ရင်ဘတ်ကြီးတစ်ခုလုံးကစုပ်ပြက်တက်လာကုတ်ပစ်စင်လာပါတယ်။ရှမ်းခါနေရဲ့လက်လေးတွေကိုတပတ်ကိုမယူဘဲနဲ့လက်ကိုဆွဲကင်ပြစ်လိုက်ရမှာတော့အင်္ဂနဲ့ညင်ပြီးတော့မှကွက်လေးတောင်းကပ်ပြီးတော့မှရက်နေပါတယ်။လောင်အထက်ကိုဆွဲခေါ်လိုက်တော့အင်္ဂနဲ့ပါသွားပြီးတော့မှတကားပေးနေရမှာပြက်ကတ်ခံလိုက်ရပါတယ်။မျက်နှာချင်းဆိုင်လေးဖြစ်နေတော့တောင်းငယ်မျက်လွှာလေးချထားမှာတော့နှာတဲ့ရဲကောက်လေးကိုသူ့ဟာစိုက်ကြည့်ပြီးတော့မှသူမမျက်နှာလေးနဲ့ပခုံးပေးလက်တစ်ပတ်စီထောက်ပြီးတော့မှထွက်ပေါက်ပိတ်ပစ်လိုက်ပါတယ်။သူ့မျက်နှာဘေးကိုလှည့်ဆောင်ပြီးတော့မှကို့ကိုဘယ်တော့လောက်ချစ်မယ်လို့စိတ်ကူးထားလဲ။တောင်းငယ်ရင်နေခုန်နေပါတယ်။သူ့ကိုကြောက်လို့တို့ရီလည်းတစ်ဆက်တုံးနေတယ်။ကတုံကင်ရဲ့ကိုလုံးလေးကိုမနေထင်းကုတ်ပြီးတော့မှဟန်ဆောင်တင်းထားပါတယ်။ဒီလိုအမှတ်မတင်ဆက်ပြီးတော့ဆွဲခေါ်လိုက်တာမျိုးကလျှက်တစ်ပြက်အတွင်းမှာနှလုံးသွေးကြောတွေကိုပြောင်းပြန်စီစဉ်လဲပတ်စေးနေရလား။ရှင်နော်ဘလို့ဖြစ်နေရလဲ။မင်းမျက်လွှာမချလိုက်နဲ့နော်။ပြီးတော့မှကိုတတိမပေးဘူးလို့မပြောနဲ့။ထိုခါမှတတိရလိုက်မိတာတောင်းငယ်လက်ထဲမှာသူ့ယူခိုင်းတဲ့တပတ်ရှိတယ်ဆိုတာ။တောင်းငယ်အကြည့်ချင်းမစုံတော့လို့မျက်လွှာချပြီးတော့မှထွက်ပြေးဖို့ပါမဖြစ်နိုင်တော့တဲ့အခြေအနေပါ။စောင်းအစိမ့်နှုတ်ရောင်ကောင်းဝဲကိုကြက်လေးနဲ့လေတိုင်းနဲ့ပခုံးလေးအားလုံးဟာကြော်ရှင်းတဲ့အလှတရားတွေကိုမြင်နေရပါတယ်။ကိုမေးတော်ဖြစ်အောင်လေတဖြည်းဖြည်းနဲ့သူ့မျက်နှာရအနာကိုတိုးကပ်လာသလိုလေတိုင်းလေးစီကိုငုံလာတော့လေဝင်လေထွက်အငွေ့တွေကအတိုင်းသားရိုက်ခတ်ခြင်းကိုနှွေးနှွေးကြီးနဲ့ကြမ်းချကြီးခံစားနေမိပါတယ်။စောင်းတောင်းငယ်ကရှင့်ကိုစာတင်ပေးနေတဲ့ဆီယာမဆိုလဲဟုတ်တယ်နော်ရှင်ငယ်ရဲကြည့်လိုက်မယ်ကြီးပါစေပေါ့ဟင်သူစကားဆုံးတာနဲ့တရက်ခနဲ့နှွေးသွားတဲ့လေးတိုင်းလေးဖိနှမ်းချင်းကိုပါခန်းနေရပါတယ်စောင်းလို့နားတဲ့မလုံနဲ့တော့ဒါဆိုအဖြေပေးဖို့စဉ်းစားမှာလားတောင်းရှင်းအောင်မှမချစ်တာအတန်လေးတွေတုံလာပြီးတော့မှတောင်းငယ်မျက်နှာလေးဆိုမိုးကြည့်လာတော့မျက်ဝန်းအိမ်လှလှလေးတွေကမျက်ရည်တွေဝိုင်းနေပါတယ်။နေရမှာထောက်ထားတဲ့သူ့လက်တွေကတွေ့လေးရနေတဲ့ခါသေးသေးလေးစီကိုလှဝိုင်းနှစ်ပတ်စလုံးနဲ့ညှစ်လိုက်တယ်လို့ပင့်ကင်လာတော့တောင်းငယ်စိတ်တွေလှုပ်ရှားလာပါတယ်။စောင်းခက်တီထားတဲ့မျက်နှာပေါက်ကတော့မျက်ခုံးထူတွေကိုထိုးချထားပြီးတော့မျက်လုံးနဲ့တွေကိုမှီပြီးတော့မှအနိကဆိုက်ကြည့်နေပါတယ်။ခါလေးကနေမှလိုက်တော့ခြေထောက်တွေကအထင်းကိုမဲ့ပြီးတော့လေဟာနေလေးမှာရောက်နေပါတယ်။စောင်းရှင်ဘာဖြစ်နေရလဲချစ်လားမချစ်ဘူးစောင်းလှုပ်ပေးပါကို့ချစ်လားလို့တောင်းခန္ဓာကိုယ်လေးကိုသူမချီနေလို့တဖြည်းဖြည်းလေးတွေကိုကြတက်နေတာရှင်ထဲမှာလဲစီးနေတဲ့ရင်ခုန်တန်နေတဲ့အကြောက်တရားတွေကရှက်တဲ့စိတ်တွေကိုပြေးခေါ်ထားလို့တောင်းငယ်သူ့ပခုံးကိုတပုတ်ထိုးရင်းနဲ့လှုပ်ပေးဖို့ပြောနေပါတယ်မလှုပ်ပေးတဲ့ပြင်သူ့ခါပေါ်မှာသူမလေးရဲ့ပေါင်နေနဲ့ချိတ်စီပြီးတော့မှကိုလုံးလေးကိုမချပြီးတော့နယံနဲ့ကပ်ပြီးတော့သူ
တိုးမျက်နှာတောင်းငယ်မျက်ဝန်းလေးနဲ့နှကန်းပြစ်ပြစ်လေးစီကိုတလှည့်စီရစ်ပန်းနေပါတယ်။လှလိုက်တာကိုနန်းရမှာတော့မှနှစ်မျောတယ်။ခန္ဓာကိုယ်လေးတစ်ခုလုံးပူပူတူတူကြီးခံစားနေရပြီးတော့မှချွေးတွေပါပြေလာပါတယ်။သူ့ခါမှာတစ်ခုခုကိုပေါင်နဲ့ထိမိထားတော့မှသတိထားပြီးတော့မှကြည့်ပြီးတော့တပတ်ချီထားတဲ့အထုံးလေးနဲ့ထိနေရဖြစ်ပါတယ်။ဒါဆိုသူတမင်လှည့်စားလိုက်တာပေါ့။မနေ့ကတပတ်တွေအကုန်ဗီဒီယိုထဲမှာစောင့်ဆောင်အောင်ထည့်မိတာမှန်မိမယ်လေ။ရေချိုးဖို့ဝင်သွားတော့မှသူ့လက်ထဲတစ်ခုခုကင်သွားတော့အမှတ်တမင်ကိုတိကျမမြင်လိုက်ရတာကြောင့်လေလှည့်စားခံလိုက်ရပါတယ်။ကြောင့်ရှင်မမိုးပိုင်နဲ့ဘာဖြစ်နေရလဲလွတ်တော်လေးပူးလာပြီ။ရုံရဲ့ရုံကြည့်နော်။သူ့ခန္ဓာကိုယ်ကြီးနဲ့သူ့မကိုယ်လုံးလေးပျောက်ချင်းမလားပျောက်ကွယ်နေရတဲ့ခန္ဓာကိုယ်အသွင်ပြင်ခြင်းဟာလေလာမှမမျှတာမတူညီပါဘူး။ဆောင်းကျမစိတ်တူလာပြီနော်။အာဟဲ့နားတယ်โอเคလှုပ်ပေးမယ်စိတ်တူလာပြီဆိုပြီးတော့မှသူ့ပခုံးကိုကုန်းကိုက်လာတဲ့တောင်းငယ်ကြောင်းလေးစောင်းကျိုးပိုင်းနဲ့လက်ပေါ်အရှုံးပေးလိုက်ရတဲ့ပလတောက်ကစားသမားလေးဖြစ်ပါတယ်။လှုပ်ပေးဟာခွေးလေးပါကွာနားလိုက်တာအောက်ချပေးပြီးတော့မှရှီပခုံးလှမ်းငုံကြည့်လိုက်တော့နှာခေါင်းရှုံပြီးတော့မှပြေးထွက်သွားတဲ့တောင်းငယ်ကြောင်းလေးအတန်တိတ်ပြုံးလိုက်မိပါတယ်။သွားရအကွင်းလိုက်တန်ရတစစ်စစ်နဲ့စတင်နားလာတယ်။အငားကုံဝင်ကိစ္စအတွက်ဒေါ်အီဂရီတယောက်ကတော့တိုင်ပတ်ကုန်ပါတယ်။ဖြစ်စေချင်တာမျိုးကမကြခင်မှာဖြစ်ရတော့မှဆိုတော့စိတ်ထဲမှာတော့စိတ်ပျော်နေမိပါတယ်။ပျောက်သွားတော့တပတ်ဝင်းချင်းပြန်ရောက်လာတော့နှစ်ယောက်သားအတူတူဖြစ်ပါတယ်။ဦးမိုးထက်မြင့်ကတော့အလုတ်ကပြန်ရောက်ချင်းမှဖြစ်လို့ဘာမှမပြောသေးဘဲနဲ့ခိုးပြေးပြီးမှတော့ဘလို့နေကြမလဲ။မင်္ဂလာဆောင်မှရမှာပေါ့။အိုးဘလို့ကလေးတွေလဲ။သမီးလေးမမတောင်းအနောက်ကအတန်ကြာတောင်းငယ်လှည့်ကြည့်လိုက်တော့ဖေဖေနဲ့ညီမလေးတို့ကတောင်းငယ်စီကိုခြေလမ်းကြဲကြဲနဲ့ပြေးလာနေကြပါတယ်။တောင်းငယ်ဆိုပါပေါ်ကထားရက်လိုက်ပြီးတော့မှဖေဖေရင်ဝင်တွေကိုပြေးဝင်လိုက်တော့ညီမလေးကခါကိုဖတ်ထားပါတယ်။တောင်းငယ်ဖေဖေကိုတလဲညီမလေးကိုတလဲကြည့်ပြီးတော့မှမျက်ရည်တွေကစီးကြားလာပါတယ်။ညီမလေးတက်တာပြီလားယင်။ဘာလို့ဖေဖေတို့ကရောက်နေကြ။မိဖုန်းဆက်လိုက်တာသမီးလေးရဲ့တားလေးကဖုန်းကြိုဆက်ထားလို့လေ။အနောက်ကတော့အီဂရီလှမ်းပြေတော့တောင်းငယ်မျက်ရည်တွေပုတ်တော့ပြီးတော့မှလှမ်းကြည့်ပြီးတော့ခေါင်းလေးညှိပြီးတော့ပြုံးလိုက်ပါတယ်။အခုခေဦးငယ်ကမင်္ဂလာဆောင်ပြီးတော့မှအိမ်ပြန်ကြဖို့ပြောပါတယ်။ဟင်တောင်းငယ်ထပ်ပြီးတော့မှလှမ်းကြည့်ပြီးတော့ဒေါ်အီဂရီကဦးမိုးမြင့်ထက်နဲ့အတူတူပြုံးနေပါတယ်။ဆောင်းစပင်းလေးကိုထိုးဖွာပြီးတော့မှဦးလေးဝင်းထိုင်လေးညီမလေးလာထိုင်။တခိကခက်ကြောကိုကြီးကိုလှည့်ကြည့်ပြီးတော့မှပြုံးပါတယ်။အော်မမနဲ့လက်ထက်မှတ်ကိုကြီးကဒီကိုကြီးဆိုရင်တော့ခက်ကသဘောတူတယ်။ဟင်ညီမလေးခက်လေးမျက်တောင်ဆူဆူနက်နက်ကလေးတွေတစ်ဖြက်ဖြက်ခတ်ပြီးတော့မှပါရရလေးနှစ်ဖက်ဖောင်းကားသွားပြုံးရင်းနဲ့မှသူ့ဘေးမှာခက်ကဝင်းထိုင်လိုက်ပါတယ်။ဥခေဦးငယ်ရောတောင်းငယ်ပါလှမ်းကြည့်ပြီးတော့မှမျက်လုံးအဝိုင်းသားပဲကြည့်ကြပါတယ်။ဆောင်းကတောင်းငယ်ကိုမျက်ခုံးတစ်ဖက်အသာပင့်ပြလိုက်ပါတယ်။တောင်းငယ်အားကိုးစရာဖေဖေပဲရှိတော့တယ်။တကယ်တော့တောင်းငယ်ငယ်လေးပဲရှိသေးတာကြောင့်လက်ထက်ပွဲကိုမလုပ်ချင်သေးရလေပါပါတယ်။ပြီးတော့တောင်းငယ်အချစ်မပါတဲ့အိမ်တော်ရေးတွေလည်းထာဝရအတူတူနေထိုင်ဖို့ဆိုတာမဖြစ်နိုင်တဲ့အဓိကချက်ပါတကယ်ချင်းငါတို့ဘက်ကအခမ်းအနားဆုံးစီစဉ်ပေးဖို့တာဝန်ယူတယ်ပြီးတော့မင်းနဲ့မင်းသမီးလေးအတွက်အိမ်တလုံးလက်ဆောင်ပေးခြင်းတယ်ရပါတယ်ငါအတွက်မလို့ငါသမီးအမဲဆက်မထင်ဖို့ပဲအဖြူရောင်မြတ်တာတွေလိုအပ်တာဦးမုံမြင့်တဲ့နဲ့ဦးခေဦးငယ်တို့စကားဆုံးနေကြတော့မျက်လုံးလေးဝိုင်းပြီးတော့မှပြူပြူလေးငေးကြည့်နေတာတောင်းငယ်ဖြစ်တယ်လို့တောင်းငယ်ကိုအရေးတကြီးငေးနေသူကစောင်းတေစာပဲဖြစ်ပါတယ်ဖေဖေသမီးလေးကိုဖေဖေချစ်တယ်အဲ့ဒီစကားနဲ့ဒီတောင်းငယ်ရဲ့တောင်းဆိုစကားတန်တွေကလေတိုင်းထဲမှာပဲပျောက်ကျသွားခဲ့ပါတယ်ညီမလေးမမစီကိုလာပါအောင်ဟောက်မမအဲ့ရထဲမှာဒါလာနေချီပြီးတော့မှမြင်းနေရတဲ့ညီမလေးဖြစ်သူအခုလိုတက်တက်ကြွကြွနဲ့မြင်လိုက်ရတော့တောင်းငယ်ရှင်ထဲမှာကျေနပ်မှုတွေပြည့်နေခဲ့ပါတယ်ကို့တမနလုံးရှောင်နေတာမဟုတ်သေးဘူးနော်တောင်းငယ်မုံစားခြင်းလို့အတီကိုခွင်တောင်းပြီးတော့မှစပိတ်လေးကင်ပြီးတော့မှထွက်လာတော့မှခြေလေးနဲ့နေတာလှမ်းရပါသေးတယ်အနောက်ကနေကတ်လိုက်လာတဲ့ဇောင်းတီစားကြောင်လေးပကုံးလေးတစ်ဖက်ပါတုံလောက်သွားပါတယ်ဘာလဲဘူးဆက်ဆက်လေးပြောပြီးတော့မှသူ့မလက်တရားဆက်ပဲကိုသူ့ကလက်တစ်ဖက်နဲ့တွန်းထုတ်လိုက်ပါတယ်လှပ်ပါအယိုးတွေကျိုးကုန်ပါအောင်မင်္ဂလာပွဲရတပတ်ပဲလိုတာကွာဘာလို့အပြင်းမဲ့သွားခြင်းနေရလဲချန်ပီယံကိုတူတူထွက်လာပြီးတော့အဆောင်ကစကားဆပါတယ်တောင်းငယ်ကဘာမှမဖြေဘဲနဲ့ရှေ့ကိုသာအိုင်ဝန်ဆိုင်ကြည့်ပါတယ်ကိုတောင်းမှန်ပါတယ်မင်္ဂလာဆောင်တာကကိုလိုချင်တာမှတ်မိမေလေမင်းတွေ့လေပါတယ်လေ
ကလပ်ကအတိပိုင်တာလားကိုပိုင်တာဟမ်ဘာစားမှလဲညကြရင်သွားကျင်တယ်လောက်ပါဘသူနဲ့မှတွဲမကပါဘူးဖေဖေတဘောတူတဲ့ပွဲကိုလည်းတောင်းငင်မငင်းပါဘူးစိတ်ချစောင်းမျက်နှာတီးသွားပေမဲ့တွတ်တွတ်ကလေးပူစားနေတော့တစ်ချက်ပြန်လှည့်ကြည့်ပြီးတော့မှကို့နာဘဲမှရှောင်မသွားဘူးဆိုတော့လိုက်ပို့ပေးမယ်တကယ်နော်စက်ပိန်မော်တက်တင်နိုင်လို့လားခမည်းကိုလုံးလောက်လေရတော့လေလီလေးပြစ်ပြီးတော့မှဖက်နှက်လို့တော့မှရတယ်တက်ရှေ့ကသူတက်တော့အနောက်ကထိုင်ကုန်လေးရဲ့ဘေးမှာဘေးဆောင်လေးဝင်ထမ်းလိုက်ပါတယ်ကို့ကိုဂိုင်းထားလိကွာရတယ်မဂိုင်းတော့လီလေးကိုလွင်သွားမှာနော်ရှင်းရလေလေးညင်းလေးတွေနဲ့အပြုံးလေးတွေကအေးချမ်းစွာနဲ့ဖန်ဆင်းရိုက်ခတ်နေပါတယ်ဟဲ့သူ့ကိုယ်သူတတိကတော့ထင်းနေတာအချို့ကပန်းနုရအသားကပ်ဘောင်းမီတိုနဲ့ရင်ပြက်လက်တလုံးအဖြူတွဲဝက်ထားတဲ့စပိတ်အလေးတွေနဲ့မိန်းကလေးတယောက်ဆိုဖာပေါ်မှာခြေချင်းထိတ်ထိုင်လိုက်တဲ့တောင်းငယ်ကိုကြည့်ပြီးတော့မှဘေးကနှစ်ယောက်စီကိုခက်မမေရွဲထော်ပြီးတော့မှပြောနေပါတယ်ဘေးမှာကတ်ထိုင်နေစောင်းရဲ့ဝိုင်းခွက်ကိုလှမ်းယူရမှာတော့တောင်းငယ်လေးသူ့နဲ့ပြိုင်တစ်ခွက်လှမ်းယူတော့မျက်ခုံးတွတ်ထူတွေကပိတ်ပြီးတော့မှလှမ်းကြည့်ပါတယ်ခက်တီတီပဲပြန်လှည့်သွားတဲ့တောင်းငယ်ကြောင့်လေဝိုင်းခွက်ကိုမောတောက်လိုက်တော့တောင်းငယ်လေးသူ့နဲ့အပြိုင်ပဲမောတောက်လိုက်ပါတယ်ပါဇက်ထဲမှာငုံထားတော့မို့မေးပြားချွတ်ချွန်လေးကိုဆွဲယူပေးမော်ပြီးတော့မှသူ့မျက်နှာတိုးလိုက်ပြီးတော့နှကန်းလုံးလုံးဆွဆွလေးစီကိုတောင်ကျိုးညီတဲ့နှကန်းရဲတဲ့စုံဟာဖြက်ကနေငုံခဲလိုက်တော့တောက်ပတဲ့မျက်ဝန်းတစ်စုံဟာဖြာကနေကျဲတောက်သွားပြီးတော့မှဝိုင်းခွက်ကိုဖြစ်ညစ်ကန်ထားမိပါတယ်ရှင်ဟုတ်တယ်မင်းခွက်တရားဝိုင်းရပိုရတာရှိညစ်တိတိပြောပြီးတော့မှနှကန်းပါပေါ်လက်နဲ့ဖိပို့ဆွဲပြီးတော့မှခက်ညစ်ညစ်ပြန်ကြည့်တော့နှကန်းလေးကိုအုပ်ပြီးတော့လက်သီးစုံလေးနဲ့သူ့လက်မကိုတပုတ်ပုတ်နဲ့ထုပါတယ်ဘသူကတောက်ခိုင်းလို့တောက်တာလဲရှင့်နာမတော်ရပြီလို့ပဲသဘောတူထားလေဘသူကအရက်မတောက်ပါဘူးစာတုပ်ချုပ်မိလို့လေတချင်းတန်နေကြတဲ့ကတယောက်နဲ့တယောက်ကြောင့်အော်ပြောနေကြပါတယ်စောင်းကနှကန်းတစ်ချက်ကိုစီးပြီးတော့မှကောင်းတစ်ချက်နှိပ်ပြပါတယ်ပြီးတော့လေတောက်ရမယ်သူဝေချာကိုလက်ပြပြီးတော့မှလမ်းခေါ်လိုက်တော့တောင်းငယ်ကြောင်ပြီးတော့မှကြည့်နေပါတယ်ချခဲ့မှန်စပွဲဝိုင်းလေးစီမှာချခိုင်းလိုက်ပါတယ်ဝေတာကသူကင်ထားတဲ့ဘန်နေကရောင်စုံဝိုင်းအပြည့်ရှိတဲ့ခွက်တွေတန်းစီပြီးတော့မှချတယ်။ဘာလို့တာလဲ။ဝေတာကပြန်ထွက်သွားရေးဆိုပြီးတော့မှမှန်စပွဲဘွားတွေ့ရဝိုင်းခွက်တစ်ခွက်ကိုဆွဲယူပြီးတော့မှမော့တာပြီးတော့မမျိုးချသေးပဲနဲ့ငုံပြီးတော့တောင်းငယ်ကိုပြုံးပြီးတော့မှကြည့်ပါတယ်။အကြံစီကိုရိမ့်မိတော့တောင်းငယ်ဆက်ကနေထဖို့ပြင်ရမှာတော့ခါးလေးကနေဆွဲချပြီးတော့လက်မောင်းလေးကိုဆွဲကင်ပြီးတော့မှနှကန်းလုံးလုံးလေးစီကိုအတင်းတိုးသွားတော့တောင်းငယ်နှကန်းကိုလက်နဲ့ကွေးနဲ့ခေါင်းလေးတစ်ချက်ကိုအသွင်သွင်းခါပြီးတော့မှလဲမင်းလေးကိုကျိုးမတန်စောင်းထားပါတယ်မတောက်တော့ဘူးလို့သိကြရနော်သိကြရအဲ့ဒီခါမှသူ့သားတကြီးပဲလွတ်ပေးလိုက်ပါတယ်လက်ထဲကကင်ထားတဲ့ဝိုင်းခွက်ကရုံးချနေရကြောင်းလဲသူမပောင်မော်ရောရင်ဘက်ပေါ်ဖိတ်ကုန်ပါတယ်ကြည့်ညင်ဦးမနေဘူးတန့်စင်ကသွားလာအောင်မယ်ဖဲမြန်ပြန်လာနော်ကြာရင်တော့အထက်ထီကိုလိုက်လာပါတစ်ချက်မျက်စောင်းလှည့်ထိုးပြီးတော့မှထွက်သွားစင်ပါသူမကိုစောင့်ကြည့်နေတဲ့မိန်းကလေး၃ယောက်ကအနောက်ကလိုက်လာတာတော့ဘယ်သူမှသတိမထားကြပါဘူး။တေရှိုးနဲ့ပင်နေတဲ့နေရာတွေကိုဖိပို့ပြီးတော့မှလက်ချောင်းလှလှတွေကိုဆက်ပြာနေပုတ်တိုက်ဆေးပြီးတော့မှကိုတဝက်ပေါ်မှန်လေးမှာကိုပြန်ကြည့်မိတော့မှတကားဝမှာခက်တီတီဝန်းလာကြတဲ့မိန်းကလေး၃ဦးဟာတကားကိုပါပိတ်ပစ်လိုက်ပါတယ်။တယောက်ချင်းစီကခက်မမအပြုံးတွေကိုဖန်ဆင်းထားပါတယ်။တောင်းငယ်ဘယ်သူဘယ်ဝါဆိုတာမသိရတဲ့အတွက်ခက်တီတီနေပဲလှည့်ထွက်လိုက်တဲ့အခါမှာတော့မင်းကလေးတို့ကတောင်းငယ်ရဲ့စပင်ကိုအနောက်ကနေစောင့်ဆုပ်ပြီးတော့မှဆွဲပစ်ပါတယ်။နာကျင်မှုကြောင့်တောင်းငယ်မျက်နှာလေးကချက်ချင်းရဲတက်သွားပြီးတော့မှနင်တို့ဘယ်သူတွေလဲ။လေးတန်းမမားနဲ့မေးလိုက်ပေမဲ့အဖြေထက်ရီတန်ထက်ထန်တွေကိုကြားနေရပါတယ်။နှစ်ယောက်တယောက်ကလက်တွေကိုအားနဲ့ဆောင်ဆွဲလိုက်တော့တောင်းငယ်ရုံမို့အင်အားတကူလျော့သွားတယ်ဆိုပြီးတော့အန်လေးကြိတ်ထားမိပါတယ်။ရှေ့ကိုလာရတဲ့အမျိုးသမီးကိုတောင်းငယ်မျက်မှန်တမ်းမိပါတယ်။ဒါမဲ့ဘသူဆိုတာကိုတေချာချင်းစားလို့တော့မရသေးတဲ့အခြေအနေဖြစ်ပါတယ်။ငါ့ကိုမသိဘူးလားချူစားတဲ့ကောင်မရဲ့။နေစမ်းမငါဘာတွေချူစားနေလို့လဲ။နင်ကလာသမျှဧည့်သည်တွေကိုအပိုင်သိမ်းသွင်းနေရလေ။အော်အရှုံးသမားကိုငါဘသူလဲမှတ်တယ်။နင်ရဲ့ဓာတ်တိုင်ခန္ဓာကိုယ်ကြောင့်ဘယ်ဧည့်သည်မှအနာမကတ်တာ။သူတို့မှပြားကုန်မှဆိုလို့ငါဘသူဧည့်သည်ကိုမှအတင်းမြူဆွေပြီးတော့မှကိုယ့်ပစ္စည်းတွေထောက်ပြနေတဲ့မိမမျိုးတွေမှမပါဘူး။တောင်းငယ်ကလှောင်ရည်တဲ့အပြုံးလှလှလေးနဲ့ပြောရမှာတော့အဲ့ဒီမိန်းကလေးရဲ့မျက်နှာပြူတော့မယ်မို့လို့မဲသွားပါတယ်။ချုပ်ထားခံရပြီမဲ့လေအကြောက်တရားကင်းကင်းနဲ့ရန်စွာနေတဲ့တောင်းငယ်ကိုအပေါ်စီးကအနာယူထားကြတဲ့သူတို့တွေပဲအထိနားနေရပါတယ်။နေ
နင်ကအခုဘောစီကိုဖျားယောင်းနေပါရဲ့နဲ့ငါ့ကိုပြန်ပြောရတယ်ပေါ့နင်ကြောင့်ဧည့်သည်များတယ်ဆိုတိုင်းအမငါတို့မျက်နှာသားမပေးတာကောင်မကဲဟဲ့မျက်နှာလေးနှစ်ပတ်စလုံးဘိညာဆင်ရိုက်ချက်ကြောင့်လေလက်ရထင်းပြီးတော့မှရဲပြီးတော့မှကျင့်တက်သွားပါတယ်တောင်းငယ်ကမျက်စောင်းဆူဆူရွှဲပြီးတော့မှဟမ်နင်တို့ဝိုင်းကိုင်းနိုင်လို့အထင်ကြီးမနေနဲ့နော်နင်တို့ထိတဲ့သူကဘသူဆိုတာခဏနေသိရလိမ့်မယ်ဟမ်နှကန်းဖူးဖူးလေးတောင်ကသွေးစိမ့်တချို့ကစိမ့်ပြီးတော့မှထွက်နေပါတယ်မာနာကတော့မလျှော့ဘဲနဲ့တောင်းငယ်ကိုသူတို့တွေအယုတ်ဆိုးစွာနဲ့မိတ်ရွယ်ကြည့်ပြီးတော့လဲဘင်းဖွေးဖွေးလေးစီကိုလက်ချောင်းလှလှလေးတွေကခက်ကြမ်းကြမ်းရောက်ရှိသွားခဲ့ပါတယ်ဟမ်ဒီနေရာမှာနင့်ကိုတက်ရင်တော့မှဘသူမှမလာဘူးစစ်ချတောင်းငယ်အသက်ရှူမရတော့တဲ့အထိကိုလဲဘင်းအညစ်ခံထားတော့မျက်နှာလေးကနေရဲဖြာထွက်ကုန်ပါတယ်တောင်းခလေးပါတောင်းကိုပြောနေရလေဘာလို့ကြားနေရလဲထွက်လာတော့အသက်ရှူခွင့်မရတဲ့ကြားတွေကအပြင်ကစိုးရင်တကြီးနဲ့ခေါ်ရင်နဲ့တကားကိုထုနေတဲ့အတန်တွေကြောင့်လေတောင်းငယ်လှပစွာနဲ့မဲပြလိုက်ပါတယ်ကလပ်ပိုင်ရှင်ရဲ့အတန်ထင်းတယ်လို့တယောက်နဲ့တယောက်ခက်တူတူပြောရင်းနဲ့ချုပ်ထားခြင်းတွေအားလုံးကပြက်ကနေလွတ်ပေးပြီးတော့မှပြာရခက်ကုန်ကြပြီးတယောက်မျက်နှာတယောက်ကြည့်နေကြပါတယ်တောင်းငယ်မဲပြပြီးတော့မှဇာငိုတန်လေးလွှမ်းမိုးလာတော့စောင်းရင်တွေပူလောင်စွာနဲ့တကားကိုချိုးဖြတ်ဖို့ပါအဆင်သင့်လှုပ်ထားပြီးသားမို့လက်ပြလိုက်တယ်ဆိုရင်တကားချိုးဖြတ်ဖို့ရအထဲမှာပြိုပြက်နေတဲ့ခန္ဓာကိုယ်လိုမြင်တော့သူ့စိတ်တွေစောက်တရားမရဖြစ်ကုန်ပါတယ်ခလေးပါဒါဘာဖြစ်တာလဲအထဲကိုပြေးဝင်လာရင်နဲ့ရင်ခွင်ထဲမှာဆွေးပွေပြီးတော့ပူလောင်ခြင်းတွေနဲ့ခေါ်လိုက်ရင်နဲ့လှုပ်ခတ်လာတဲ့မျက်နှာလေးဟာကြမ်းတမ်းခြင်းတွေပြူစားခံရတာကိုမြင်တော့ပါလှလှလေးကိုလက်ဝါးနဲ့အသာကင်ပြီးတော့မှပဆောင်ကြီးလှုပ်ခတ်သွားသည့်တောင်အန်ကျိတ်ပြီးတော့မှမေးစင်းတဲ့အကြည့်တွေဘေးကမိန်းမတွေထံကိုခက်ဆူဆူရောက်သွားရမှာတော့နေစရာမရှိတော့မျက်နှာတွေကငုံရှိုးထားကြပါတယ်ရလားတောင်းငယ်တကယ်ပဲဝမ်းနေလို့ကောင်းလေးကိုသာအသာရမ်းပြမိပါတယ်သူ့ကိုမြင်မှသူ့နှွေးထွေးပြတော့ပို့ပြီးတော့မှငိုချင်းလာပါတယ်တောင်းငယ်သူ့လက်မကိုကင်ပြီးတော့မှအာယူထားတော့ထိမ့်ပြီးတော့မှမာပေးပါတယ်တောင်းငယ်ပခုံးလေးကိုကင်ထားပြီးတော့မင်းတို့တွေငါနဲ့စင်းရင်ရှင်းရအောင်ထွက်ခဲ့သူမလေးကိုဖက်ပြီးတော့မှလေတံအော်ရာဒေါသတွေပြင်းကြဖော်ပြနေတာမို့အဲ့ဒီမင်းကလေးတွေကတုံချီချီဖြစ်ကုန်ပါတယ်နေစမ်းမငါတော်မှမထီးရမကန်ရလေတံမမပြောရတဲ့မင်းကလေးကိုမင်းတို့၃ယောက်ကတိတ်ပြီးတော့မှတက်တီရှိနေကြရပေါ့သူမပခုံးလေးကိုဖတ်ထားပြီးတော့ဆိုဖာပေါ်မှာခြေထိုင်ထားလျက်ပြီးတော့မျက်လွှာပင်းပြီးတော့စူးရဲစွာနဲ့စိုက်ကြည့်ပါတယ်ဖြည့်စရာအဖြေမရှိတော့ဘဲနဲ့မျက်ရည်တွေပြည့်လာတဲ့မာယာများတဲ့မိန်းမတွေကိုသူခက်အေးပဲကြည့်ပြီးတော့မှဘေးဟာတောင်းငယ်စီကိုပြုံးပြီးတော့မှပြန်လှည့်ကြည့်လိုက်တော့တောင်းငယ်မျက်နှာလေးကရင်းနေလျက်ပဲရှိပါသေးတယ်အဲ့ဒီတရားအောင်မြင်လေသူပို့ပြီးတော့မှဒေါသထွက်လေပဲဘယ်လိုလုပ်ရင်ကျင်းနေမလဲခလေးပေါ့တောင်းအသားနာထားတာသူတို့ကိုယ်တိုင်လှုပ်တာလေဒါပေါ့ငါမိန်းကလေးကိုကိုယ်တိုင်ဆုံးဖြတ်ခွင့်ပေးရမှာပေါ့ပြောပြီးတော့မှသူပြန်ပြုံးပါတယ်ဘေးပတ်လေးမှာလူတွေဝိုင်းစည်းနေကြတယ်တောင်းငယ်ကကြည်နေစွာနဲ့ပြုံးပြီးတော့မှမတ်တက်ထရလိုက်တော့အဲ့ဒီမိန်းကလေးတွေကကုတ်ကုတ်လေးပဲရက်နေကြတယ်တေးကြတာတခုကတော့တောင်းငယ်ရဲ့အသားကိုနားအောင်လုပ်ရင်တော့တန်ပြန်ခံရမယ်ဆိုတာပဲကျက်ပူကိုအသားထိုးပေးနေသူ့မျက်နှာမကောင်းတော့တောင်းငယ်သူ့ကိုပြုံးပြလိုက်ပါတယ်ဘာလို့လဲပြီးရင်လည်းတက်တာမှာပဲ哦သူ့မျက်နှာတုံမုံနေပါတယ်ကျက်ပူထိုးပေးရတော့မှတောင်းငယ်နာမှာဆိုလို့ဆိုပြီးတော့မှထိယုံသာလှုပ်ပေးနေပါတယ်တောင်းငယ်တကယ်ပဲစိတ်ထဲမှာမကောင်းဖြစ်လာပါတယ်သူ့ရဲ့ချစ်တွေကသူကိုယ်တိုင်ထုတ်ပြနေတာမဟုတ်ဘဲနေကိုမြင်နေရပါတယ်နောက်လေလုံရောရဲမှာမဟုတ်တော့အောင်ကိုမင်းကိုချစ်တယ်ရှင်ကောက်ကငင်ကကြီးထပြောလာတော့တောင်းငယ်မျက်လုံးလေးဝိုင်းဆက်ဆက်လေးဖြစ်သွားပြီးတော့မှမျက်တောင်လေးခတ်ဖို့တော့မှမိနေရှာပါတယ်အိုးတောက်ရေတောက်မလို့မျက်လုံးချင်းစုံနေရကြောင်းလေတောင်းငယ်ရှက်တဲ့စိတ်တွေနဲ့နှကန်းလေးကိုဖိကြပြီးတော့ကောင်းလေးငုံပြီးတော့မှရှောင်ထွက်သွားပါတယ်ရပါတယ်ကို့ကိုမချစ်နိုင်သေးဒါပေမဲ့ကို့ကိုမငင်းဖို့တော့ပြောထားမယ်နော်ကိုတကယ်မင်းကိုအဆုံးရှုံးမခံနိုင်တော့ကိုရဲ့အတ္တတွေနဲ့မင်းကိုချီထားတော့မှာကိုလက်တရားလုပ်ဖို့မတွေးပါနဲ့မဖြစ်နိုင်ဘူးနော်မင်းပင်ပန်းလိမ့်မယ်လက်ကောက်ဝတ်ကိုဆွဲထားပြီးတော့မှမျက်နှာချင်းဆိုင်ဆက်ကြည့်ပြီးတော့ခက်တူတူပဲအော်ရှာကြီးပြောနေပါတယ်တောင်းငယ်မျက်တောင်လေးတစ်ဖြက်ဖြက်နဲ့နှကန်းလေးချုံပြီးတော့မှစိုက်ကြည့်နေမယ်ရင်ဘတ်တစ်ခုလုံးကအနေမြင့်အရှိန်ပြင်းလာပါတယ်အဲ့ဒါမင်းကလေးတယောက်စီကအဖြေလာတောင်းတာလားလက်လေးကိုအသာရုံးထွက်ပြီးတော့ဆိုဖာပေါ်ကအသာဆင်းခဲ့ပါတယ်ဆောင်းကပြုံးရင်းနဲ့ကြောခိုင်းထွက်သွားတဲ့သူမကိုစိုက်ကြည့်ပြီးတော့မှကိုကမနူးညံ့တတ်ဘူးချစ်ပဲချစ်တတ်တာကျမမလွဲတာလို့မင်္ဂလာပွဲကိုလက်ခံထားတာလေဒါမဲ့ကိုတကယ်သဘောကျတဲ့သူကိုတွေ့ခင်ချစ်အောင်မှာပဲ
သူ့ကိုရွယ်ပြီးတော့မှချန်နေဆင်းလာတော့နှင်းစီပန်းတွေကားရီထဲမှာအပြည့်ပါလာတာကိုမြင်ပြီးတော့မှအံ့ဩခြင်းတွေနဲ့ပြူးသွားပါတယ်။စောင်းထလာခဲ့ပါတယ်။ကိုကခွင့်ပြုမေးလို့ထင်လို့လား။မင်းတခြားသူကိုချစ်ဖို့မတွေးနဲ့အောင်10မိနစ်ပြည့်အောင်အရင်စိုက်ကြည့်လိုက်ပါကွာ။မင်းကိုဆန့်ကျင်သမျှအရာအလုံးအနမ်းနဲ့အရင်အပြစ်ဒဏ်ခတ်လိုက်မယ်။ခံနိုင်စိန်လိုက်လေ။ပကုံးလေးကိုဖက်ပြီးတော့မှစကားစုံနေဆိုရင်နေရဖျားလေးကိုဖွားဖွားလေးကိုက်ပြစ်လိုက်ပါတယ်။ဟမ်စောင်းချစ်တယ်။မျက်လုံးလေးနဲ့စိုက်ကြည့်မျက်လုံးကိုနမ်းမယ်။နှာခမ်းလေးနဲ့ပြုံးပြရင်နှာခမ်းလေးကိုပေါက်ထွက်အောင်နမ်းပြစ်မယ်။လွတ်ပါဟိုမှာကူချပေးလိုက်အောင်။ခြံထဲကိုဝင်လာတဲ့ကားနှစ်စီးကတစီးကနှင်းစီပန်းအပြည့်ဖြစ်တယ်လို့တစီးကတော့ဂတ်ထုပုံတွေဖြစ်ပါတယ်။အထင်းမှာဘာတွေပါလဲတော့သူမှလည်းမသိပါဘူး။လက်ညှိုးလေးထိုးပြီးတော့မှခိုင်းနေတဲ့နှကန်းချွန်ချွန်လေးကိုစိုက်ကြည့်ပြီးတော့မှခိုင်းနေနော်မိသွားအင်းမမင်္ဂလာကိုညကြမှာတွေ့မယ်ရှိတဲ့အပြိုးကြီးနဲ့ခက်ဆောင်ဆောင်ကြည့်ပြီးတော့မှပြောသွားပါတယ်တောင်းငယ်နှကန်းလေးကပ်ပြီးတော့မှလက်သီးလေးရွယ်ပြရင်နဲ့ရှက်ပြုံးလေးနဲ့ကြံရိပ်ခဲ့ပါတယ်သူ့ရဲ့ချစ်တွေကတောင်းငယ်ရဲ့ဘဝကိုလုံခြုံမှုအပြည့်ပေးနိုင်မှသိကြပါတယ်ကလက်ကကောင်းမလေးတွေကိုအလုံးမထုတ်ပေးနဲ့အရက်ရောင်းကောင်တာမှာအရက်ချပေးတဲ့နေရာပို့လိုက်ပါတယ်တောင်းငယ်ကြည့်နေဖို့သူပါမစိုးဖြည့်ဆည်းပေးနိုင်ပါတယ်တောင်းငယ်ရေးစားစကားပြောခင်ရတာအကျဉ်းချင်းဖြစ်ပြီမေလေငွေကြီးတွေကိုတင်ပြပြီးတော့တောင်းရဖို့သာရှေ့ဆက်လာကြပါတယ်တချို့ဆိုရင်မင်းချမ်းတာဖို့မတွေးဘူးလားလို့တော့မှခရင်မေးကြပါသေးတယ်သူတို့ဖြည့်ဆည်းပေးနိုင်တယ်ဆိုတာသူတို့နားမှာရှိနေတော့ဖြစ်တဲ့ငွေနဲ့သာစီးစဉ်ဥစ္စာပိုးကျွယ်သွားပြီမေလေတောင်းငယ်ဖို့ငွေမတင်ပြဘဲနဲ့သူ့ခံစားချက်နဲ့ဆွဲညွတ်နေတဲ့ဆောင်းကတော့တောင်းငယ်ကိုတကယ်ချစ်တယ်ဆိုတာသိတာထင်ရှားလာပါတယ်ပတ်စံရှိတဲ့သူတွေဝေဝေးရှောင်တတ်ပြီမေလေတောင်းငယ်သူ့ကိုဘလို့မှမခါသိနိုင်တော့ဘူးဆိုတာကိုတေချာသိနေပါတယ်မကြိုက်ဘူးမလားကိုသိဝယ်ပေးမယ်မနဲ့တူသွားမယ်လေမိမိဝယ်လာပေးတဲ့ရွှေဝါယာမင်္ဂလာဝတ်စုံလေးကိုမကြိုက်တယ်လို့လေးနှကန်းစုကြည့်နေရမို့တတိချားမိတဲ့ဆောင်းကဘေးကနေဝင်ပြောရင်းနဲ့လက်ကလည်းအဲ့ဒီကောင်ကိုဆွဲပုံလိုက်ပါတယ်တော်ရီဂရီမျက်နှာလေးရှုံသွားပြီးတော့မှတားဖြစ်သူမျက်စောင်းတစ်ချက်ရွေးထားပြီးတော့မှအတော်တက်တာနေပြီမို့ဝိကျဲပေါ်ကထားရလိုက်တော့ကိုနှစ်ယောက်ကလာကိုတွေ့ပါတယ်မိမိကဘီနိုင်ရဲ့ပိုဒါလေးကိုရွေးထားပါအေးမင်္ဂလာပွဲအတွက်ကိုမိမဖို့ကိုဘာသာရွေးပါငါယောက်ျားတော့ကလည်းဒီလိုပဲအလားတည်ပြောနေတော့စောင်းမျက်လုံးတွေပအောင်ပြုံးပြလိုက်ပြီးတော့မှဘေးကချစ်မဝလေးကိုဆွဲတင်ဖက်ပြီးတော့မှအတူတူထားရလိုက်ကြပါတယ်။ထောင်းငယ်ကစပွဲပေါ်ပုံသွားတဲ့ရွှေဝါရောင်ကာဝင်လေးကိုငုံကြည့်ပြီးတော့မှအန်တီကိုလည်းအားနာမိသွားပါတယ်။ဟုတ်အဲ့ဒါလေကောင်းပါတယ်။တွေ့လားငါသမီးလေးကမှအမြင်မှန်ရှိသေးတယ်။ဟမ်လက်ညှိုးလေးလှမ်းထိုးပြီးတော့မှအားမလို့အားမရဖြစ်နေတဲ့မမေကိုစောင်းဝတဟင်းရေးကြည့်ပြီးတော့မှတောင်းရဲ့လက်ကလေးကိုတရွတ်တရနဲ့ဆွဲပြီးတော့မှချန်ထဲကိုဆင်းလာပါတယ်။ရှင်းရလေအန်တီကိုအားနာစရာကြီးနှကန်းပြည့်လေးတွေလုံးချုံပြီးတော့မှပြောနေရကြောင်းသူ့ရင်ထဲမှာကလိဖြစ်လာပါတယ်။စပင်းမရှိမတူရီရဲ့ကြားထဲမှာလက်ချောင်းတွေထိုးညက်ပြီးတော့မှဖွားပြစ်လိုက်ပြီးတော့မှပြန်တက်ပစ်ပြီးတော့မျက်လွှာချပြီးတော့တွေကိုမျိုးချလိုက်ပါတယ်။ကားပေါ်တက်တော့သူ့စိတ်တွေကိုမနေထိန်းထားတာကြောင့်လေကားတကားဖွင့်ပြီးတော့မှအထဲဝင်စေပါတယ်။မျက်ဝန်းလှလှလေးတွေကတောက်ပဝိုင်းဆက်ပြီးတော့မှလက်ဆွဲခွန်ရအောင်ငုံလေးပါသွားပြန်ပါတယ်။ဘယ်လဲ။ဩနောက်2ရက်လောက်ဆိုရင်မင်္ဂလာစားတော့မှာ။ကိုယ့်ရဲ့သူတို့သမီးလေးအတွက်သူတို့သမီးဝိဆုံလှလှလေးရွှေ့ဖို့2ရက်တောင်မှအချိန်လောက်ပါမလား။ဆိုးရှားတဲ့မျက်ဝန်းနဲ့တွေပြန်ကားအုပ်ဖြိုင်းနေတဲ့မျက်တောင်လှလှတွေကြောင့်လေအကြည့်ဆူးဆူးတွေကြည့်တိုင်းမှာဆွဲညှို့တက်တွေကပြည့်နေပါတယ်။နားတန်ချုံပြီးတော့မေယိုအတွေအများကြိတ်လိုက်မေးဆိုရင်နှစ်ထင်ကျော်စင်းကြီးတွေကတင်းထောင်သွားတတ်ပါတယ်။တောင်းငယ်သူ့နှကန်းညို့ညို့ပပတွေကိုအဆုံးသက်ကြည့်ပြီးတော့မှအကြည့်လွှဲလိုက်ပါတယ်။သူလည်းအကြည့်လွှဲသွားတော့မှရှေ့ဦးသာကြည့်နေမိတဲ့တောင်းငယ်ရင်ခေါ်တန်နေကြောင်းလေမျက်နှာလေးကနေအောင်ကြီးအောက်ကတိုက်ရိုက်အထိုးခံနေရတဲ့နှင်းစီပန်းခင်းကြီးလိုရဲတပြီးတော့ဆူဖြားနေပါတယ်။မထင်မှတ်ဘဲနဲ့သူနဲ့ဆုံတွေ့ခဲ့တယ်လို့မထင်မှတ်ထားတဲ့အချိန်ကနာတွေမှာတောင်းငယ်ဘဝလှပခြင်းစီကိုပြောင်းလဲခဲ့ပါတယ်။ရှင်ဘက်ပြပြလက်မောင်းနာကျိုးလေးတစ်ချောင်းသာရှိတဲ့လှပတဲ့ကောက်ကြောင်လက်ဟာစွာနဲ့ဖော်ကျူးထားတဲ့ဒိုးပေါ်ကိုချက်ကောင်ဝင်ချက်ကသူ့ရဲ့တမာဒီကိုစမ်းတက်ခြင်းနေရလားလဲမှန်မောင်နေတဲ့အဖြူရောင်အနီရောင်ခင်းရောင်နဲ့တခြားသောလှပတဲ့ရောင်စုံသူတို့သမီးဝိဆုံတွေတစုံချင်းလင်းနေနဲ့သူပြောင်းခိုင်းသမျှမော်ရီလိုဝစ်ပြပေးနေရတာတနိုင်လောက်ရှိနေရောပေါ့ဝန်ထမ်းမိန်းကလေးနဲ့မျက်စောင်းလေးရွယ်ထိုးသွားတဲ့တောင်းငယ်တို့ဒီတစ်ခါမှာတော့လိုက်ကာနောက်ကိုဝင်သွားတာနိုင်ဝက်လောက်ရှိတော့မယ်မိနစ်တွေနဲ့ချီးနေပြီမို့စိတ်ပူခြင်းနေရဆလာပါတယ်ဟိုတခါတန့်စင်ကန်နေရလို့အနိုင်များကြင့်ခံနေရမလားတွေးပူပြီးတော့မှဆိုဖာပေါ်လက်ထောက်ပြီးတော့ကုံယုံထလိုက်တော့မှအညူရောင်လိုက်ကာအစားလေးကလှုပ်ခတ်ပွင့်လာတာလွင့်ကာနေရဲ့ကောင်းပေါ်ကပဝါလေးနဲ့
အဖြူရောင်တရက်ပူလေးစောင်းတင်ထားတဲ့မျက်နှာသက်သွေးနှကန်းပါရဲရဲလေးနဲ့တောက်ပဝိုင်းဆက်တဲ့မျက်ဝန်းပိုင်ရှင်အဖြူရောင်ကောင်းဝင်ရှိရှိလေးနဲ့သူမကတော့နှစ်သက်ကြွေးလာတဲ့နှစ်သမီးလေးတိုင်းပါပဲတလက်လက်တောက်ပနေတဲ့ကောင်းဝင်တွေကနှုတ်ဖက်ရဲတန်းနေတဲ့မျက်နှာသက်သွေးလေးကတော့ဝိုင်းဆက်ဆက်မျက်ဝန်းလေးတွေနဲ့သူ့ကိုနှကန်းလေးစုပြပြီးတော့မှစိုက်ကြည့်နေပါတယ်။အိုးလဲရအောင်မလား။ကောင်းဝင်လေးကိုလက်နှစ်ဖက်နဲ့မားထားတာတော့မှအောက်ကိုအတော်လေးကိုဟိုက်နေပါတယ်။ရှင်ဟိုတိတ်တိတ်နဲ့ခါတိတိလေးတွေကအတိုင်းမင်းအလိုက်ကက်တက်တက်လေးဖြစ်နေပြီးတော့ခါအောက်ကနေတောက်လျှောက်ရှည်လျားနေတဲ့ကောင်းဝန်းစားအစုံတီကိုတလက်လက်တောက်ပနေပါတယ်။လှလိုက်တာလို့ပြောဖို့တောင်မှတတိမင်းနေရဲ့တီကိုစောင်းရဲ့အကြည့်တွေကတန်တန်တောက်တောက်ကြီးဖြစ်နေပါတယ်။ဟင်းလို့စောင်းလဲရအောင်မလား။ဟမ်အင်းအိုးအဲ့ဒါအဆင်ပြေတော့ပါတယ်။သွားမယ်လေကြိုက်တယ်မလား။အထစ်တင်ငုံငုံနဲ့အိယာတွေကဆွဲနိုးလာတဲ့ပုံစံဖြစ်နေတဲ့ဆောင်းကချက်ချင်းကျွန်းလဲတော့အနောက်ကနေပြေးဆွဲဖို့ပြင်ရမှာတော့ကောင်းဝန်းစားလေးကိုနင်းမိပြီးတော့သူ့ရှေ့ကိုအချိန်နဲ့ပြုတ်ကျရမှာတော့ဆောင်းကသူမအော်တန်လေးကြောင့်ပြန်လှည့်လာပြီးတော့မှပြည့်ဝင်လာတဲ့ခန္ဓာကိုယ်လေးကိုတင်းယူပြီးတော့ဆွဲဖက်လိုက်ပါတယ်။ရှင်ခွင်ထဲမှာပြုတ်ပြက်နေကြလာတဲ့ခန္ဓာကိုယ်လေးကိုဆွဲမရက်စီလိုက်ပါတယ်။ဝန်ထဲမလေးကတော့အလားတတိနဲ့ရှောင်ထွက်သွားပါတယ်။ဘာလို့လောနေရလဲရှင်ကဖြည့်တိတ်ရင်ဘက်ကသူ့မျက်စိအောက်မှာမို့ကောင်းဝန်းစားလေးကိုနင်းမိတဲ့အရှင်ကြောင့်လေရှင်ဘက်လေးတွေကိုပေါ်ဟစေးခဲ့တာဖြစ်ပါတယ်။ဟိုမင်းဆွဲတင်လိုက်ပါအောင်။ကိုကိုပို့ပြီးတော့မှချက်ချင်းပြီးဆောင်လှည့်သွားတဲ့သူမင်းငေါပြလိုက်တော့မှကိုပြန်ငုံကြည့်ပြီးတော့ရှက်စရာကောင်းလိုက်တာ။မမြင်သိတဲ့ပုံရင်မို့ကြပြဆွဲတင်ပြီးတော့မှအကြည့်ချင်းမစုံရတော့ဘဲနဲ့မျက်နှာလေးကရှုံမဲ့ပြီးတော့မှလောနဲ့အရှိကနေရှောက်လာတော့ကောင်းဝန်းစားလေးကိုထက်နေမိပြီးတော့ရှေ့ကိုပြိုကြတော့ဟာဆောင်းကဆွဲမိဆိုရစိုးရင်တကြီးနဲ့လှမ်းဆွဲလိုက်တော့ကြောပြင်လေးကအင်ကြီးစားလေးကိုဖြစ်ပါတယ်။ထောင်းငယ်ရင်ဘက်လေးပါအောက်တက်သွားပြီးတော့မှသူ့ရင်ဝင်တွေကိုကြိုးတိတိလေးကပြစ်တက်ဝင်သွားပြန်တယ်။သေပါပြီ။ထောင်းငယ်မျက်နှာလေးကပူရှင်းဖြာတက်လို့နေပြီးတော့ရင်ထဲမှာလေးကြက်သီးတွေကကြမ်းရှာထနေပါတယ်။ကိုပေါ်လိုက်လေပင်ကိုကုတ်လိုက်မင်းစင်းအကြည့်လေးကိုကြပြရှောင်လို့ရနဲ့ထောင်းငယ်အလုပ်တွေရှုပ်ကုန်ပါတယ်။လဲအောင်မယ်။ဟုတ်သားပဲ။ရင်ဘက်လေးကိုလက်နဲ့ကာရန်ထားတဲ့အထစ်ငေါလေးပြောကားမှသူလည်းထောက်ခံပါတယ်။တောင်းငယ်တကုံလုံးရားကြည့်လေးတောင်ဖြစ်လာပြီးတော့လိုက်ကာနောက်ကိုပြပြလေးဝင်လာခဲ့ပြီးတော့မှအသက်ရှူတန်နေလေးမှားနေခဲ့ပါတယ်။ဘယ်တော့မှနောက်ပြန်လဲမဲ့အချစ်မဟုတ်ဘူး။ကိုချစ်တာမင်းကိုအတ္တတွေပါချီနှောင်ပြီးတော့ချစ်ခဲ့တာ။ကိုနာတဖွားမှခွာခွင့်မရှိဘူးဆိုတာကြာလေမင်းသိလာလေဖြစ်လိမ့်မယ်။ကိုလို့ခေါ်ပါလား။ဘေးတော်ပါလာတဲ့သူကတော့ဖေစီကိုလာလေတာတော့မှအနောက်ကနေအတင်းကတ်လိုက်လာပါတယ်။ဖေကအတိမိတ်ဆွေဘက်ကိုလှည့်ပြီးတော့မှစကားပြောတော့မှဘေးနာကိုကပ်ပြောတဲ့သူကတော်တော်လေးကိုအတင်းရဲနေပါတယ်။တောင်းငယ်ကနှကန်းလေးကိုကိုက်ထားပြီးတော့ခေါင်းလေးငုံပြီးတော့ခက်ကြည့်ပြုံးထားလိုက်ပါတယ်။ခေါ်လို့ဆိုကွာ။ကပ်ပြီးတော့မှကျွေးနေပုံရတဲ့ပုံတောင်းငယ်ပထမဆုံးမြင်မှုတာမို့ပါဇက်လေးဟပြီးတော့မှပြူးကြည့်နေတော့မှဖေကသူတို့ဘက်ကိုလှည့်လာပါတယ်။နှစ်ယောက်စလုံးမသိတယ်လို့ပဲခက်တီနဲ့ရှေ့ပြန်လှည့်ကြတယ်ဆိုရင်ပဲဦးခေဦးငယ်ကပြုံးပြီးတော့မှစကားဆပါတယ်။မနေ့ပြန်ဆိုရင်မင်္ဂလာပွဲပဲကိုသူတို့သားနဲ့သူတို့သမီးကအပြင်မထွက်ရဘူးဆိုတာသိတယ်မလား။ဒေါသမပါဘဲနဲ့စိုးရင်တန်နဲ့ပြောနေတဲ့ဦးခေဦးငယ်မျက်နှာစီကိုစောင်းအကြည့်ရောက်တော့ဟင်းငယ်ပြုံးပြီးတော့မှတောင်းငယ်လေးရဲ့ဘက်ကိုချိုးသားတဲ့အပြုံးနေနဲ့ပြန်လှည့်လာပါတယ်။ဟိုစိတ်မချလို့လိုက်လာတာပါ။ကျွန်တော်ကမင်္ဂလာပွဲပြီးမှဘယ်တော့လိုက်ပို့ပါမယ်ဆိုတော့ဦးလေးရဲ့သမီးတော်လေးကဆွဆိုးတာဗျာ။တိုင်မျက်စောင်းလေးရွယ်ပြီးတော့မှပြောတော့သူကခက်ဟာပြောပါတယ်။ဦးလေးညနေအိမ်လာခဲ့နော်။ဦးလေးသမီးကကျွန်တော်ဘလောက်အနိုင်ကျကြောင်တက်တည်မရအောင်လို့ရှင်နော်။ဟဲ့နားတယ်မတိုင်တော့ဘူးလို့အန်ကျစ်ပြုံးလေးနဲ့ဘိုက်ခါကိုလိန်ဆွဲခံလိုက်ရတော့လက်မြောက်အရှုံးပေးရသူကစောင်းတီစာဖြစ်ပါတယ်။ကိုယောက်ျားကိုလေးစားရမယ်လေသမီးလေးရဲ့အရန်စိုးနေလို့မရဘူး။ဦးခေဦးငယ်ကဝင်ပြောလိုက်တော့စောင်းကဟုတ်တယ်ဆိုတဲ့ပုံစံနဲ့မေးလေးလှမ်းငေါ့ပြပါတယ်။တောင်းငယ်ကတော့ဖေဘက်ကိုနှကန်းလေးစုကြည့်ပြီးတော့မှသူ့ဘက်ကိုမျက်စောင်းလေးငှဲ့ပြီးတော့မှစကားလေးပြောလို့ပြီးသွားတော့ဖေနဲ့ညီမလေးကိုနှုတ်ဆက်ပြီးတော့သူနဲ့အတူတူပြန်လာခဲ့ပါတယ်။ရှင်နော်အဖေရှိမှလိုက်ပြီးတော့မတိုင်နဲ့ကားပေါ်ရောက်ချင်းပါပဲနှကန်းလေးချုံပြီးတော့မှအပြစ်တင်ပါလေ။နှကန်းလေးလှုပ်ပြုံးပြီးတော့မျက်လုံးတောက်ကပ်ကြည့်ပြီးတော့ကားဆက်နှုတ်ဖို့ပြင်ထားတဲ့လက်တွေကသူမပကုံးနဲ့လက်ကလေးကိုဆွဲကင်ပြီးတော့မှရင်ခွင်ထဲမှာဆွဲထည့်လိုက်ပါတယ်။တောင်းငယ်ရင်ခွင်ထဲကိုရောက်သွားပြီးတော့မျက်လုံးလေးဝိုင်းဆက်လေးနဲ့ငြိမ်သက်နေပါတယ်။ပခုံးပေါ်မှာမေးအပ်ပြီးတော့သူကကိုလေးမင်းကိုတဲချစ်တာပဲ။ကိုရေယုံကြည်ကြည်နဲ့မင်းဘဝကိုပုံအပ်ဖို့စိတ်ပါလက်ပါရှိရမလား
ကိုချစ်ကိုယုံနေမလားယုံစေခြင်းတော့10တန်းအောင်အရင်လောက်လေအကျွေးကြောင့်အောင်စေခြင်းလားရှင်ကို10တန်းအောင်စေခြင်းလားညောဝဝိုင်းနေရစိတ်ရင်းနဲ့ပြောနေတာဆိုတာမြင်သာထင်သာရှိပါတယ်အစတွေကဒီလိုလေးပြောရင်ကိုကပိုတော့မှစူးစမ်းအောင်ပါတောင်းငင်ကမယုံတလို့လေးနှာခေါင်းရှုံပြတော့လက်မောင်းလေးကိုကင်ထားပြီးတော့မျက်နှာချင်းဆိုင်ပြီးတော့မှကိုစာမွေးအောင်လို့ရှိရင်ကိုအတွက်ကလေးလေးမွေးပြီးမှလားရှင့်အားကြီးကလေတခြားတစ်ခုခုနဲ့လောင်းကြီးထက်လို့ရနေအောင်ရပါဘူးကိုကမင်းနဲ့ကိုရဲ့ကလေးကိုဘယ်လောက်ထိလိုချင်နေလဲဆိုတာသိလားမျက်နာမှာလိုလားမှုတွေပါနေပါတယ်တောင်းငင်ကသူ့ရင်ဘက်ကိုတတလေးတွန်းထားပြီးတော့မှအောင်မို့ရင်စူးစမ်းပါအောင်ချစ်တယ်ကိုကလေးမွေးဖို့အားမွေးထားတော့နော်ရေတန်းနေလွှမ်းပြီးတော့မှကားဆက်နိုးပါတယ်မနေ့ဖြန်ကြာရောက်တော့မင်း္ဂလာပွဲလေးတွေရေခုတ်တန်နေရမြဲနေခဲ့တယ်သူမသူ့ကိုမမုန်းရက်ခဲ့တယ်လို့ကာကွယ်မှုတွေပေးတတ်တဲ့သူကိုမချစ်ဖို့ကတော့စဉ်းစားမိမှာမဟုတ်ပါဘူးတောင်းငယ်ရဲ့ရေခုတ်တန်တွေကိုအယောင်ယောင်အမှားမှာဖြစ်နေခဲ့စေခဲ့တာသူသာဖြစ်ပါတယ်တောင်းငယ်မနေ့ဖြန်ဆိုရင်သူ့ရဲ့တရားဝင်စနီးဖြစ်ရတော့မှာမို့ရှင်တွေခုံပြီးတော့မှမျက်နှာလေးကရှက်သွေးဖျားနေတယ်ယောက်ျားများစွာကိုမြင်ဘူးတလို့ယောက်ျားများစွာရဲ့ချစ်ချင်းတရားကိုခံစားဖို့ပဲမယ်လေသူမရဲ့ချစ်ချင်းတွေကိုပိုင်ဆိုင်ရစီတာစောင်းတီစားဆိုရယ်ခက်ဆူဆူလူဆိုလေးဖြစ်ပါတယ်သူကြောင့်တောင်းငယ်ရင်ခုန်ခြင်းဆိုတာခံစားမိလာခဲ့တာမို့တောင်းငယ်ရဲ့ဘဝကိုသူ့လက်ထဲမှာရေရုံကြီးကြီးနဲ့အရေးလို့လေမင်္ဂလာပွဲကိုရှောင်ဖွေမသွားခဲ့တာမသိလေသလားရှင်ကိုချစ်တယ်လို့တော့ရဲဝန်းနဲ့ပြောပါအောင်မေလူဆိုလေးရေဟုတ်ကဲ့ပါပရိသတ်ကြီးခုနဆင်ခဲ့ရတဲ့ဇလန်းလေးကတော့စာရေးသူခဏောင်းတွေရေးသားထားတဲ့အတ္တဖြစ်ချင်အောင်ခြင်းလို့အမည်ရတဲ့ဇလန်းကောင်းလေးဖြစ်ပါတယ်ဇလန်းအစနေပြီးတော့အဆုံးထိကိုလိုက်ပါပြီးတော့မှနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတောင်ကျေးဇူးအထူးပဲတင်ရှိပါတယ်နောက်ရက်ဒီမှာလည်းချစ်တဲ့ပရိသတ်ကြီးရဲ့အကြိုက်နဲ့ထပ်တူကြမယ့်ဇလန်းကောင်းတွေကိုရွေးချယ်ပြီးတော့မှတင်ဆက်ပေးသွားမှာမို့ပရိသတ်ကြီးကစောင့်မျှော်ပြီးတော့အားပေးနားဆင်ပါအောင်နော်နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတောင်ကျေးဇူးအထူးပဲတင်ရှိပါတယ်